ကောင်လေးကအရှင်းလင်းဆုံးဓာတ်ဆွဲထုတ်တဲ့ကွက်ကိုပဲတုံးလိုက်ပေမဲ့ဓာတုအဆင်ဖြစ်တဲ့အမျိုးသမီးကိုတော့အတော်လေးအံ့အားသင့်သွားစေခဲ့ပါတယ်ခင်ဗျာယိုနန်ကဓာတ်တစ်ချက်ပဲခုတ်လိုက်တယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့၃ချက်တောင်ခုတ်လိုက်တာပါဒါအပြင်သူကနောက်ဆုံးတစ်ချက်ရဲ့အရှိန်ကိုအနည်းဆုံးဖြစ်အောင်ရှော့ချပစ်ခဲ့ပါတယ်အင်ပါယာရဲ့နံပါတ်1ကျောင်းတော်ကြီးကပရော်ဖက်ဆာတွေထဲမှာဘယ်သူမှတေးသေးချာချာမမြင်လိုက်ရမှာကိုစိုးရိမ်နေတရားမှာပဲသူ့ရဲ့ဒီလိုမောက်မာတဲ့လောက်ရက်ကလည်းဓာတုအဆင်ကိုအကြီးကျယ်ဒေါသထွက်သွားစေခဲ့ပါတယ်သူမကဒေါသရကြီးနဲ့သူ့ရဲ့ဓာပညာကိုဘသူစီကတင်လာတာလဲလို့မေးခွန်းထုတ်ပါတော့တယ်ဒါပေမဲ့ယိုနန်ကဓာပညာကိုစနစ်တကျသင်ယူခဲ့ဘူးတာမဟုတ်ပါဘူးသူ့ရဲ့တသက်တာစွမ်းရည်တွေအားလုံးကအရင်ဘဝကယာနဲ့ချီတဲ့စစ်ပွဲတွေထဲမှာတွေးထွက်တန်ရိုးရုန်းကန်ရင်တွေးရင်းနဲ့လေ့ကျင့်လာခဲ့ရတာပါယိုနန်တယောက်အခုလိုအတိတ်ကိုပြန်ရောက်လာနိုင်ခဲ့တာကတော့အမျိုးသမီးတယောက်ရဲ့အနမ်းတပွင့်ကြောင့်ပဲဖြစ်ပါတယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့အလွန်တရာစွမ်းထက်လာတဲ့အတောင်ပံလေးဖက်ပါလူရကြီး၃ကောင်ကဘာပေါ်ကိုရုတ်တရက်ကျဆင်းလာတဲ့အဖြစ်အပျက်ကြောင့်ပါပဲသူတို့တွေကအင်မာယာနယ်မြေထဲမှာထင်တိုင်းကျဲပြီးစိုးသွမ်းခဲ့ကြပါတယ်တပတ်လောက်အချိန်တွင်းမှာတင်အင်မာယာရဲ့နယ်မြေထက်ဝက်ကျော်ကိုဖျက်ဆီးပစ်ခဲ့ကြပါတယ်အဲ့ဒီလူရကြီးတွေကိုတားဆီးနိုင်ဖို့အတွက်ယိုနန်ပါဝင်တဲ့အပြစ်ပေးခံတက်မတစ်ခုလုံးအသေးပြောက်များပြီးကြာဆုံးခဲ့ရပါတယ်ယိုနန်ဟာသူ့ရဲ့အစွမ်းကုန်စ조사ပြီးနောက်မှာတော့နောက်ဆုံးကျန်နေတဲ့လူရကြီးကိုတပ်ဖြတ်နိုင်ခဲ့ပေမဲ့သူ့ရဲ့အသက်ကလည်းတင်မင်းစီကိုရောက်ရှိသွားခဲ့ရပါပြီယိုနန်တယောက်တည်းသူ့ရှေ့မှာရှိနေတဲ့ခြေခွဲစရာမြင်ကွင်းကြီးကိုကြည့်ရင်ထဲမှာအလွန်တရာဝမ်းနဲ့ခြေခွဲနေခဲ့ရပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့အတန်တစ်ခုကရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်ငါအာဟာယူပေါ်ဆက်သွားခဲ့တာပဲဒီနေရာမှာမင်းလိုမျိုးအစွမ်းထက်တဲ့လူသားတယောက်ရှိနေလိမ့်မယ်လို့မထင်ထားခဲ့မိဘူးလို့ပြောလာတာပါယိုနန်လည်းအလွန်တရာထိတ်လန့်သွားပြီးလှည့်ကြည့်လိုက်တဲ့အခါမှာတော့အတန်ထွက်လာတဲ့နေရာကတေဆုံးသွားပြီဖြစ်တဲ့လူရကြီးစီကဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဒေါသထွက်နေတဲ့ယိုနန်ကလူရကြီးရဲ့မျက်နှာကိုခြေထောက်နဲ့နင်းလိုက်ပြီးမင်းတို့ကြောင့်အင်ပါယာတဝက်လောက်ကတင်ချိုင်းမြေချစ်သွားခဲ့ရပြီးမင်းဘာလို့မတည်သေးတာလဲလို့အော်ဟစ်လိုက်ပါတယ်အဲ့ဒီလိုပြောရင်ယိုနန်ကလောင်ပြောင်တဲ့မျက်နှာထားနဲ့ကြံတဲ့လူရကြီးနှစ်ကောင်ဘလို့တည်သွားလဲဆိုတာမင်းသိလားတကောင်ကငကားနီရဲ့မိတောက်တွေကြောင့်ပြာကျသွားခဲ့ပြီးတော့နောက်တကောင်ကတော့မော်ဆရာတွေရဲ့ထာဝရချုံနှောင်ခြင်းကိုခံလိုက်ရပြီလို့ပြောလိုက်ပါတယ်ဒီစကားတွေကလူရကြီးကိုဒေါသထွက်စေလိမ့်မယ်လို့သူထင်ခဲ့ပေမဲ့လူရကြီးကတော့အံ့သားတဲ့ပုံမပေါ်ပါဘူးအစွမ်းထက်တဲ့လူသားအပေါ်ယံစကားတွေနဲ့အမှန်တရားကိုမဖော်ပြပါနဲ့ကျေဒါယာရဲ့ကလေးငယ်တွေဟာခံစားမှုအာရုံတွေကိုမျှဝေခံစားနိုင်ကြတယ်သူတို့ဘလို့တည်သွားကြလဲဆိုတာကိုငါသိပါတယ်သူတို့နဲ့တိုက်ခိုက်ခဲ့တဲ့လူတွေအားလုံးလည်းကြာဆုံးသွားပြီဆိုတာကိုပါငါသိတယ်ဒီမြေပြင်ပေါ်မှာမင်းလိုမျိုးအစွမ်းထက်တဲ့သူနောက်ထပ်မရှိတော့ဘူးဒါကြောင့်မင်းတို့အသေးခံပြီးကာကွယ်ခဲ့တဲ့ကဘာကြီးဟာလည်းနောက်ဆုံးမှာတော့ကျေရောင်တွေအောက်မှာနစ်မြုပ်သွားရလိမ့်မယ်လို့ပြောလာပါတယ်လူရကြီးစကားပြောလို့တောင်မပြီးသေးခင်မှာပဲယိုနန်ကဓာတ်တစ်ချက်တဲနဲ့သူ့ရဲ့ခေါင်းကိုဖျက်ချလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ယိုနန်ဟာရည်ရွယ်ချက်မရှိပဲရှောက်သွားနေခဲ့ပြီးသူ့ရဲ့နောက်ဆုံးအချိန်လေးမှာဒီကဘာကြီးကိုတေချာငေးကြည့်ချင်နေခဲ့ပါတယ်ယိုနန်တယောက်ဝမ်းနဲ့ကြေကွဲမှုတွေရဲ့နမုန်းနေချိန်မှာပဲခက်တဲ့ထွက်ပေါ်လာတဲ့အကူအညီတောင်းတန်လေးကိုတတိလွတ်နေတုန်းကြားလိုက်ရပါတယ်ဒါနဲ့ပဲယိုနန်ဟာဒဏ်ရာပြင်းထန်စွာရထားတဲ့သူ့ရဲ့ခန္ဓာကိုယ်ကြီးကိုတရုတ်တိုက်ဆွဲပြီးအတန်လာယာစီကိုတွားရှာခဲ့ပါတယ်ဒါပေမဲ့သူ့ရှေ့မှာမြင်လိုက်ရတဲ့သူကြောင့်သူတော်လေးအံ့အားသင့်သွားခဲ့ရပါတယ်စစ်သူကြီးအာရရှန်အသက်ရှင်နေသေးလိမ့်မယ်လို့သူမထင်ထားခဲ့ပါဘူးဒါကယိုနန်အတွက်တော့အနှဲငယ်နှစ်သိမ့်မှုဖြစ်စေခဲ့ပါတယ်ယိုနန်ရောက်လာတာကိုမြင်တော့စစ်သူကြီးကဒီစစ်ပွဲမှာအနိုင်ရခဲ့လားဆိုတာကိုအလောတကြီးမေးမြန်းပါတော့တယ်ယိုနန်ကနောက်ဆုံးလူရကြီးကိုတတ်နိုင်ခဲ့ပြီဆိုတာသိလိုက်ရတဲ့အခါမှာတော့စစ်သူကြီးဟာရင်ထဲကအလုံးကြီးကျသွားသလိုတက်တာရသွားခဲ့ပါတယ်တကယ်ကိုကျေးဇူးတင်ပါတယ်တက်သားကြီးယိုနန်လို့ပြောလိုက်ပါတယ်ဒီစကားကိုကြားတော့ယိုနန်ကအခွင့်ကောင်းယူပြီးတောင်းဆိုမှုတစ်ခုလုပ်ခဲ့ပါတယ်ကျွန်တော်ကိုဒီလောက်တောင်ကျေးဇူးတင်နေတယ်ဆိုမှတော့ကျွန်တော်ရဲ့ရဲဘော်ရဲဘက်တွေကိုကောင်းကောင်းမွန်မွန်လေးတင်းကြပ်ပေးလို့ရနိုင်မလားအရင်တုန်းကတော့အပြစ်ပေးခံတက်မကစစ်တီတွေရဲ့အလောင်းတွေကိုဒီအတိုင်းပဲလွင့်ပစ်ခဲ့ကြတာပါဒါပေမဲ့ဒီတစ်ချိန်မှာတော့သူတို့တွေအတော်လေးစွမ်းစွမ်းတမန်တိုက်ပွဲဝင်ခဲ့ကြပါတယ်ဒါကြောင့်သူတို့ကိုကောင်းကောင်းမွန်မွန်တင်းကြပ်ပေးတင်တယ်လို့ထင်ပါတယ်လို့ပြောလိုက်ပါတယ်ဒီအပေါ်မှာစစ်သူကြီးကသူလည်းအသက်ဆက်ရှင်ဖို့မလွယ်တော့ဘူးလို့ပြောခဲ့ပါတယ်ဒီကိစ္စကိုယိုနန်ကိုယ်တိုင်ပဲဦးစီးပြီးလှုပ်ဆောင်တာအကောင်းဆုံးဖြစ်လိမ့်မယ်လို့ဆိုပါတယ်စကားဆုံးတာနဲ့ယိုနန်ကအပြင်းထန်ချောင်းဆိုးပါတော့တယ်စစ်သူကြီးကကျွန်တော်ကိုအထင်ကြီးလို့နေပြီထင်ပါတယ်ကျွန်တော်ရဲ့လက်ရှိအခြေအနေနဲ့ဆိုရင်နောက်တစ်စက္ကန့်အသက်ရှင်ဖို့တောင်အနိုင်တောက်ခံနေရတာပါနှမျောစရာကောင်းတာကကျွန်တော်မလုပ်ရသေးတဲ့ကိစ္စတွေအများကြီးကြံနေသေးတာပဲတကယ်ကိုဝမ်းနည်းစရာပါပဲလို့ဖြေလိုက်ပါတယ်အဲ့ဒီလိုကြားတဲ့အခါစစ်သူကြီးကသူ့ကိုမေးလိုက်ပါတယ်အကယ်လို့ဆက်ပြီးအသက်ရှင်နေမယ်ဆိုရင်ဘာလုပ်ချင်တာတွေရှိလဲတဲ့ဒီအကြောင်းအရာကိုကြားလိုက်ရတဲ့အခါယိုနန်ရဲ့မျက်လုံးထဲမှာမျောလင်းချက်ရောင်ကြီးလေးတစ်ခုတောက်ပသွားခဲ့ပါတယ်ကျောင်းတော်ကြီးမှာသွားပြီးပညာသင်ခြင်းနဲ့ထင်ပါတယ်ဒါကဆုံးပါသွားပြီဖြစ်တဲ့ကျွန်တော်အမေရဲ့ဆန္ဒလေးပါဒါပေမဲ့အခွင့်အရေးမရှိတော့ဘူးထင်ပါတယ်ကျွန်တော်တို့မိသားစုချက်ချင်းပဲပြန်ဆောင်တွေ့ရတော့မှာပါလို့ပြန်ဖြေခဲ့ပါတယ်စကားလဲဆုံးသွားရောကောင်းကင်ကြီးကရုတ်တရက်တာယာလာပြီးအယုံဦးနေအောင်ကြီးတချို့ဖျားချလာခဲ့ပါတော့တယ်ခင်ဗျာဒါပေမဲ့သူတို့နှစ်ယောက်စလုံးကြောက်လန့်တကြားနဲ့မျက်လုံးပြူးသွားခဲ့ရပါတယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့ကောင်းကင်ယံမှာတန်းရှိရအဆင့်ရှိတဲ့လူရကြီးတစ်ကောင်ရုတ်တရက်ထွက်ပေါ်လာလို့ပဲဖြစ်ပါတယ်သူတို့အသေးလဲတိုက်ခိုက်တက်ဖြတ်ခဲ့တဲ့တန်းလေးရလူရကြီးကလူရကြီးတွေရဲ့အမြင့်ဆုံးအဆင့်မဟုတ်ခဲ့ဘူးဆိုတာကိုထင်မထားခဲ့မိပါဘူးတန်းရှိရလူရကြီးကမှအမြင့်ဆုံးအဆင့်ဖြစ်ပြီးတော့သူ့နောက်မှာလဲတန်းလေးရအဆင့်ရှိတဲ့နောက်လိုက်တွေအများကြီးပါလာခဲ့သေးတာပါဒီအချိန်မှာတော့စစ်သူကြီးရဲ့မျက်လုံးတွေထဲမှာမျောလင်းချက်မဲ့ခြင်းတွေအပြည့်ချနေခဲ့ပါပြီဒါကသူလူရကြီးတွေကိုတတိယအကြိမ်မြောက်ရင်ဆိုင်ခဲ့ရတာဖြစ်ပေမဲ့နောက်ဆုံးမှာဒီလိုညီကုန်းချုပ်သွားလိမ့်မယ်လို့သူထင်မထားခဲ့ပါဘူးဒါပေမဲ့ဘေးနားမှာရှိနေတဲ့ယိုနန်ကတော့ခိုင်မာပြတ်သားတဲ့မျက်နှာထားနဲ့သူ့ရဲ့ဓာတ်ကိုဆွဲထုတ်လိုက်ပြီးစစ်သူကြီးကိုလေပေါ်ပြန်ဝဲနိုင်တဲ့မော်ပညာသုံးပေးဖို့တောင်းဆိုလိုက်ပါတယ်သူကအပေါ်တက်ပြီးအသေးခံတိုက်ပွဲဝင်ဖို့ဆုံးဖြတ်ထားတာပါစစ်သူကြီးအတော်လေးအံ့အားသင့်သွားခဲ့ပါတယ်ဒီလိုမျိုးမျောလင်းချက်မရှိတော့တဲ့အခြေအနေမျိုးမှာတောင်ယိုနန်ကနောက်ဆုတ်ဖို့နည်းနည်းလေးမှမတွေးထားဘူးဆိုတာကိုထင်မထားခဲ့မိလို့ပါရုတ်တရက်စစ်သူကြီးကတခုခုကိုတတိယသွားပြီးအမြန်ထကာယိုနန်ကိုနမ်းလိုက်ပါတော့တယ်ပြီးတော့ယိုနန်ရဲ့ပါးဆက်ထဲကိုပူလဲလုံးလေးတစ်လုံးထည့်ပေးလိုက်ပါတယ်
ဒါကအချိန်ကို၄ချိန်တိုင်းနောက်ပြန်ဆုတ်ပေးနိုင်တဲ့ပူလဲလုံးလေးပါငါက3ချိန်သုံးခဲ့ပြီးတာပြီဒီပူလဲလုံးလေးကငါ့လိုအချုပ်သမားလေးတယောက်ကိုစစ်သူကြီးဖြစ်လာစေခဲ့တဲ့ရှိုးဝက်ချက်ပါပဲနောက်ဆုံးတစ်ချိန်ကိုတော့မင်းလက်ထဲအပ်လိုက်ပါပြီကဘာကြီးပျက်စီးမဲ့ရေးကိုတားဆီးနိုင်မဲ့အဓိကတော့ချက်ကမင်းပဲလို့ငါယုံကြည်တယ်ပြီးတော့မင်းငါနဲ့ပြန်ဆုံတွေ့ခဲ့ရင်ငါ့ကိုအချုပ်သမားတယောက်အနေနဲ့ပဲရိုးရိုးသားသားနေဖို့တိုက်တွန်းပေးပါဦးလို့ပြောလိုက်ပါတယ်ယိုနန်တယောက်မျက်လုံးပြန်ဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့လူငယ်ဘဝဇာတိမြေကိုပြန်ရောက်နေပြီဆိုတာကိုတွေ့လိုက်ရပါတယ်ရင်းနှီးနေတဲ့မြင်ကွင်းတွေကိုကြည့်ရင်ယိုနန်တယောက်ချက်ချင်းလက်ခံနိုင်ဖို့ခက်ခဲနေခဲ့ပါတယ်စစ်သူကြီးပြောခဲ့တာတွေကတကယ်ကြီးအမှန်ဖြစ်နေလိမ့်မယ်လို့ထင်မထားခဲ့မိပါဘူးလူရကြီးတွေရောက်လာဖို့က10နှစ်တောင်လိုပါသေးတယ်သူတယောက်တည်းနဲ့တကယ်ပဲလုံနိုင်ပါမလားရုတ်တရက်ယိုနန်တစ်ခုခုကိုတတိယသွားပါတယ်အကယ်လို့ဒါတွေဒါတကယ်ချစ်ခဲ့မယ်ဆိုရင်သူ့ရဲ့အမဖြစ်သူနဲ့ပြန်ဆုံတွေ့နိုင်တော့မှာပေါ့ဒါနဲ့ပဲသူတကိုင်းကိုကောက်ကင်လိုက်ပြီးအိမ်ရှိရာကိုအမြန်ပြေးသွားပါတော့တယ်လမ်းမှာအနိုင်ကျင့်တတ်တဲ့လူဆိုးတစုကသူ့ရဲ့အာယုံကိုဖန်ဆားသွားခဲ့ပါတယ်တေးချာစိုက်ကြည့်လိုက်တဲ့အခါယိုနန်အလွန်တရာအံ့အားသင့်သွားခဲ့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့အနိုင်ကျင့်ခံနေရတဲ့ကလေးလေးကကျိုးနဲ့ဆွဲချီခံထားရတာမဟုတ်ပဲတယောက်ကမော်ပညာကိုသုံးပြီးလေထဲမှာတွဲလောင်းဖြစ်အောင်လုပ်ထားလို့ပါပဲယိုနန်တယောက်မယုံနိုင်အောင်ဖြစ်သွားခဲ့ရပါတယ်ဒါမျိုးဆိုတာစစ်မြေပြင်မှာတောင်တိတ်မတွေ့ရတဲ့အစစ်မြင့်ကျွမ်းကျင်သူတွေမှလုပ်နိုင်တာပါဒီလိုတောရွာလေးမှာဒီလိုမျိုးရှားပါလာတဲ့မော်ပညာကိုတက်ကြွတဲ့သူရှိနေလိမ့်မယ်လို့သူထင်မထားခဲ့ပါဘူးခေါင်းဆောင်ဖြစ်တဲ့စံပင်ဝါကောင်ကအခုချိန်မှာကောင်လေးစီမှာပိုက်ဆံရှိသေးလားလို့မေးနေတာကိုတွေ့လိုက်ရပါတယ်ကောင်လေးကတော့သူ့မှာရှိတဲ့ပိုက်ဆံတွေအားလုံးကိုအမေဖြစ်သူအတွက်ဆေးဝယ်ဖို့တုံးလိုက်ရပြီလို့ဖြေနေခဲ့ပါတယ်ဒီစကားကိုကြားတော့စံပင်ဝါကောင်ကအကြီးကျယ်ဒေါသထွက်သွားပြီးမော်ပညာသုံးနေတဲ့ကောင်လေးကိုကောင်းကင်ပေါ်ဆွဲတင်လိုက်ဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့သဘောကောင်းတဲ့အာရှယ်ကတော့အဲ့ဒီလိုလုပ်ဖို့ဆန္ဒမရှိခဲ့ပါဘူးအာရှယ်မော်ပညာကိုရုပ်သိမ်းဖို့ပြင်နေတော့မှတင်ယိုနန်ကသူ့ခေါင်းကိုတုံးနဲ့တစ်ချက်ရိုက်ချလိုက်ပါတော့တယ်ဆက်လုပ်နေမယ်ဆိုရင်အဲ့ဒီကလေးတည်သွားလိမ့်မယ်လို့ယိုနန်ကအော်ပြောလိုက်ပါတယ်ဒီစကားကိုကြားတဲ့အခါအာရှယ်လဲကောင်လေးကိုအောက်ကိုအမြန်ချပေးလိုက်ပါတယ်ဒါကိုမြင်တော့စံပင်ဝါကောင်ကမကြေမနက်ဖြစ်သွားခဲ့ပါတယ်သူကရခိုင်တိုင်းမင်းကရရလာမင်းကငါ့ကိုအေးမလုပ်တာလားလို့အော်ပြောလိုက်ပါတယ်ယိုနန်ကတော့အာရှယ်ကိုအတင်းဆွဲယူလိုက်ပြီးဒီအမိုက်ကောင်တွေကိုဂယူးဆိုင်မနေနဲ့မင်းရဲ့စိတ်ဆွမ်းအင်မော်ပညာကိုဘယ်ကနေတင်လာတာလဲဆိုတာငါ့ကိုအရင်ပြောပြစမ်းပါလို့မေးလိုက်ပါတယ်ဒီအပေါ်မှာအာရှယ်ကကြောက်ရွံ့နဲ့လှဲ့ရောင်းချတဲ့ဈေးတီစီကဝယ်လာတဲ့မော်စာအုပ်ကိုဖတ်ပြီးကိုဟာကိုလေ့လာခဲ့တာလို့ပြန်ဖြေခဲ့ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အခါယိုနန်အလွန်တရာအံ့အားသင့်သွားခဲ့ပါတယ်တန်ဖိုးနေတဲ့မော်စာအုပ်လေးတအုပ်နဲ့တင်ဒီလောက်ထိတက်ကြွအောင်တင်ယူနိုင်ခဲ့တာပါအာရှယ်တယောက်လူရကြီးတွေကိုရင်ဆိုင်တဲ့နေရာမှာတေချာပေါက်အသုံးဝင်လာလိမ့်မယ်လို့သူ့ရဲ့အလိုလိုတိစိတ်ကပြောနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဒေါသထွက်နေတဲ့စံပင်ဝါကောင်ဟာဓာတ်ကိုဆွဲထုတ်လိုက်ပြီးယိုနန်စီကိုအရှိန်နဲ့ခုတ်ပိုင်းချလာပါတော့တယ်ယိုနန်ကစံပင်ဝါကောင်ရဲ့အားနည်းချက်ကိုတစ်ချက်ကြည့်လိုက်တာနဲ့တင်သိမြင်သွားခဲ့ပါတယ်ခွန်အားပြေးဝနေပေမဲ့ဓာတ်ကင်နဲ့ကိုနေဟန်ထားကတော့လုံးဝကိုစုပ်ပြတ်တက်နေတာပါယိုနန်ကတီတီငိမ့်ငိမ့်နဲ့ပဲခနာကိုဘေးဘက်နီးနဲ့ရိမ့်လိုက်ပြီးအလွယ်တကူရှောင်တိန်လိုက်ပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတော့စံပင်ဝါကောင်ရဲ့ရင်ထဲမှာအနှဲငယ်ထိတ်လန့်သွားခဲ့ပေမဲ့တိုက်ဆိုင်မှုတက်ပဲလို့သူထင်နေသေးပါမင်းကန်ကောင်းလို့ငါရဲ့တိုက်ကွက်ကိုရှောင်နိုင်သွားတာပါမင်းတူးထောက်ပြီးငါ့ကိုတောင်းပန်မယ်ဆိုရင်မင်းရဲ့လက်တစ်ဖက်ကိုပဲဖြတ်ပြီးအသက်ချမ်းသာပေးလိုက်မယ်ပြီးတော့မင်းရဲ့လာပါတဲ့အမောက်ကိုလည်းငါကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးဦးမှာပါသူမကိုမြင်ရတိုင်းငါစိတ်တွေမထိန်နိုင်အောင်ဖြစ်သွားရတယ်လို့ပြောလိုက်ပါတယ်စကားတောင်မဆုံးသေးခင်မှာပဲစံပင်ဝါကောင်ရဲ့နားရဲ့တစ်ဖက်ကမြေပြင်ပေါ်ကိုလွင့်စင်သွားပါတော့တယ်ယိုနန်အခုလိုမျိုးဒေါသမထွက်ခဲ့တာအတော်လေးကြာခဲ့ပါပြီအမဖြစ်သူကသူ့ရဲ့တခုတည်းသောအထိမခံနိုင်တဲ့အားနည်းချက်ဖြစ်တာကြောင့်ဘသူကမှသူ့မောက်ကိုစော်ကားတာမျိုးသူလုံးဝခွင့်လွှတ်မှာမဟုတ်ပါဘူးခင်ဗျာဒီမြင်ကွင်းကဘေးနားမှာရှိနေတဲ့နောက်လိုက်ကောင်တွေကိုအကြောက်ကြီးကြောက်သွားစေခဲ့ပါတယ်ခင်ဗျာသူကတကိုင်းလေးတကိုင်းနဲ့တင်ဓာတ်တလက်ရဲ့အစွမ်းထက်မှုကိုဖော်ပြနိုင်ခဲ့လို့ပါပဲသူတို့တွေလည်းယိုနန်ရဲ့ပြိုင်ဘက်လုံးဝမဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားကြပါတယ်ဒါကြောင့်သူတို့ကိုပေါ်မှာပါလာတဲ့ပိုက်ဆံတွေအားလုံးကိုကောင်းလေးစီပေးလိုက်ပြီးတော့အမိကုတ်ကထွက်ပြေးသွားကြပါတော့တယ်အဲ့ဒီနောက်မှာတော့ယိုနန်ကအာရှယ်ကိုနောက်3ရက်နေရင်ဒီနေရာမှာပဲပြန်တွေ့ကြဖို့တစ်ဖက်သက်ချင်းဆိုလိုက်ပါတယ်ပြီးတော့အကယ်လို့အာရှယ်တာမလာဘူးဆိုရင်သူကိုယ်တိုင်ပြဿနာလာရှာမယ်လို့လည်းပြောလိုက်ပါသေးတယ်မကြခင်မှာပဲယိုနန်တယောက်အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်ဒါပေမဲ့သူကအိမ်ပေါက်ဝမှာတင်ရက်နေပြီးအထဲကိုဝင်ဖို့မရဲဖြစ်နေခဲ့ပါတယ်သူ့အမောက်ကိုဘလို့မျက်နှာပြရမလဲစကားကိုဘလို့ဆက်ပြောရမလဲဆိုတာကိုသူမသိဖြစ်နေခဲ့လို့ပါဘာဖြစ်လို့လဲဆိုတော့အရင်တစ်ခေါက်တုန်းကယိုနန်ကဘာစကားမှမပြောဘဲအိမ်ကနေထွက်ပြေးသွားခဲ့တာကြောင့်အမဖြစ်သူရဲ့နောက်ဆုံးချိန်လေးကိုတော့မမြင်လိုက်ရလို့ပဲဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့တကယ်တမ်းအမဖြစ်သူကိုမြင်လိုက်ရတဲ့အချိန်မှာတော့ယိုနန်ကကျွန်တော်ပြန်ရောက်ပြီလို့စကားတခုပဲပြောနိုင်ခဲ့ပါတယ်ပြီးတော့အမဖြစ်သူအကြိုက်ဆုံးပန်းလေးကိုလည်းကမ်းပေးလိုက်ပါတယ်အမဖြစ်သူကတော့အလွန်တရာကိုဝမ်းသာအံ့သာသွားခဲ့ရပါတယ်သူမတက်ရှိထင်ရှားရှိနေချိန်မှာမောင်လေးစီကပန်းလက်ဆောင်ရလိမ့်မယ်လို့သူမထင်မထားခဲ့မိလို့ပါငယ်ငယ်လေးကလေးကခေါင်းမာပြီးကြွကြားတဲ့ကောင်လေးစီကနေပေါ့ဝမ်းသာလုံးလို့အမဖြစ်သူကယိုနန်ကိုဟင်းထက်ချက်ပေးရမလားလို့တောင်မေးလိုက်ပါသေးတယ်ယိုနန်ကသူ့ရှေ့မှာရှိနေတဲ့ဟင်းဆက်၈ခွက်နဲ့ဟင်းရီတစ်ခွက်ကိုကြည်ရင်မလိုတော့ဘူးဆိုပြီးအမြန်လက်ကပြလိုက်ရပါတယ်ထမင်းစားပြီးတဲ့နောက်မှာတော့ယိုနန်ကကျောင်းတော်ကြီးကိုသွားပြီးပညာသင်ခြင်းတဲ့အကြောင်းသူ့အမောက်ကိုပြောပြလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အမဖြစ်သူကတော့အရန်ကိုပျော်ရွှင်သွားခဲ့ပြီးယိုနန်တကယ်ပြောတာဟုတ်မဟုတ်ဆိုတာကိုထပ်ခါတလဲလဲမေးမြန်းနေခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ယိုနန်ကိုကြောင်းထားပေးခြင်းနဲ့သူမရဲ့ဆန္ဒကတရက်2ရက်လောက်ပဲရှိသေးတာမဟုတ်လို့ပါပဲယိုနန်စီကတေချာတဲ့အဖြေကိုရလိုက်တဲ့အခါမှာတော့အမဖြစ်သူဟာအိမ်ထောင်တနေရာကိုပျော်ပျော်ရွှင်ရွှင်နဲ့ခုန်ပေါက်ပြီးပြေးသွားပါတော့တယ်ဒိတ်တာတွေဗီဒီယိုတွေကိုအတော်ကြာအောင်မွေးနောက်ရှာဖွေပြီးတဲ့နောက်မှာတော့အမဖြစ်သူကစင်အိုးကြီးတစ်လုံးကိုတည်လာခဲ့ပါတယ်အဲ့ဒီအိုးကြီးထဲမှာတော့ရွှေတင်ကားတွေအပြည့်ပါလာခဲ့တာပါယိုနန်အလွန်တရာအံ့အားသင့်သွားခဲ့ပြီးဒီလောက်များတဲ့ပိုက်ဆံတွေဘယ်ကရလာတာလဲလို့အမဖြစ်သူကိုမေးလိုက်ပါတယ်ဒီတော့အမဖြစ်သူကခါထောက်ပြီးဂုံယူဝင်းကြွားစွာနဲ့ဒါတွေအားလုံးကမင်းကိုအံ့တသွားအောင်ဆူထားတာလေမင်းကြောင်းသွားခြင်းတဲ့အချိန်ကျရင်ချက်ချင်းသွားလို့ရအောင်လို့ပေါ့လို့ဖြေလိုက်ပါတယ်ယ
ယိုနန်တယောက်ချွေးပြန်သွားခဲ့ရပြီးဒီပိုက်ဆံတွေကလုံးဝမလောက်သေးကြောင်းနဲ့ဒီပိုက်ဆံတွေကိုအမဖြစ်သူသုံးဖို့အတွက်ပဲတင်ထားလိုက်ပါလို့ပြောလိုက်ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူသွားကျင်တဲ့ကျောင်းကအင်ပါယာရဲ့အကောင်းဆုံးဖြစ်တဲ့တော်ဝင်ဖီလီယွန်ကျောင်းတော်ကြီးဖြစ်နေလို့ပါပဲ။အဲ့ဒီကျောင်းတော်ကြီးမှာတိုက်ကြီးတစ်ခုလုံးမှာရှိတဲ့အကောင်းဆုံးပရော်ဖက်ဆာတွေရှိနေပါတယ်။ပြီးတော့တော်ဝင်မိသားစုရဲ့ကြီးမားလာတဲ့ရန်ပုံငွေအထောက်ပံ့တွေလည်းရှိနေတာပါ။ဒါကြောင့်ဖီလီယွန်ကျောင်းတော်ကြီးမှာအလွန်တင်းကျပ်တဲ့ကျောင်းဝင်ခွင့်သတ်မှတ်ချက်တွေနဲ့မိုးကောင်ကင်လောက်မြင့်မားတဲ့ကျောင်းလက်ခတွေရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်ဒီကျောင်းတော်ကြီးကစစ်သူကြီးအာရယ်ရှန်ကိုတိုင်သူ့ကိုတက်ရောက်စေချင်ခဲ့တဲ့ကျောင်းလည်းဖြစ်နေပါတယ်။၃ရက်အကြာမှာတော့ယိုနန်ဟာဂတိအတိုင်းအာရှယ်နဲ့ချင်းထားတဲ့နေရာကိုရောက်လာခဲ့ပါတယ်။တွေ့ချင်းမှာပဲယိုနန်ကဒီညအာရှယ်ကိုစမ်းသပ်မှုတချို့လုပ်မယ်ဆိုတာကိုပွင့်ပွင့်လင်းလင်းပဲပြောလိုက်ပါတယ်။အဲ့ဒါကတော့အာရှယ်ရဲ့စိတ်ဆွမ်းအင်ကိုအမြင့်ဆုံးအဆင့်ထိတုံးခိုင်းပြီးသူ့ရဲ့အကန့်အသတ်ကဘယ်လောက်ထိရှိလဲဆိုတာကိုကြည့်ချင်တာပါ။အာရှယ်ကတော့ဒါကိုကြားပြီးအတော်လေးကြောက်လန့်သွားကချက်ချင်းမဆက်ရဲပဲဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ယိုနန်ရဲ့ချင်းချောက်မှုကြောင့်အာရှယ်လည်းယိုနန်ကိုစိတ်ဆွမ်းအင်မော်ပညာစတင်တုံးလိုက်ရပါတော့တယ်။ခန်းစားကြည့်ပြီးတဲ့နောက်မှာတော့ယိုနန်အတော်လေးအံ့အားသင့်သွားခဲ့ပါတယ်။ဒီကောင်လေးကသူထင်ထားတာထက်တောင်ပိုပြီးအစွမ်းထက်နေလို့ပါ။တည်ငြိမ်မှုနဲ့အမြင့်ပိုင်းမှာနည်းနည်းလိုအပ်နေသေးပေမဲ့ဒီခန်းစားချက်ကနောက်ဆုံးတိုက်ပွဲဝင်ခဲ့စဉ်ကခန်းစားချက်နဲ့အလွန်တရာဆင်တူနေခဲ့ပါတယ်။အဲ့ဒီတုန်းကလည်းမော်ဆရာတော်များများကသူ့ကိုလူရကြီးတွေနဲ့တပြေးညီအမြင့်ကိုပို့ပေးခဲ့တာကြောင့်သာသူကစွမ်းရည်တွေကိုအပြည့်အဝထုတ်သုံးနိုင်ခဲ့တာပါ။ယိုနန်တယောက်အရန်ကိုစိတ်လှုပ်ရှားသွားခဲ့ပါတယ်။မော်ဆရာဆိုတာကရှားပါလာတဲ့အထက်စိတ်စွမ်းအင်ပါရမီပါတဲ့သူကပိုပြီးတောင်ရှားပါပါသေးတယ်။သူ့အနေနဲ့ဒီလောက်တောင်လှပတဲ့အစပြိုးမှုမျိုးရလိမ့်မယ်လို့ထင်မထားခဲ့မိပါဘူးခင်ဗျာ။အဲ့ဒီအချိန်မှာပဲအာရှယ်တယောက်ဆက်ပြီးမတောင့်ခံနိုင်တော့လောက်အောင်ဖြစ်နေပါပြီ။သူ့ရဲ့လက်နှစ်ဖက်ကလည်းအဆက်မပြတ်တုံရင်နေခဲ့ပါတယ်။ဒါကိုမြင်တော့ယိုနန်ကနောက်ထပ်အချိန်နည်းနည်းလေးပဲဆက်ပြီးတောင့်ခံထားဖို့ပြောလိုက်ပါတယ်။သူနောက်ဆုံးအနေနဲ့တခုခုကိုအတီးပြုကျင်နေသေးလို့ပါ။ပြောရင်းဆိုရင်နဲ့ယိုနန်ကဓာတ်ကိုဆွဲထုတ်လိုက်ပြီးစိတ်စွမ်းအင်မော်ပညာကိုအရှိန်ပြင်းပြင်းနဲ့ခုတ်ပိုင်းချလိုက်ပါတယ်။ထင်မထားလောက်အောင်ပဲအာရှယ်ရဲ့မော်စွမ်းအင်ကိုအကြမ်းပတမ်းဖြတ်တောက်လိုက်ပါတယ်။ဒီပေါ်မှာအာရှယ်ရဲ့မျက်နှာပေါ်မှာမယုံနိုင်မှုတွေအပြည့်ချနေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မော်စွမ်းအင်ကိုဓာတ်နဲ့ဖြတ်တောက်လို့ရတယ်ဆိုတာသူတခါမှမကြားဘူးခဲ့လို့ပါ။ယိုနန်ကဘာမှရှင်းမပြတော့ပဲဒါကိုသူ့ရဲ့ရှုပ်ဝက်စွမ်းရည်တစ်ခုအနေနဲ့မှတ်ထားလိုက်ဖို့အာရှယ်ကိုပြောလိုက်ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ဒီစွမ်းရည်ကိုယိုနန်ကိုယ်တိုင်လည်းနားမလည်ခဲ့ပါဘူး။သူ့ရဲ့ဓာတ်ကမော်ပညာကိုဖျက်တောက်နိုင်ုံတင်မကပဲဓာတ်သူ့ော်စင်တောင်မထိခိုက်နိုင်ခဲ့တဲ့လူရကြီးအာဟာယုကိုပါဒဏ်ရာရစေခဲ့တာပါ။ဒီစွမ်းရည်ရဲ့ရှုပ်ဝက်ချက်ကိုဖော်ထုတ်ဖို့ဆိုတာကလည်းသူအခုလိုအသက်ပြန်ရှင်လာခဲ့တဲ့အဓိကတာဝန်တွေကတခုအပါဝင်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒါတွေကိုတော့ဖြည်းဖြည်းချင်းအေးအေးဆေးဆေးဆက်ပြီးလေ့လာသွားလို့ရနေပါသေးရဲ့ခင်ဗျာ။အခုလောလောဆယ်ဒီထက်ပိုရေးကြီးတဲ့ကိစ္စလုပ်เสียရှိသေးတယ်ဗျ။အဲ့ဒီနောက်ယိုနန်ကကြောဘိုးအိတ်ကိုအာရှယ်စီပစ်ပေးလိုက်ပြီးမြင်လိုက်ခဲ့မိုးမလင်းခင်ငါတို့ပြီးအောင်လုပ်ရမယ့်ကိစ္စတစ်ခုရှိသေးတယ်။အဲ့ဒါကငါတို့ဖီလီယွန်ကျောင်းတော်ကြီးကိုတွားဖို့အတွက်မရှိမဖြစ်လိုအပ်ချက်ပဲလို့ပြောလိုက်ပါတယ်။အာရှယ်ကတော့အရန်ကိုအံ့အားသင့်သွားပြီးငါနားကြမှားတာတော့မဟုတ်ပါဘူးနော်။ယိုနန်ငါတို့တွားမလို့လုပ်နေတာကအင်ပါယာတစ်ခုလုံးကအတော်ဆုံးထိပ်တန်းကျောင်းသားတွေစုဝေးနေတဲ့ဖီလီယွန်ကျောင်းတော်ကြီးကိုလားလို့မေးလိုက်ပါတယ်။ယိုနန်ကနားမလည်နိုင်တဲ့ပုံနဲ့မင်းမတွားချင်လို့လားလို့ပြန်မေးပါတယ်။ဒါကငါတွားချင်တာမတွားချင်တာနဲ့မဆိုင်ဘူးလေ။ယိုနန်မင်းမာကအစွမ်းထက်တဲ့ဓာတ်ပညာရှိလို့ကျောင်းဝင်ခွင့်ရဖို့ဆိုတာပြဿနာမဟုတ်ပေမဲ့ငါကဘာမှမတက်တာလို့အာရှယ်ကပြန်ဖြေပါတယ်။ဒီခါမှာယိုနန်ကနှစ်သိမ့်မပေးတဲ့အပြင်လေးနဲ့တဲ့မျက်နှာထားနဲ့မင်းတကယ်ပဲဒီအတိုင်းအချိန်ဖြုံးပြီးတစ်သက်လုံးရှင်တန်သွားချင်တာလား။မင်းရဲ့ထူးချွန်လာတဲ့မော်ပါရမီကိုလူဆိုးလူမိုက်တွေစီမှာမျက်နှာချိုသွေးရင်းနဲ့ပဲအလားဟတာဖြုံးတီးပစ်လိုက်ချင်တာလား။ယောက်ျားကောင်းတစ်ယောက်အနေနဲ့ကိုယ့်ရဲ့လိုအပ်ချက်ကိုသိပြီဆိုရင်ပြောင်းလဲပြဖို့တတိမွေးရမယ်လေ။ငါနဲ့အတူဖီလီယွန်ကျောင်းကိုလိုက်ခဲ့တာကအကောင်းဆုံးအစပြိုးမှုတစ်ခုပဲ။မဟုတ်ရင်နောက်တစ်ချိန်ကျမင်းတေချာပေါက်နောင်တရားလိမ့်မယ်လို့ပြောလိုက်ပါတယ်ခင်ဗျာ။ဒီစကားကိုကြားလိုက်ရတဲ့အာရှယ်ကတော့အလွန်တရာကိုကြည်နူးဝမ်းသာသွားခဲ့ပါတယ်။သူ့ရဲ့အနာဂတ်အတွက်ဒီလိုမျိုးဂရုတစိုက်ပြောပေးရသူဆိုတာဒါပထမဆုံးအကြိမ်မို့လို့ချက်ချင်းပဲသဘောတူလိုက်ပါတော့တယ်။ဒါကိုမြင်တော့ယိုနန်ကမျက်နှာပေါ်မှာကောက်ကျစ်တဲ့အပြုံးလေးတစ်ခုပေါ်လာခဲ့ပါတယ်။အရာအလုံးကသူ့ရဲ့အစီအစဉ်အောက်မှာရှိနေခဲ့တာပါခင်ဗျာ။မကြခင်မှာပဲယိုနန်ကအာရှယ်ကိုစခန်းတစ်ခုစီခေါ်သွားခဲ့ပါတယ်။စခန်းထဲမှာတော့ဂေါဘလင်အကောင်ဆယ်ကနန်းလောက်ဟောက်တန်တွေပေးပြီးနှစ်ချိုက်အိပ်ပျော်နေတာကိုတွေ့လိုက်ရပါတယ်။ဒီဂေါဘလင်တွေကဂေါဘလင်မျိုးကွဲတွေကတခုဖြစ်တဲ့လူနာဂေါဘလင်တွေပါ။သူတို့တွေကရွှေငွေရတနာတွေဆိုအရန်ကိုဆွဲလန်းယူတတ်ကြတာမို့ကုန်တီဖွဲ့တွေကိုမကြာခဏတိုက်ခိုက်ပြီးရတနာတွေကိုလူယူတတ်ကြပါတယ်။လက်ပညာရောက်တိုင်းသူတို့လူလာတဲ့ရတနာတွေကိုစုပုံပြီးပွဲတော်ကျင်းပလေးရှိကြပါတယ်။ယိုနန်ရဲ့ပြစ်မှတ်ကတော့သူတို့စုဆောင်းထားတဲ့အဲ့ဒီရတနာတွေပါပဲ။မင်းလောက်ရမှာကမင်းရဲ့စိတ်ဆွမ်းအင်ကိုသုံးပြီးသူတို့ရဲ့ရတနာတွေကိုအိတ်ထဲကိုနည်းနည်းချင်းစီရွှေ့ထည့်ပေးုံပဲဒီတာဝန်ကအရန်ကိုလွယ်ကူတယ်မဟုတ်လားလို့ယိုနန်ကပြောလိုက်ပါတယ်။အာရှယ်တယောက်ချက်ချင်းပဲကြောက်လန့်တကြားဖြစ်သွားခဲ့ပြီးအကယ်လို့သူတို့သာနိုးလာရင်ငါတို့သွားပြီပေါ့။အရင်ပြန်ပြီးတခြားနယ်လန်စဉ်းစားကြရအောင်လားလို့ပြောရှာပါတယ်။ဒီစကားကိုကြားတော့ယိုနန်ကနင်းနေဒေါသထွက်သွားပြီးမင်းရဲ့ဒီကြောက်တက်တဲ့အကျင့်ကဘယ်တော့မှမပြင်ပါလဲ။ငါတို့ဖီလီယွန်ကျောင်းကိုဝင်ခွင့်ရဖို့ဆိုရင်အရာနှစ်ခုလိုအပ်တယ်။ပထမတစ်ခုကမရှိမဖြစ်လိုအပ်တဲ့ပိုက်ဆံဒုတိယတစ်ခုကလက်တွေ့တိုက်ပွဲအတွေ့အကြုံပဲ။အခုလုံးမဲ့ကိစ္စကများတစ်စင်းနဲ့ငှက်နှစ်ကောင်ပစ်ချနိုင်တဲ့ကိစ္စပဲလို့ပြောလိုက်ပါတယ်။ယိုနန်ရဲ့အတော်ကြာအောင်ဖြောင်းဖြပြောဆိုမှုတွေကိုခံရပြီးနောက်မှာတော့အာရှယ်လည်းသတိကြီးထားပြီးမော်ပညာနဲ့ရတနာတွေကိုစတင်ရွှေ့ပြောင်းပါတော့တယ်။မကြာခင်မှာပဲအာရှယ်ဟာလူနာဂေါဘလင်တွေစုဆောင်းထားသမျှကိုတခုမကြံပြောင်းရွှေ့နိုင်ခဲ့ပါတယ်။သူတို့နှစ်ယောက်အတွက်ကျောင်းလက်ခပြဿနာကတော့လုံလောက်စွာဖြေရှင်းပြီးသွားခဲ့ပါပြီ။ဘေးနားမှာအရန်ကိုစိတ်လှုပ်ရှားပျော်ရွှင်နေတဲ့အာရှယ်ကိုကြည့်ရင်ယိုနန်ကလည်းချီးကျူးစကားဆိုဖို့ဝန်မလေးခဲ့ပါဘူး။အာရှယ်တယောက်လက်တွေ့ချေအနေနဲ့ဒီလောက်မြင်မြန်အသားကျသွားလိမ့်မယ်လို့သူထင်မထားခဲ့မိပါဘူး။ဒီတခါတော့တကယ်ရတနာလေးတစ်ပါးကိုကောက်ရလိုက်တာပါပဲခင်ဗျာ။သူတို့နှစ်ယောက်ပစ္စည်းတွေတင်စေပြီးပြန်ဆုတ်ခွာဖို့ပြင်နေချိန်မှာပဲမလန့်မကန့်ကနေနားကွဲမတက်ဆူညံတဲ့အော်ဟစ်တန်တွေထွက်ပေါ်လာခဲ့ပါတယ်။ယိုနန်တယောက်အခြေအနေမကောင်းတော့ဘူးဆိုတာချက်ချင်းသိလိုက်ပါတယ်။သူ့ရဲ့ကံကြမ္မာကအရင်တိုင်းပဲအမြဲတမ်းဆိုးရွားနေစေပါပဲ။
ထင်းတဲ့အတိုင်းမှာပဲနှစ်ချိုက်ချိုက်အိပ်ပျော်နေတဲ့ဂေါဘလင်တွေအားလုံးကဒီတန်တွေကြောင့်လက်နိုးသွားကြပါတော့တယ်သူတို့နိုးချင်းပထမဆုံးလုပ်တဲ့ຢာကယတနာတိတ်တာတွေစီကိုလန့်ကြည့်လိုက်တာပါပဲသူတို့နှစ်ယောက်ဝေးတောင်မရောက်သေးခင်မှာပဲဂေါဘလင်အုပ်ကြီးကတွေ့သွားခဲ့ပါပြီဒေါသထွက်နေတဲ့ဂေါဘလင်တွေဟာချက်ချင်းပဲလက်နက်တွေကောက်ကင်ပြီးသူတို့စီပြေးဝင်လာကြပါတော့တယ်အာရှယ်တယောက်ကြောက်လွန်ပြီးမြေပြင်ပေါ်ကိုအယုတ်ကျိုးပြက်ခွေကျသွားခဲ့ပါတယ်ဘလို့လုပ်ကြမလဲယိုနန်ငါတို့ယတနာတွေကိုထားခဲ့ပြီးထွက်ပြေးကြမလားလို့မေးလိုက်ပါတယ်ယိုနန်ကသူ့ရဲ့အကြံပြုချက်ကိုညှင်းဆန်လိုက်ပြီးစံပင်ဝါကောင်စီကလူယူလာတဲ့ဓာတ်ကိုတေးသေးချာချာအကဲခတ်ကြည့်လိုက်ပါတယ်ဒီဓာတ်ရဲ့အလေးချိန်နဲ့ကြန့်ခိုင်မှုအရဆိုရင်သူ့ကိုအကြိမ်ဆက်9ကြိမ်လောက်ထိခုတ်ပိုင်းနိုင်စွမ်းပေးနိုင်ပါလိမ့်မယ်စက်တိုက်ဆိုသလိုပဲယိုနန်ကခေါင်းမော့ပြီးဂေါဘလင်အရေးအတွက်ကိုမက်ဆေ့ကြည့်လိုက်ရအကောင်30လောက်ရှိနေခဲ့ပါတယ်ဒါတွေအားလုံးကိုတွက်ချက်ပြီးတဲ့နောက်ယိုနန်ရဲ့နှုတ်ခမ်းထောင်လေးကွေ့တက်သွားခဲ့ပြီး15ချက်ဆိုရင်လုံလောက်ပါပြီလို့တွေးလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲယိုနန်ကဓာတ်ကိုဆွဲထုတ်ကာရှေ့ကိုတက်ပြီးခုတ်ချလိုက်ပါတော့တယ်ဒီတစ်ချက်တည်းနဲ့တင်တိုက်ကွက်3ခုဆက်တိုက်ထွက်ပေါ်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူကလျှက်စီးကြောင်းတစ်ခုလိုဂေါဘလင်တွေကြားထဲကိုအရှိန်နဲ့ဝင်ရောက်သွားခဲ့ပါတယ်အသက်ရှူချိန်အနည်းငယ်တွင်းမှာပဲဂေါဘလင်အကောင်30စလုံးတုတ်တင်ရှင်းလင်းခံလိုက်ရပါတော့တယ်ခင်ဗျာဒီမြင်ကွင်းတွေကအာရှယ်ကိုအလွန်တရာအံ့အားသင့်မြင့်တက်သွားစေခဲ့ပြီးအတော်ကြာတဲ့အထိသတိမဝင်နိုင်အောင်ဖြစ်နေခဲ့ရပါတယ်ယိုနန်ကတော့ခန္ဓာကိုယ်ကိုနင်းနဲ့အကြောလျှော့လိုက်ပြီးစိတ်ထဲမှာတိတ်တဆိတ်သုံးသက်တွေးရောနေခဲ့ပါတော့တယ်ခင်ဗျာလက်ရှိခန္ဓာကိုယ်ကြန့်ခိုင်မှုကအရန်နေပါနေသေးတယ်ပြန်ရောက်ရင်တော့ခန္ဓာကိုယ်ကိုတေချာလေးပြန်လေ့ကျင့်မှရတော့မယ်လို့တွေးနေတော့မှပဲအာရှယ်ရဲ့ကြောဘက်ကနေများတဆင့်အရှိန်ပြင်းပြင်းနဲ့ပြစ်ခတ်လာပါတယ်ခင်ဗျာကံကောင်းတာကယိုနန်ရဲ့တုတ်ပြန်မှုမျက်စံလုံးလို့အဲ့ဒီများကိုအချိန်မီဖမ်းဆုပ်နိုင်လိုက်တာပါအဲ့ဒီနောက်မှာတော့မလန့်မကန်းကနေလူနှစ်ယောက်ထွက်လာပြီးယိုနန်တို့နှစ်ယောက်ကိုတားကောင်လို့ထင်ပြီးမပစ်လိုက်တာပါလို့လာပြောပါတယ်ဒါပေမဲ့သူတို့စီမှာတောင်းပန်ခြင်းနဲ့အရေးအယောင်နည်းနည်းလေးမှမတွေ့ရပဲယိုနန်တို့နောက်ကျောကကြောပိုးအိတ်ကိုသာလောဘဓာကြီးစိုက်ကြည့်နေကြတာပါယိုနန်ကတော့သူတို့ကိုမျက်နှာသာမပေးခဲ့ပါဘူးမင်းတို့နှစ်ယောက်ရဲ့တရုပ်ဆောင်ချက်တွေကအရန်ကိုညံပြင်းလုံးနဲ့မင်းတို့ကတကယ်တော့ဘသူတွေလဲလို့မေးလိုက်ပါတယ်သူတို့ရဲ့အကြံစီကိုတီးသွားတဲ့အတွက်အဲ့ဒီလူနှစ်ယောက်လည်းအတော်လေးမျက်နှာပူသွားကြပါတယ်အဲ့ဒီနောက်တစ်ယောက်ကပြုံးဖြီးဖြီးနဲ့ရှေ့ထွက်လာပြီးသူ့ကိုယ်သူမိတ်ဆက်ဖို့ဟန်ပြင်လိုက်ပါတယ်ဒါပေမဲ့အကွာဝေးတစ်ခုလောက်နီးကပ်သွားတဲ့အချိန်မှာတော့အဲ့ဒီလူကဓားမြောင်တလက်ကိုဆွဲထုတ်ပြီးယိုနန်စီကိုအရှိန်နဲ့ခုတ်ပိုင်းချလာပါတော့တယ်ငါတို့ကကာလီဘရူးအဖွဲ့ကကွာမင်းမရင်းတဲ့သူကိုလာဆမ်းမိပြီးကလေးကောင်လို့အော်ပြောလိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့တိုက်ကွက်ကိုယိုနန်ကအလွယ်တကူပဲကာကွယ်လိုက်နိုင်ပါတယ်ကာလီဘရူးဆိုတဲ့အဖွဲ့အစည်းကြောင်းကိုတတိယသွားတဲ့အခါမှာတော့ယိုနန်ရဲ့မျက်နှာပေါ်မှာဒေါသအရိပ်ရောင်တွေထွက်ပေါ်လာခဲ့ပါတယ်မင်းတို့ကအဲ့ဒီအမိုက်ကောင်တွေကိုလို့ပြောလိုက်ပါတယ်အခြေအနေမကောင်းတော့တာကိုမြင်လိုက်ရတဲ့နောက်တစ်ယောက်ကလည်းယိုနန်စီကိုပြေးဝင်လာခဲ့ပါတယ်ဒါပေမဲ့ဘေးနားမှာရှိနေတဲ့အာရှယ်ကိုတော့သူတို့လစ်လျူရှုထားခဲ့မိတာပါအဲ့ဒီနောက်မှာတော့အာရှယ်ရဲ့စိတ်ဆွမ်းအင်မော်ပညာနဲ့နေရာမှာတင်ချုံနှောင်ခံလိုက်ရပါတော့တယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ယိုနန်ကတော့အတော်လေးကိုကျေနပ်အားရသွားခဲ့ပါတယ်သူကိုယ်တိုင်ရေးချယ်ထားတဲ့သူပြီးတကယ်ကိုအစွမ်းထက်တာပဲလို့တွေးလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲယိုနန်ကအဲ့ဒီလူလက်ထဲကဓားမြောင်ကိုဆွဲလုလိုက်ပြီးမျက်စိတမိတ်အတွင်းမှာတင်တိုက်ကွက်ပေါင်း10ချီပြီးခုတ်ပိုင်းလိုက်ပါတော့တယ်အဲ့ဒီလူစကားတောင်ထပ်မပြောနိုင်ခင်မှာပဲအသားစားတွေဖြစ်ကိုအပိုင်းပိုင်းဆဆပြတ်တောက်သွားခဲ့ရပါတယ်ဒီမြင်ကွင်းကိုကြည့်ပြီးအာရှယ်ရဲ့ရင်ထဲမှာကြက်တိထက်သွားခဲ့ပါတယ်ဒီလောက်ထိလှုပ်ပစ်ဖို့လိုလို့လားယိုနန်လို့မေးလိုက်ပါတယ်ဒီပေါ်မှာယိုနန်ကတော့ဘာမှမဖြစ်တယ်လို့ပါပဲဒီကောင်တွေကငါ့ကိုတက်ချင်နေတာလေသူတို့ကိုဘလို့လို့အလုပ်ပေးလို့ရမှာလဲပြီးတော့သူတို့ကနမီဆိုးနဲ့ကြော်ကြားလာတဲ့ကာလီဘရူးခိုးဝက်မှုဆိုဖွဲ့ကကွာမီးရှို့လူတက်လူရက်ပြီးမကောင်းတာမှန်သမျှအကုန်လုံးတဲ့ကောင်တွေသူတို့ကိုအသက်ချမ်းသာပေးလိုက်တာကမှတကယ်ရာဇဝတ်မှုပဲလို့ပြောလိုက်ပါတယ်ခင်ဗျာအဲ့ဒီအချိန်မှာပဲသူခိုးနှစ်ယောက်ယူလာတဲ့အိတ်ကရုတ်တရက်အပြင်းထန်လောက်ခါလာပါတော့တယ်ယိုနန်လည်းဆက်စုကျင်စိတ်နဲ့ကြိုးကိုဖြုတ်ကြည့်လိုက်တဲ့အခါမျက်စိတမိတ်အတွင်းမှာပဲငှက်တကောင်အိတ်ထဲကနေထွက်လာခဲ့ပါတယ်တေးသေးချာချာကြည့်လိုက်တော့အရန်ကိုညံရင်မြင့်မာတဲ့ငှက်တကောင်ဖြစ်နေတာပါအာရှယ်တယောက်ချက်ချင်းပဲဒီငှက်လေးရဲ့အလှအပမှာနစ်မျောသွားခဲ့ပါတယ်ရုတ်တရက်ယိုနန်ကငှက်လေးရဲ့ခြေထောက်မှာခတ်ထားတဲ့တန်ကြိုးကိုတတိထားမိသွားပါတယ်ဒါကကာလီဘရူးအဖွဲ့ကစိတ်ကူးရင်တတဝါတွေကိုဖမ်းဆီးတဲ့အခါမှသာတုံးလေးရှိတဲ့ခြေချင်းဖြစ်ပြီးပြစ်မှတ်ရဲ့မော်စွမ်းအင်ကိုချုံနှောင်ထားနိုင်တာပါအန်တာနေတော့မှပဲအပြာရောင်ငှက်လေးစီကနေနှုတ်ဆက်တန်ထွက်ပေါ်လာခဲ့ပါတယ်အာရှယ်လဲလန့်သွားပြီးဒီငှက်ကစကားပြောတတ်တယ်ဟာလို့အော်လိုက်ပါတယ်ယိုနန်ကတော့မျက်စိနောက်တဲ့ပုံစံနဲ့ဒါကအဝေးကနေဆက်သွယ်မော်ပညာပဲစကားပြောနေတာတေချာပေါက်ဒီငှက်ရဲ့တခင်ဖြစ်ရမယ်လို့ပြောလိုက်ပါတယ်မင်္ဂလာပါကျွန်တော်ကအင်မာယာမြို့တော်မှာစိတ်ကူးရင်တတဝါတွေအကြောင်းသူတေသနာလုပ်နေတဲ့ဗာရင်းပါဒီအိမ်မက်ငှက်လေးရဲ့အုတ်ထင်းသူလည်းဖြစ်ပါတယ်မင်းညကသူရုတ်တရက်ပျောက်သွားပြီးဘလို့မှဆက်သွယ်လို့မရခဲ့ဘူးရိုင်းတယ်လို့တော့မထင်ပါနဲ့ခင်ဗျားတို့ကဘသူတွေများလဲခင်ဗျားလို့မေးလာပါတယ်ဒါနဲ့ယိုနန်ကဖြစ်ပျက်ခဲ့တဲ့ညကိုပြန်ပြောပြလိုက်ပါတယ်စကားပြောရင်းနဲ့သူကဓာတ်တစ်ချက်ခုတ်ပိုင်းလိုက်ပြီးအိမ်မက်ငှက်လေးစီကခြေချင်းကိုပါဖျက်တောက်ပေးလိုက်ပါတယ်ဒီလိုရက်ကအိမ်မက်ငှက်လေးကိုအလွန်တရာကျေးဇူးတင်ဝမ်းသာသွားစေခဲ့ပါတယ်အဲ့ဒီနောက်ငှက်လေးကယိုနန်ရှိကိုပြန်လာပြီးသူ့ရဲ့တင်ပါးကိုအဆက်မပြတ်လောက်ခါပြနေပါတော့တယ်ကံကောင်းတာကဗာရင်းတယောက်အခြေအနေကိုတီးသွားပြီးအချိန်မီရှင်းပြလိုက်လို့ပါသူမထွက်သွားခင်သူ့ရဲ့အမွေးတစ်ချောင်းကိုနှုတ်ယူဖို့ပြောနေတာပါလို့ရှင်းပြပါတယ်အိမ်မက်ငှက်လေးရဲ့အမွေးမှာထူးခြားချက်တစ်ခုရှိတယ်တန်လိုက်အိမ်မြောင်လိုပဲငှက်လေးရှိတဲ့အရက်မျက်နှာကိုညွှန်ပြပေးနိုင်တယ်ကြည့်ရတာအော်ဖီကမင်းကိုတော်တော်သဘောကျနေကုန်ပဲနောက်ကြမင်းတို့အင်မာယာမြို့တော်ကိုလာတဲ့အခါဒီအမွေးလေးနဲ့ငါ့ကိုရှာတွေ့နိုင်ပါတယ်အဲ့ဒီကြမှာမင်းတို့ကိုတေချာလေးကျေးဇူးဆက်ခွင့်ပြုပါလို့ပြောလိုက်ပါတယ်စကားလဲဆုံးသွားရောအော်ဖီကလေးညို့ကနေပြစ်လွတ်လိုက်တဲ့များတစင်းလိုမြို့တော်ရှိရာကိုအမြန်ပြန်တန်းသွားပါတော့တယ်ဒီအမြန်နှုံးကယိုနန်ကိုတောင်မျက်လုံးပြူးသွားစေခဲ့ပါတယ်အာရှယ်တတိပေးလိုက်မှပဲအော်ဖီကသူ့လက်ထဲမှာပစ္စည်းတစ်ခုချန်ထားခဲ့မှန်ယိုနန်သိလိုက်ရပါတော့တယ်နောက်နေ့မနက်စောစောမှာတော့ယိုနန်တို့နှစ်ယောက်ဟာမင်းညကရလာတဲ့ရတနာတွေကိုယူပြီးဈေးထဲကိုရောက်လာခဲ့ကြပါတယ်။ကုန်တီးတစ်ယောက်ကအတော်ကြာအောင်တေးသေးချာချာကြည့်ရှုပြီးတဲ့နောက်သူတို့လက်ထဲကဆွဲကြိုးကိုရွှေတင်ကားနှစ်ဆဲလို့ဈေးဖြတ်ပေးလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရမှပဲယိုနန်ရဲ့မျက်နှာပေါ်မှာကျေနပ်တဲ့အပြုံးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။
အခုကုန်တီဖွဲ့နဲ့ရှင်လိုက်ရင်အရင်တုန်းကသူရှာတွေ့ခဲ့တဲ့ကုန်တီဖွဲ့ကတကယ်လိမ်လည်သူတွေပဲဖြစ်ပါတယ်ခင်ဗျာရတနာတွေအားလုံးကိုရောင်းချလိုက်ပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ဟာဖီလီယွန်ကျောင်းတော်ကြီးရဲ့မိုးထီနေတဲ့ကျောင်းလက်ခတွေကိုနောက်ဆုံးမှာတော့စုဆောင်းနိုင်ခဲ့ပြီအဲ့ဒီနောက်ယိုနန်ကကြီးစံပုံစံပစ္စည်းလေးတစ်ခုကိုထုတ်ယူလိုက်ပြီးကုန်တီကြီးကိုအကဲဖြတ်ပေးဖို့အကူအညီတောင်းလိုက်ပါတယ်ဒါကတော့အိမ်မက်ငှက်ကလေးမထွက်ခွာခင်ခြံထားရခဲ့တဲ့ပစ္စည်းလေးပဲဖြစ်တယ်အဆက်ကတော့အိမ်မက်ငှက်ကလေးသူ့လက်ပေါ်ချီးပါချသွားတာလို့တောင်သူထင်ခဲ့မိသေးတာဒါကြောင့်ချက်ချင်းပဲအဲ့ဒီအရာကိုအဝေးကိုလွင့်ပစ်လိုက်ပေမဲ့ဒီပစ္စည်းလေးကနည်းနည်းလေးတောင်ပျက်စီးမသွားတဲ့အပြင်ကြောက်တုံးကြီးကိုတောင်အမှုန့်ကျိတ်ပစ်လိုက်နိုင်မယ်လို့သူလုံးဝထင်မထားခဲ့မိဘူးလေဒါပေမဲ့2မိနစ်နဲ့တဝက်တိတိတေချာစစ်ဆေးကြည့်ပြီးတဲ့နောက်မှာတော့အတွေ့အကြုံများတဲ့ကုန်တီကြီးတောင်အဆက်တကွဲနဲ့ခေါင်းကုပ်ရင်သူတကယ်ကိုဘာမှမသိဘူးလို့ဝန်ခံလိုက်ရတယ်ယိုနန်လည်းစိတ်ပြက်လက်ပြက်နဲ့တပြင်းချလိုက်ပြီးမြို့တော်ကိုသွားတဲ့အခါဘာရင်းကိုပဲမေးကြည့်ရတော့မှာပဲလို့တွေးလိုက်ပါတယ်အဲ့ဒီနောက်ယိုနန်ကကုန်တီကြီးကိုဖီလီယွန်ကျောင်းတော်နဲ့ပတ်သက်တဲ့စာအုပ်များရှိမလားလို့မေးလိုက်တယ်ကုန်တီကြီးလည်းကြားကြားချင်းမျက်လုံးလေးအယောင်လက်သွားပြီးတိုက်ဆိုင်လိုက်တာဗျာကျုပ်သမီးလည်းဖီလီယွန်ဝင်ခွင့်စာမေးပွဲသွားဖြေမှာလို့ပြောပြီးစိုင်းပေါဝဘက်ကိုလှည့်ကာသူ့သမီးကိုလမ်းခေါ်လိုက်ပါတယ်မကြခင်မှာပဲမာလီယာဆိုတဲ့မိန်းကလေးဟာမျက်နှာမှာဇဝေးဇဝါမူရာနဲ့သူတို့နှစ်ယောက်ရှိကိုရောက်လာခဲ့တယ်ဒါပေမဲ့ယိုနန်ကတော့ဒီနာမီကိုကြားလိုက်ရတဲ့အခါခနာကိုတစ်ခုလုံးစက္ကန့်နဲ့တုံသွားပြီးမာလီယာရဲ့ရှေ့ကိုခတ်တုတ်တုတ်လျှောက်သွားခဲ့ပါတယ်မင်းကတကယ်ပဲမာလီယာလားအလဲနာမီဆိုင်းယုံဆိုတဲ့တယောက်လားဒီစကားလဲကြားရောမာလီယာကနင်းနဲ့အန်နာသွားပြီးခေါင်းညစ်ပြကယိုနန်ကိုဘယ်လိုလုပ်တည်တာလဲလို့ပြန်မေးလိုက်တယ်ယိုနန်ကတော့ဘာမှပြန်မဖြစ်ရဲ့အတွေးနဲ့သွားခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတိထားတဲ့မာလီယာကယောက်ျားဆန်ဆန်နဲ့ခက်ကြမ်းကြမ်းယောက်ျားလေးတယောက်အသွင်ပြင်းဖြစ်နေလို့ပါပဲအဲ့ဒီလိုတွေးမိသွားတဲ့အခါယိုနန်ကမတိစိတ်ရဲ့စိတ်ဆုံမှုနဲ့မာလီယာရဲ့နားနာကိုကပ်ပြီးဟိုလေတကယ်တော့မင်းကယောက်ျားလေးမလားလို့မေးလိုက်မိတယ်မာလီယာလည်းအဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါနေရာမှာတင်ချက်တည်တည်သွားပြီးသူ့ရဲ့ဘလိုကြီးကြီးယောက်ျားလေးနဲ့မတူတဲ့ခနာကိုငုံကြည့်ကယိုနန်ကမျက်လုံးပဲမကောင်းတာလားဥနောက်ပဲချို့ရင်းနေတာလားလို့တန်တရားဝင်သွားတယ်ယိုနန်တယောက်အတွေးကပါတဲ့နစ်မျောနေတော့မှပဲရုတ်တရက်တိုက်ခိုက်မှုတစ်ခုကဝင်ရောက်လာခဲ့တယ်ဒေါသထွက်နေတဲ့မာလီယာကယိုနန်ရဲ့ဘားကိုဖျန်းကားနဲ့အားရပါရရိုက်ချလိုက်တာပါပဲဒါပေမဲ့ယိုနန်ကတော့လုံးဝစိတ်မဆိုးသွားတဲ့အပြင်ဒီပြင်းထန်တဲ့ရိုက်ချက်ရဲ့အားအောက်မှာရင်းနှီးနေတဲ့ခံစားချက်တစ်ခုကိုရှာတွေ့သွားခဲ့ပါတယ်အဲ့ဒီအခိုက်အတန့်မှာတင်သူ့ရှေ့ကဒေါသကြီးတဲ့ဒီမျိုးသမီးဟာသူတိကျွမ်းခဲ့တဲ့မာလီယာဆိုတာရာခိုင်နှုန်းပြည့်တေချသွားခဲ့ပြီသူမဟာအလိုင်းမှာယိုနန်ပြစ်ဒဏ်ခံစစ်သားဖြစ်နေတော့ကရိတ်ခါထောက်ပံ့ရေးရာရှိဖြစ်ခဲ့ဘူးပါတယ်အလုံးလုံးရာမှာပြတ်သားပြီးပွင့်လင်းရိုးသားတဲ့စိတ်နေသဘောထားကြောင့်လူတိုင်းရဲ့ချစ်ခင်မှုကိုရရှိခဲ့တယ်လို့ယိုနန်အတွက်လည်းမေ့မရနိုင်တဲ့အမတ်တရားတွေခြံထားနိုင်ခဲ့သူပါပဲဒါပေမဲ့မာလီယာမှာထူးဆန်းတဲ့အကျင့်တစ်ခုရှိတယ်အဲ့ဒါကတော့သူတို့တွေယောက်ျားလေးချင်းချင်းနောက်ပြောင်ကြတဲ့ခါတိုင်းမာလီယာကဒေါသတကြီးနဲ့သူတို့အားလုံးကိုပါတစ်ချက်စီလိုက်ရိုက်တတ်တာပါပဲဒီချက်ကပဲယိုနန်ကိုအချိန်တော်ကြာခေါင်းစားစေခဲ့ပြီးနောက်တစ်ချိန်ပြန်တွေ့ရရင်ဘာလို့ဒီလိုလုပ်ခဲ့တာလဲဆိုတာကိုတေချာပေါက်မေးမယ်လို့အမြဲတွေးထားခဲ့တာဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကအရင်ဘဝမှာမာလီယာကသူ့ထက်စောပြီးစစ်ပွဲမှာကြာဆုံးသွားခဲ့တာပါပဲနှစ်ပေါင်းများစွာသူ့ကိုဒုက္ခပေးနေတဲ့မိကွန်းရဲ့အဖြေဟာဒီလိုဖြစ်နေလိမ့်မယ်လို့ယိုနန်လုံးဝထင်မထားခဲ့မိလို့တကယ်ပဲရဲချင်းစိတ်ကိုမထိန်နိုင်တော့ဘူးဒီလိုရဲလိုက်တာကပဲမာလီယာရဲ့ဒေါသမီးကိုပို့ပြီးတောက်လောင်သွားစေခဲ့ပါတယ်မင်းကတော့မှတ်လောက်သားလောက်မဖြစ်သေးဘူးထင်တယ်လို့ပြောပြီးယိုနန်စီကိုနောက်တစ်ချိန်ထပ်ပြီးပြေးဝင်လာခဲ့ပြန်တယ်ဒီတခါတော့ယိုနန်ကအခွင့်အရေးမပေးတော့ပဲသူမရဲ့ခေါင်းကိုလက်သီးနဲ့တန်းပြီးထူချလိုက်ပါတယ်မင်းကတော့လွန်လာပြီကွာတခါထိုးခံလိုက်တာကိုအခွင့်ကောင်းယူချင်နေတာလားဆိုပြီးပြောလိုက်တယ်ယိုနန်ရဲ့ဆုံးမစကားကိုကြားတော့မာလီယာကတွေးလေဒေါသထွက်လေဖြစ်လာပြီးခေါင်းနဲ့ဆောင်းတဲ့အကွက်ကိုတုံးကယိုနန်ရဲ့မေးစေ့ကိုအားကုန်ပြေးဆောင်ချလိုက်ပါတယ်ဘားဆက်ကလည်းငါကထိုးတော့ရောမင်းကဘာလုပ်နိုင်မှာမို့လို့လဲလို့အော်ဟစ်လိုက်သေးတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါယိုနန်လည်းအားနာမနေတော့ပဲမာလီယာနဲ့ချက်ချင်းပဲအပြန်လန်လုံးထွေးတပုတ်ကြပါတော့တယ်ရုတ်တရက်ဖြစ်ပျက်သွားတဲ့ဒီမြင်ကွင်းတွေကြောင့်ဘေးကလူနှစ်ယောက်လည်းပါးဆက်ဟောင်းသားဖြစ်သွားပြီးတတိဝင်လာတော့မှအမြန်ပြေးသွားခဲ့ကြပါတယ်ရက်ကြပါတော့ဗျာခင်များတို့နှစ်ယောက်ဆက်မချကြပါနဲ့တော့လို့ဝင်ဆွဲကြတယ်မနေ့ကိုအတင်းဆွဲခွာလိုက်ရပြီးတဲ့နောက်မှာတော့အာဆယ်တယောက်သူ့ရှိကမြင်ကွင်းကိုကြည့်ပြီးလုံးဝမင်သက်သွားခဲ့ရပါတယ်စောစောလေးတင်တယောက်ကိုတယောက်တက်မလို့ဖြစ်နေကြတဲ့လူနှစ်ယောက်ကအခုကျတော့တီတီငိမ့်ငိမ့်နဲ့အတူတူထိုင်ပြီးကိစ္စတွေကိုတေချာဆွေးနွေးနေကြလို့ပါပဲကြည့်လိုက်တော့ယိုနန်ကဓာတ်သုံးလက်နဲ့မော်တော်ဝေးတစ်ချောင်းကိုထုတ်ယူလိုက်ပြီးမာလီယာကိုအရေးသွေးစစ်ဆေးပေးဖို့ပြောနေတာကိုတွေးလိုက်ရပါတော့တယ်ဗျာဒီကိစ္စနဲ့ပတ်သက်ပြီးမာလီယာကတော့တော်တော်လေးကိုနားမလည်နိုင်ဖြစ်နေရဲ့ဗျမင်းတယောက်တည်းဓာတ်သုံးလက်တောင်တဲဖို့လိုလို့လားလို့မေးလိုက်ပါတယ်ဒါကိုကြားတော့ယိုနန်ကအပိုဖြစ်ဆောင်ထားတာလို့ရှင်းပြလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့သူကဓာတ်သုံးတာနည်းနည်းချမ်းလို့တဲ့လေမာလီယာကခဏလောက်စဉ်းစားကန်းဝင်သွားပြီးတကူလုံးအမေးအောင်ဖြစ်နေတဲ့ဓာတ်တလက်ကိုလက်ညှိုးထိုးရင်းပြောလိုက်ပါတယ်ဒီဓာတ်သုံးလက်စလုံးရဲ့အရေးသွေးကတော်တော်လေးကောင်းတဲ့အထူးသဖြင့်ဒီတန်မဏိနဲ့ဓာတ်ဆိုရင်နမေကြီးသူရဲကောင်းတော်များများတောင်လိုက်ရှာနေကြတဲ့လက်နက်မျိုးပဲလို့ဆိုတယ်အဲ့ဒီလိုပြောပြီးတာနဲ့မာလီယာကဘေးနားကအာဆယ်ဘက်ကိုလှည့်ကြည့်လိုက်ပါတယ်ယိုနန်ဒီမော်တော်ဝေးကိုခြံထားတာကမင်းကအဖိုးတန်နဲ့မော်ဆရာတယောက်ဖြစ်နေလို့ပဲဖြစ်ရမယ်မင်းကဘလို့မော်ပညာမျိုးကိုသုံးတာလဲလို့မေးလိုက်တယ်အာဆယ်လည်းအဲ့ဒီစကားကိုကြားတော့ရင်ထဲမှာပီတိတွေဖြာဝေသွားပြီးသူကတော့စိတ်ဆွဲအင်မော်ပညာကိုပဲသုံးတတ်ပါတယ်လို့ရှက်ကိုရှက်ကန်းနဲ့ဖြေလိုက်တယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့မာလီယာကတော့တော်တော်လေးကိုအန်နက်တာကြီးတုတ်ပြန်လိုက်တယ်စိတ်ဆွဲအင်မော်ပညာဟုတ်လားမင်းသာစွမ်းဆောင်ရည်ကောင်းကောင်းပြနိုင်ရင်ပညာတင်စုတောင်ရသွားနိုင်တယ်နော်တဲ့အာဆယ်အတွက်ကတော့တေချာပေါက်အဆင်ပြေသွားပြီပေါ့ဗျာဒါဆိုမင်းကတော့ယိုနန်မင်းကကျွမ်းကျင်မှုစာမေးပွဲမှာဘလို့နေစနစ်တွေကိုပြသဖို့ပြင်ဆင်ထားလဲလို့မေးတော့ယိုနန်တယောက်ကြောင်တောင်ဖြစ်သွားပြီးဘာကိုပြသရမှာလဲလို့ပြန်မေးလိုက်တယ်ဒါကိုကြားတော့မာလီယာကစိတ်ရှိလက်ရှိနဲ့ရှင်းပြလိုက်တယ်ဖီလီယုံကိုဝင်ကျင်နေဆိုရင်ပြိုင်ပွဲနဲ့ကျွမ်းကျင်မှုစာမေးပွဲကိုဝင်ဖြေရမယ်လေကျွမ်းကျင်မှုစာမေးပွဲဆိုတာကဘာမောက်ခတွေရှေ့မှာကိုယ့်ရဲ့နေစနစ်တွေကိုပြသရတာမျိုးကိုပြောတာပုံမှန်ဆိုရင်မူးမတ်မျိုးနွယ်တွေကသူတို့မိသားစုရဲ့ရှုပ်ဝက်တိုင်းကွက်တွေကိုပြသလေးရှိပြီးတိုင်းပညာမေဂျာကကျောင်းသားလောင်းအများစုကတော့သူတို့ရဲ့ကိုယ်ပိုင်မော်စွမ်းအင်သုံးတိုက်ခိုက်ရေးနေစနစ်တွေကိုရွေးချယ်ပြသကြတယ်လို့ဆိုပါတယ်ယိုနန်ကတော့အဲ့ဒီစကားကိုကြားပြီးတော်တော်လေးနားဝေလေတောင်ဖြစ်သွားတယ်
မော်ဆရာလည်းမဟုတ်ပဲနဲ့ဒီရွယ်မှာမော်စွမ်းအင်ကိုဘယ်လိုလုပ်သုံးနိုင်မှာလဲလို့မေးလိုက်ပါတယ်အဲ့ဒီတော့မာလီယာကမျက်လုံးပြူးသွားပြီးငါတို့ရင်းနှီးနေတဲ့မော်စွမ်းအင်ကိုတိုက်ပွဲမှာအသုံးချတယ်ဆိုတာအခြေခံအကျဆုံးတိုက်ခိုက်ရေးနဲ့စနစ်မဟုတ်ဘူးလားမင်းကမော်စွမ်းအင်အာယုံခန္ဓာကိုတော့မသိတာတော့မဟုတ်ပါဘူးနော်လို့ပြန်မေးလိုက်တယ်ဗျယိုနန်တယောက်ခေါင်းတွေပူထူသွားပြီးမော်စွမ်းအင်ကိုခန်းစားရတယ်ဆိုတာအော်ယာတွေနဲ့အတူတူလောက်ပဲမဟုတ်ဘူးလားလို့ပြန်ဖြေလိုက်ပါတယ်ဒီစကားကမာလီယာကိုလုံးဝပောက်ကွဲသွားစေခဲ့ပြီး၃နှစ်ရွယ်ကလေးတယောက်ကိုကဲကူလာတင်ချသွားတင်ပေးနေရတယ်လို့မျိုးခန်းစားလိုက်ရတယ်ဗျခါလောက်စဉ်းစားပြီးတဲ့နောက်မှာတော့မာလီယာကယိုနန်ရဲ့ဓားမြောင်နှစ်လက်ကိုယူလိုက်ပြီးအထူးလေ့ကျင့်ရေးတစ်ခုစတင်ဖို့ပြင်ဆင်လိုက်ပါတယ်ယိုနန်ကတော့စိတ်ထဲမှာလုံးဝကိုမပါချင်ဘူးဖြစ်နေတာပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့သူ့မှာဒီဓာတ်သုံးလက်ပဲရှိတာမို့ပျက်စီးသွားမှာကိုအယမ်းနဲ့မျောနေလို့ပါပဲဒီတော့မာလီယာကလည်းဓာတ်တွေပျက်စီးသွားရင်သုံးဆပြန်လျော်ပေးပါမယ်လို့ကတိပေးလိုက်ရတယ်ဗျဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာသူမအနေနဲ့ယိုနန်ကိုတေချာလေးဘဟုတုတဖြန့်ဝေပေးဖို့လိုနေပါပြီလူတိုင်းသိထားကြတဲ့အတိုင်းပဲမော်စွမ်းအင်ဆိုတာအရာအလုံးကိုလွှမ်းခြုံထားတဲ့အရင်းမြစ်စွမ်းအားတစ်ခုဖြစ်ပြီးလေထုလိုပဲကမ္ဘာပေါ်ကနေရာတိုင်းမှာတည်ရှိနေတဲ့တဘာဝစွမ်းအင်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့ဘယ်သူမဆိုမော်စွမ်းအင်ကိုအသုံးပြုနိုင်တာတော့မဟုတ်ဘူးလေမော်စွမ်းအင်ကိုအသုံးချခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့မော်စွမ်းအင်ကိုမြင်နိုင်ခံစားနိုင်ဖို့လိုအပ်ပြီးအဲ့ဒါကိုပဲမော်စွမ်းအင်အာယုံခံခြင်းလို့ခေါ်တာပေါ့ဗျာဒီအဆင့်ကိုရောက်ဖို့လိုအပ်တဲ့အချိန်ကတော့တဦးချင်းစီရဲ့လေ့ကျင့်ပုံနဲ့ပါရမီစတဲ့အကြောင်းရင်းမျိုးကြောင့်ကွာခြားမှုတွေရှိနိုင်ပေမဲ့ပုံမှန်အားဖြင့်တော့တစ်နှစ်လောက်လေ့ကျင့်လိုက်ရင်အခြေခံအားဖြင့်အာယုံခံနိုင်လာကြတာကြီးပါပဲဖီလီယုံကျောင်းတော်ကြီးကိုဝင်ကျင်တဲ့ကျောင်းသားလောင်းတွေဆိုရင်တော့ဒီအဆင့်ကိုကျော်လွန်ရမှာဖြစ်ပြီးကိုပိုင်မော်စွမ်းအင်အသုံးချနေစနစ်ကိုကျွမ်းကျင်သုံးနိုင်မှသာဖီလီယုံရဲ့တကားကိုလာခောက်နိုင်ခွင့်ရှိမှာဖြစ်ပါတယ်မင်းလိုမော်စွမ်းအင်အာယုံခံဖို့နေနေတာမော်စွမ်းအင်နဲ့အော်ယာကိုတောင်မခွဲခြားတတ်တဲ့ယုံနံဖို့ကတော့ဖီလီယုံကိုဝင်ကျင်နေဆိုတာကလုံးဝကိုစိတ်ကူးရင်နေတယ်လို့ပါပဲကွာအော်ယာဆိုတာလည်း1000တနေရာကနေကြည့်မယ်ဆိုရင်တော့မော်စွမ်းအင်အမျိုးအစားတစ်ခုလို့ပြောလို့ရပေမဲ့သူတို့နှစ်ခုကြားကကွာခြားချက်ကတော့မိုးနဲ့မြေလိုပါပဲဘာဖြစ်လို့လဲဆိုတော့ပါရမီရှင်လို့အများကအတိမတ်ပြုထားတဲ့သူတွေတောင်မှအော်ယာကိုကျွမ်းကျင်ဖို့ဆိုရင်အနည်းဆုံး10နှစ်ကျော်လောက်ပြင်းပြင်းထန်ထန်စူးစမ်းရလို့ပဲဖြစ်တယ်မာလီယာရဲ့အသေးစိတ်ရှင်းပြချက်ကိုနားထောင်ပြီးတဲ့နောက်မှာတော့ယိုနန်လည်းနည်းနည်းသဘောပေါက်သွားခဲ့တယ်ဗျအရင်ကစစ်မြေပြင်မှာတော့ကလည်းသူဒီလိုပြိုင်ဘက်မျိုးတွေနဲ့ကြုံတွေ့ခဲ့ဘူးပါတယ်သူတို့ကိုသူတို့အော်ယာပိုင်ရှင်တွေလို့ကြွေးကြော်လေးရှိတဲ့အဲ့ဒီလူတွေကဒီလောက်တောင်ကြီးကျယ်ခမ်းနားတဲ့သူတွေဖြစ်နေလိမ့်မယ်လို့ယိုနန်လုံးဝထင်မထားခဲ့မိဘူးလေသူတို့ကိုရင်ဆိုင်ရတာကတကယ်ပဲနည်းနည်းလက်ပေါက်ကပ်ပေမဲ့နောက်ဆုံးမှာတော့သူ့ရဲ့ဓာတ်ချက်အောက်မှာအသက်ပြောက်သွားတဲ့ဝိညာဉ်တွေရဲ့ဖြစ်သွားခဲ့ရတာပါပဲယိုနန်တယောက်အဲ့ဒီအကြောင်းတွေကိုတေချာပြန်တွေးကြည့်ဖို့တောင်အချိန်မရလိုက်ခင်မှာပဲမာလီယာကတီအိုရီပိုင်းတွေကတော့ဒီလောက်ဆိုတော်တော်ဆုံးသွားပြီလို့ပြောလိုက်တာကိုကြားလိုက်ရပါတော့တယ်ဗျာကဲဒါဆိုအခုလက်တွေ့ပိုင်းကိုဆက်လိုက်ကြရအောင်ဗျာစကားတောင်မဆုံးသေးဘူးမာလီယာကသူ့ရဲ့မော်စွမ်းအင်တိုက်ခိုက်ရေးနဲ့စနစ်ကိုသုံးပြီးယိုနန်ရှိကိုချက်ချင်းရောက်လာခဲ့တယ်ဗျဒီလိုမြန်ဆန်လုံးနဲ့အမြန်နှုံးကြောင့်ယိုနန်တောင်စိတ်ထဲမှာနင်းနေတော့လန့်သွားခဲ့ပါတယ်ဒါပေမဲ့ဒီလိုရုတ်တရက်ဝင်တိုက်ခိုက်လိုက်တဲ့အကွက်ကိုယိုနန်ကအေးဆေးလေးကာကွယ်လိုက်နိုင်ပြီးတစ်ချက်လေးရန်လိုက်ယုံနဲ့တင်မာလီယာကိုအောင်မြင်စွာနောက်ဆုတ်သွားအောင်လုပ်နိုင်ခဲ့တယ်ဗျမာလီယာလည်းကြက်တေတေသွားခဲ့ပါတယ်သူမကတကွက်တဲနဲ့တင်ဒီတိုက်ပွဲကိုအဆုံးသတ်ချင်ခဲ့တာလေဘာဖြစ်လို့လဲဆိုတော့မော်စွမ်းအင်ကိုတောင်နားမလဲရဲ့ကလေးဘောက်စ်တယောက်ကဖီလီယုံကျောင်းတော်ကြီးကိုဝင်နိုင်မယ်လို့သူလုံးဝမထင်ထားလို့ပါပဲယိုနန်ကိုစာမေးပွဲခန်းထဲမှာအဆက်ကွဲခံခိုင်းမဲ့အစားအခုပဲလက်တွေ့ဘဝကိုမြင်အောင်ပြပေးလိုက်တာကပိုကောင်းမယ်လို့တွေးခဲ့တာကိုဒါပေမဲ့ဘသူထင်မှလဲဗျာမော်စွမ်းအင်အောင်မတုံးတတ်တဲ့ယိုနန်ကပဲသူ့ကိုအပြတ်အသက်ဖိအားပေးနိုင်ခဲ့လိမ့်မယ်လို့လေမာလီယာတယောက်အာယုံလွင့်သွားတဲ့အခိုက်အတန့်လေးမှာတင်ယိုနန်ကသူ့သားနဲ့တစ်ချက်တည်းရိုက်ချလိုက်တာမာလီယာလည်း2မီတာခွဲလောက်အထိနောက်ဆုတ်သွားခဲ့ရတယ်ဗျမင်းရဲ့စွမ်းရည်ကတော်တော်လေးကောင်းပါတယ်မော်စွမ်းအင်ကိုခဏဖယ်ထားဦးဓာတ်သုံးတဲ့နေရာမှာတော့မင်းကတော်တော်လေးပါရမိပါတာပဲခနာကိုဟန်ချက်ထိန်းတဲ့နေလန်းလေးကိုနည်းနည်းလောက်ပြင်လိုက်မယ်ဆိုရင်ဒီထက်အများကြီးတိုးတက်လာနိုင်တယ်လို့ပြောလိုက်ပါတယ်အဲ့ဒီလိုပြောပြီးတာနဲ့ယိုနန်ကလက်ထွက်သွားဖို့ပြင်လိုက်ပြီးမာလီယာကိုလည်းသူ့ရဲ့ကတိကိုမမေ့ဖို့တတိပေးလိုက်သေးတယ်ဗျအထင်သေးခံလိုက်ရတယ်လို့ခံစားလိုက်ရတဲ့မာလီယာဟာဒေါသတွေထောင်းကနေထွက်လာပြီးမင်းကဒီလောက်နဲ့တင်နိုင်သွားပြီလို့ထင်နေတာတော့မဟုတ်ပါဘူးနော်လို့အော်လိုက်တယ်ဗျဒါပေမဲ့သူစကားချမ်းတွေဆက်မပြောနိုင်ခင်မှာပဲသူ့လက်ထဲကဓားမြောင်လေးဟာအပိုင်းပိုင်းဆဆကြေမိုးသွားခဲ့ပါတော့တယ်တဖြည်းဖြည်းဝေးကွာသွားတဲ့ယိုနန်ရဲ့ကြောပြင်ကိုကြည့်ရင်မာလီယာတယောက်နေရာမှာတင်အေးခဲသွားပြီးဒီကောင်ကတကယ်ကိုဘလို့လူမျိုးလဲလို့တွေးနေမိတယ်ဗျနောက်နေ့ကိုရောက်တဲ့အခါမှာတော့ယိုနန်ဟာဓာတ်သုံးလက်ဝယ်ဖို့လုံလောက်တဲ့ပိုက်ဆံတွေကိုရရှိခဲ့ရုံသာမကပဲမာလီယာကသူတို့နှစ်ယောက်အတွက်ပြင်ဆင်ပေးခဲ့တဲ့ရခင်နှစ်တွေကစာမေးပွဲမေးခွန်းဟောင်းတွေနဲ့အရေးကြီးတဲ့အချက်လက်တွေကိုပါရရှိခဲ့တယ်ဗျတကယ်တော့မာလီယာကသူနဲ့အာဆယ်ကိုကိုယ်တိုင်တင် जा ပေးချင်ခဲ့တာပါဒါပေမဲ့ကုန်တီအဖွဲ့ကတခြားမျိုးတွေကိုတွားပြီးကုန်သွယ်ရမှာဖြစ်လို့စောစောစီစီနှုတ်ဆက်ခွဲခွာခဲ့ရတာဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းနေ့ရက်တွေမှာတော့ယိုနန်ဟာနေကင်းဘက်ဆိုစာမေးပွဲအတွက်စာတွေလေးလာပြီးညဘက်ရောက်ရင်တော့မော်သားရဲတွေကိုလိုက်လံမဲလိုက်ရင်သူ့ရဲ့ကိုယ်ကာယစွမ်းရည်နဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုမြင့်တင်ခဲ့တယ်ဗျမကြခင်မှာပဲတလဆိုတဲ့အချိန်ဟာမျက်စိတမိတ်အတွင်းကုန်းဆုံးသွားခဲ့ပါတယ်ယိုနန်နဲ့အာဆယ်တို့နှစ်ယောက်ဟာလည်းသူတို့မျောလင်းဆောင်စားနေခဲ့တဲ့ဖီလီယုံကျောင်းတော်ကြီးကိုနောက်ဆုံးမှာတော့ရောက်ရှိလာခဲ့ကြပြီသူတို့ရှေ့ကနန်းတော်ကြီးတစ်ခုလိုခန်းနားထဲဝါလုံးနဲ့အဆောက်အုံကြီးကိုကြည့်ပြီးအာဆယ်တယောက်လုံးဝကိုမင်းတက်သွားခဲ့ပြီးအန်ကြတာကြီးအာမေဂိတ်တန်တွေအကြိမ်ကြိမ်ထွက်ပေါ်လာခဲ့တယ်ဗျယိုနန်ကတော့ဘေးနားမှာအတွေးနဲ့နေခဲ့ပြီးဒီချိန်ဆိုအဲ့ဒီကောင်လဲဖီလီယုံမှာရှိနေလောက်ရောပေါ့ဒီတစ်ခါစာမေးပွဲမှာသူ့ကိုတွေ့ရနိုင်လောက်တယ်လို့တွေးနေခဲ့တယ်ဗျအဲ့ဒီအချိန်မှာပဲဘေးနားကအာဆယ်ကရုတ်တရက်ခေါင်းပြူထွက်လာပြီးအိမ်မက်ငက်ကလေးရဲ့အမွေးကိုယူလာခဲ့ရလားလို့မေးလိုက်ပါတယ်ယိုနန်ကတော့စာမေးပွဲပြီးမှပဲဘာရင်းကိုသွားရှာမယ်လို့တွေးထားခဲ့ရင်မဲ့အမွေးလေးကိုထုတ်ယူလိုက်တဲ့အချိန်မှာပဲအဲ့ဒီအမွေးလေးဟာပြင်းပြင်းထန်ထန်တုန်ခါလာခဲ့ပြီးအမွေးလေးညွတ်ပြနေတဲ့ဥတီယာကလည်းသူတို့နှစ်ယောက်ရှိကအဆောက်အုံကြီးစီကိုကွက်တီဖြစ်နေခဲ့တယ်ဗျတစ်ချိန်တည်းမှာပဲဘာရင်းတယောက်လင်းငင်းခံဖို့ပြတင်းပေါက်ကိုဖွင့်လိုက်တဲ့အချိန်မှာနောက်တစ်စက္ကန့်မှာပဲကြောက်မက်ဖွယ်ကောင်းတဲ့လူမျက်နှာကြီးတစ်ခုကိုသူ့မျက်စိရှေ့မှာမြင်လိုက်ရပါတော့တယ်ဒီလိုရုတ်တရက်ဖြစ်ပျက်သွားတဲ့မြင်ကွင်းကြောင့်ချင်းတစ်ကောင်နဲ့ငှက်တစ်ကောင်တို့ဟာချက်ချင်းပဲလမ်းဖြတ်သွားခဲ့ကြတယ်ဗျအဲ့ဒီနောက်ဘာရင်းဟာတကိုယ်လုံးတုံရင်နေရင်အိမ်မက်ငက်ကလေးကိုရင်ခွင်ထဲမှာပွေ့ဖက်ထားလိုက်ပြီးမင်းတို့ကဘသူတွေလဲအော်ဖီကိုလိုချင်နေတဲ့ဟိုကောင်စုပ်တွေတော့မဟုတ်ပါဘူးနော်လို့မေးလိုက်ပါတယ်
ယိုနန်ကသူ့လက်ထဲကငှက်မွေးလေးကိုမြောက်ပြလိုက်မှပဲဘာရင်းတယောက်သဘောပေါက်သွားပြီးကျေးဇူးရှင်တို့ကိုပြလို့ပြောလိုက်တယ်ဗျယိုနန်လည်းနင်းနေအံ့တသွားခဲ့ပါတယ်အိမ်မက်ငှက်ကလေးရဲ့တခင်ကရှားပါတဲ့ချင်းတိလူသားတယောက်ဖြစ်နေုံသားမကဖီလီယွန်ကျောင်းတော်ကြီးကနမေကြီးပါမောက်ခတယောက်ဖြစ်နေလိမ့်မယ်လို့သူလုံးဝထင်မထားခဲ့ဘူးလေအချင်းချင်းစကားနဲ့ပါပါပြောပြီးတဲ့နောက်မှာတော့ယိုနန်နဲ့အာဆယ်တို့ဟာကျောင်းဝင်ခွင့်ဖြစ်မဲ့သူတွေမှန်းသိသွားတဲ့ဘာရင်းဟာတပြင်းတစ်ချက်ချလိုက်ပါတယ်ကျေးဇူးရှင်တို့ကကျောင်းဝင်ခွင့်ဖြစ်မဲ့သူတွေမှန်းစောစောကလေးကတီးခဲ့ရင်ကျုပ်ထောက်ခံစာတစ်ဆောင်ရေးပေးလို့ရတာပေါ့ဗျာဒါပေမဲ့ကျေးဇူးရှင်တို့စိတ်မပူပါနဲ့စာမေးပွဲကျသွားရင်တောင်ကျုပ်မှာကူညီပေးနိုင်မဲ့နည်းလမ်းရှိပါတယ်လို့ပြောလိုက်ပါတယ်သူစကားတောင်ဆုံးအောင်မပြောရသေးခင်မှာပဲယိုနန်ကဒီလိုနိမိတ်မရှိတဲ့စကားကိုကြားဖြတ်တားလိုက်တယ်ဗျအဲ့ဒီနောက်အိမ်မက်ငှက်ကလေးခြံထားရခဲ့တဲ့ဦးလေးကိုလမ်းပေးလိုက်ပြီးဒါကအော်ဖီမထွက်ခွာခင်ခြံထားခဲ့တာလို့ပြောပြလိုက်ပါတယ်ဦးလေးကိုလက်ခံယူလိုက်တဲ့ဘာရင်းရဲ့မျက်နှာပေါ်ကစိတ်လှုပ်ရှားမှုတွေပိုပိုတိတာလာတာကိုမြင်တော့ယိုနန်လည်းနားမလည်နိုင်ဖြစ်သွားပြီးငှက်ကဥတာဒီလောက်တောင်အန်တာဖို့ကောင်းလို့လားလို့မေးလိုက်တယ်ဗျဘာရင်းကတော့အလွန်ကိုလေးနဲ့တဲ့မျက်နှာထားနဲ့တေချာပေါက်အန်တာစရာကောင်းတာပေါ့ဘာပဲဖြစ်ဖြစ်ဒါကအိမ်မက်ငှက်ရဲ့ဦးလေးဗျာဒီဦးလေးတဲကနေဘလို့တတဝါလေးပေါက်လာမလဲဆိုတာကိုကျုပ်လုံးဝမန်းစလို့မရနိုင်ဘူးလို့ပြန်ဖြေလိုက်ပါတော့တယ်ဒီစကားကိုကြားတော့ယိုနန်တယောက်မျက်လုံးတောင်လန်သွားမိတယ်ဗျငှက်ဦးတဲကပေါက်လာမှာတော့ငှက်ပဲမဟုတ်ဘူးလားပေါ့ဘာရင်းကခေါင်းခါလိုက်ပြီးအိမ်မက်ငှက်ရဲ့ဦးကတော်တော်လေးပြောစရာရှိတယ်ဗျလို့ဆိုပါတယ်အိမ်မက်ငှက်တွေကဥမှုခင်ပတ်ဝန်းကျင်ဒါမှမဟုတ်တခြားຢာတွေစီကနေကိုပိုင်မော်စွမ်းအင်တွေကိုစုပ်ယူလေးရှိတယ်ဗျဥပမာအနေနဲ့ချော်ရီပူတွေရှိတဲ့နေရာမှာဥရဲဥဆိုရင်တကိုယ်လုံးမီးတောက်တွေဖုံးလွှမ်းနေတဲ့မီးငှက်လေးပေါက်လာတတ်ပြီးမော်သားရဲတွေရဲ့အတိုက်မှာမွေးဖွားတဲ့အိမ်မက်ငှက်ဆိုရင်လည်းမော်သားရဲပုံစံလေးဖြစ်နေတတ်တယ်ဗျဒါကြောင့်တခါတလေပေါက်လာတဲ့တတဝါလေးကငှက်နဲ့လုံးဝသက်ဆိုင်မှုမရှိတာမျိုးလည်းဖြစ်နိုင်တယ်လေတေချာတာပေါ့ဗျာဦးတဲကနေစီးဆင်းနေတဲ့မော်စွမ်းအင်ကိုကြည့်ပြီးတော့လဲဘလို့အိမ်မက်ငှက်လေးပေါက်လာမလဲဆိုတာကိုခံမှန်းလို့ရနိုင်ပါတယ်ဒါပေမဲ့အော်ဖီရဲ့ဒီဦးလေးထဲမှာတော့မရေမတွက်နိုင်တဲ့မော်စွမ်းအင်အမျိုးအစားတွေပါဝင်နေပြီးမိဖို့တဲကပွက်ပွက်ဆူနေတဲ့တန်ရီဘူးတွေလိုပဲလှုပ်ရှားရုံကန်နေတာပေါ့ဗျာလက်ရှိအခြေအနေရဆိုရင်တော့ဒီဦးတဲကနေဘာကောင်လေးပေါက်လာမလဲဆိုတာကိုကျုပ်တိကျပြောပြဖို့အရန်ခက်ခဲနေတယ်ဗျယိုနန်လည်းဒီစကားကိုကြားလိုက်ရတဲ့အခါတော်တော်လေးကိုအံ့ကြမင်တက်သွားခဲ့ရပါတယ်ဒီလိုတင်းငယ်တဲ့ဦးလေးတစ်လုံးမှာဒီလောက်တောင်ထူးခြားချက်တွေအများကြီးရှိနေလိမ့်မယ်လို့လုံးဝထင်မထားခဲ့မိဘူးလေဒဏ္ဍာရီတဲကစိတ်ကူးရင်တတဝါမျိုးစိတ်ဆိုတဲ့နမီနဲ့တကယ်ကိုလိုက်ဖက်လုံးပါတယ်ဗျာခဏလောက်စဉ်းစားကန်းဝင်သွားပြီးတဲ့နောက်မှာတော့ဘာရင်းဟာတွန်းဆုပ်နဲ့စကားဆက်ပြောလာခဲ့ပြီးသူကဒီဦးလေးကိုယိုနန်စီမှာအနံ့ထားချင်နေတာပါပဲဒါကိုကြားတော့ယိုနန်လည်းတော်တော်လေးအံ့အားသင့်သွားခဲ့တယ်ဒါပေမဲ့ဒီဦးလေးကအရန်ကိုတန်မိုးကြီးတဲ့အရာမဟုတ်ဘူးလားပြီဘာရင်းကလည်းမငင်းပါဘူးဒီဦးလေးကတကယ်ကိုတန်မိုးကြီးပါတယ်ဗျာဘာဖြစ်လို့လဲဆိုတော့အိမ်မက်ငှက်တွေကသူတို့ရဲ့တသက်တာမှာဥတလုံးပဲဥနိုင်ကြလို့ပါဒါပေမဲ့အော်ဖီကဒီလောက်တန်မိုးကြီးတဲ့သူမရဲ့ဦးလေးကိုခင်ဗျားတို့စီမှာခြံထားရခဲ့တယ်ဆိုတာသူမတစ်ခုခုကိုခန်းစားသိရှိသွားလို့ဖြစ်နိုင်တယ်ဗျအော်ဖီကကျုံနဲ့အတူနှစ်ပေါင်းများစွာအချိန်တွေကိုဖျက်ဆီးလာခဲ့တာပါကျုပ်သူငယ်ချင်းရဲ့ဆန္ဒကိုလေးစားခြင်းနဲ့ဗျဒါကြောင့်ခင်ဗျားအနေနဲ့ဒါလေးကိုတေချာလေးတင်းစိစောင့်ရှောက်ပေးဖို့မျှော်လင့်ပါတယ်ဗျာဒီလိုကြားတော့လေယိုနန်ကချက်ချင်းပဲသဘောတူလက်ခံလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကိုယ်တိုင်လည်းဒီဦးလေးတဲကနေဘာကောင်လေးပေါက်လာမလဲဆိုတာကိုအရန်ဆက်စုချင်နေလို့ပါပဲယိုနန်တယောက်နေရာကပြီးပြန်ဖို့ပြင်လိုက်တဲ့အချိန်မှာတင်ဘာရင်းကသူ့ကိုတားလိုက်ပြန်နေပြီအဆက်ကတော့ခင်ဗျားတို့ကိုဘလို့ကျေးဇူးဆက်ရမလဲဆိုပြီးကျုပ်အမြဲတမ်းခေါင်းစားနေခဲ့တာပြီအခုဒီဦးလေးကိုခင်ဗျားတို့စီအပ်လိုက်ပြီဆိုတော့ကွက်တိဖြစ်မဲ့ပစ္စည်းလေးတစ်ခုရှိတယ်ဗျလို့ဆိုပါတယ်အဲ့ဒီလိုပြောပြီးဘာရင်းကမော်စာလေးတစ်ခုကိုထုတ်ယူလိုက်ပါတယ်ဒီစာလိပ်ထဲမှာဒီဦးလေးအတွက်အထောက်အကူဖြစ်စေမဲ့နေရာတစ်ခုအကြောင်းကိုမှတ်တမ်းတင်ထားတယ်ဗျဘာရင်းကိုနှုတ်ဆက်ပြီးတဲ့နောက်မှာတော့ယိုနန်ဟာတိုင်းပညာမေဂျာကျွမ်းကျင်မှုစာမေးပွဲခန်းကိုရောက်ရှိလာခဲ့ပါတယ်သူရှိမှထိုင်နေကြတာကတော့ဒီတစ်ခေါက်စာမေးပွဲကိုတာဝန်ယူစစ်ဆေးမဲ့ပါမောက်ခ9ဦးပဲဖြစ်တယ်ဗျအလဲမှာထိုင်နေတဲ့အဘိုးအိုကတော့ဖီလီယွန်ကျောင်းတော်ရဲ့ကျောင်းအုပ်ကြီးမဟာမော်ဆရာကြီးကလာတပည့်ဖြစ်ပြီးအဘိုးအိုရဲ့ဘေးနားကအမျိုးသမီးကတော့ဓာတိုင်းနေပြရခင်မျိုးဆက်ဓာနက်ဖျားမှနေပြီးတော့ကြပဲဖြစ်ပါတယ်ဗျာသူတို့နှစ်ယောက်ထိုင်နေတာလေးကိုမြင်ုံနဲ့တင်ယိုနန်အတွက်တော့တော်တော်လေးကြီးမားတဲ့ဖိအားကိုခံစားလိုက်ရတယ်ဗျသူ့ရဲ့စိတ်လှုပ်ရှားမှုကိုနည်းနည်းလေးပြန်ထိန်းချုပ်လိုက်ပြီးတဲ့နောက်သူဟာအဲ့ဒီမှာရှိနေတဲ့ပါမောက်ခတွေကိုယိုရိုသေးသေးအယိုသေးပေးလိုက်ပါတယ်အချင်းချင်းအနှဲငယ်စကားပြောဆိုပြီးတဲ့နောက်မှာတော့ပါမောက်ခတွေကစာမေးပွဲစီးမြင့်ကိုတိုက်ရိုက်ကြေညာလိုက်တယ်ဗျမင်းရှိမှရှိနေတဲ့ဒီမော်ဆက်ရုပ်ကမင်းရဲ့ဒီနေ့ပြန်ဘက်ပဲသူ့ကိုမင်းရဲ့ကျွမ်းကျင်မှုနေစနစ်တွေတစ်ခေါက်လောက်ပြသလိုက်ရုံနဲ့ရပါပြီတဲ့ဗျာဒီစကားလဲကြားရောယိုနန်ကသူ့ရဲ့ဓာတ်ကိုဆွဲထုတ်လိုက်ပြီးကျွန်တော်ပြသချင်တဲ့ຢာကတိတ်ပြီးထူးထူးခြားခြားတော့မရှိပါဘူးဗျအဲ့ဒါကတော့အမြန်နှုံးနဲ့ခုတ်ပိုင်းတိုက်ခိုက်တာပါပဲလို့ပြောလိုက်ပါတယ်စကားလဲဆုံးသွားရောပါမောက်ခတွေတဲကနှစ်ယောက်ဟာလုံးဝကိုဖုံးကွယ်မနေတော့ပဲဟားတိုက်ရဲမောလိုက်ကြပါတော့တယ်နှစ်တိုင်းဒီလိုဝင်ခွင့်ပြင်မဲ့သူတွေရှိတတ်ပါတယ်လေမော်ဆက်ရုပ်ရဲ့အပြင်ပန်းတွင်ပြင်ကိုကြည့်ုံနဲ့တင်ဒီလိုရဲစရာကောင်းတဲ့စကားမျိုးပြောထွက်ကြတာပါပဲတိထားဖို့ကမော်ဆက်ရုပ်ရဲ့ကာကွယ်နိုင်စွမ်းကအော်ယာတွေကိုတောင်ခုခံနိုင်စွမ်းရှိပြီးအဲ့ဒီအပြင်သူ့ကိုယ်သူလင်းလင်းမြဲမြဲပြန်လဲကူစားနိုင်တဲ့စွမ်းဆောင်ရည်လည်းပါဝင်သေးရဲ့ဗျဒါဟာအလွန်ကိုတိမ်မွေ့ရှုပ်ထွေးတဲ့မော်ဆက်မှုပညာရဲ့ထုတ်ကုန်တစ်ခုဖြစ်ပါတယ်ဒါတိုင်းလောကမှာအတန်မာဆုံးပါရမီရှင်လို့တင်စားခံရတဲ့ရှူလီဘန်တောင်မှဒီစက်ရုပ်ပေါ်မှာဓာတ်ရလေးတစ်ခုကြံခဲ့အောင်မနေစူးစမ်းခဲ့ရတာပါဗျာကျောင်းအကြီးလည်းဒီစကားတွေကိုကြားတော့နည်းနည်းတော့အံ့အားသင့်သွားတယ်ဗျဒါပေမဲ့သူပိုပြီးစိတ်ပူနေတာကယိုနန်တယောက်ပါမောက်ခတွေရဲ့လောင်ပြောင်မှုကြောင့်ကြောက်ရွံ့သွားမလားဆိုတာကိုပါပဲဒါပေမဲ့နောက်တစ်စက္ကန့်မှတင်ကျောင်းအကြီးရဲ့မျက်လုံးအိမ်ဟာစက္ကန့်နဲ့ကျုံဝင်သွားခဲ့ရတယ်ဗျဒီကလေးကဒီရွယ်နဲ့တင်ဘလို့လုပ်ပြီးဒီလောက်ခမ်းနားတဲ့အချိန်ဝါမျိုးရှိနေရတာလဲပေါ့ကြည့်လိုက်တော့မလန့်မကန့်မှရှိနေတဲ့ယိုနန်ဟာတိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေခဲ့ပြီအဲ့ဒီနောက်ခြေထောက်ကိုအနှဲငယ်အားပြုလိုက်ပြီးအလွန်မြန်ဆန်တဲ့အမြန်နှုံးနဲ့ဆက်ရုပ်ကိုဓာတ်နဲ့တစ်ချက်ခုတ်ပိုင်းလိုက်ပါတော့တယ်မျက်စိတမိတ်အတွင်းမှာတင်ယိုနန်ဟာသူ့ရဲ့ခုတ်ပိုင်းမှုကိုအဆုံးသတ်လိုက်ပြီးပါမောက်ခတွေရှိတဲ့စင်မြင့်ဘက်ကိုအနှဲငယ်အယိုသေးပေးလိုက်တယ်ဗျကျွန်တော်ရဲ့ပြသမှုအဆုံးသတ်ပါပြီတဲ့စကားလဲဆုံးသွားရောဟိုပါမောက်ခနှစ်ယောက်ကလည်းလောင်ပြောင်ဖို့ပြင်လိုက်ကြပြန်တယ်ဗျာသူကတကယ်ကြီးရိုးရှင်းတဲ့ခုတ်ပိုင်းမှုတစ်ခုကိုပဲပြသသွားလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ဘူးဒီလိုဆိုတော့သူ့ကိုအမှတ်ပေးဖို့နည်းနည်းတော့ခက်သွားပြီ
အဲ့ဒီလိုပြောပြီးတာနဲ့စံပင်ဝါရောင်နဲ့ပါမောက်ခကဘေးနားကကျောင်းအုပ်ကြီးစီကိုလှည့်ကြည့်လိုက်ပြီးကျောင်းအုပ်ကြီးရဲ့အမြင်ကိုမေးချင်ခဲ့တာပါဒါပေမဲ့ကျောင်းအုပ်ကြီးကတော့ဘာဆက်ဟောင်းသားနဲ့မင်းတက်နေတာကိုတွေ့လိုက်ရတယ်ဗျဘေးနားကနေဗီရိုဂျာကတော့ပါမောက်ခတွေထိုင်တဲ့စင်မြင့်ပေါ်ကိုခြေတစ်ဖက်တင်းလိုက်ပြီးနောက်တစ်စက္ကန့်မှာပဲယိုနန်ရှိတဲ့စီကိုအရှိန်နဲ့ပြေးဝင်သွားခဲ့တယ်ဗျလူတိုင်းအန်တာမင်တက်နေကြတဲ့အကြည့်တွေအောက်မှာပဲယိုနန်ရဲ့လေပင်ပေါ်ကိုဓာတ်နဲ့တန်းပြီးတင်လိုက်ပါတော့တယ်မင်းရဲ့ဓာတ်တိုင်းကိုဘသူစီကနေတင်လာတာလဲဆိုတာငါ့ကိုပြောစမ်းလို့မေးလိုက်တယ်နေဗီရိုဂျာရဲ့ရင်ဘတ်ကြီးကပြင်းပြင်းထန်ထန်နှိပ်ကြည့်မြင့်ကြည့်ဖြစ်နေပြီးသူ့ရဲ့အတန်ထဲမှာတော့ဖုံးကွယ်ထားလို့မရတဲ့ဒေါသတွေပြည့်နေနေခဲ့တယ်ဗျယိုနန်ကတော့သူ့ရဲ့လောက်ရက်ကိုနင်းနေနားမလည်နိုင်ဖြစ်သွားပြီးဘသူစီကတင်လာတာလဲဟုတ်လားခင်ဗျားဘာပြောနေတာလဲဆိုတာကျွန်တော်နားမလည်ဘူးဗျလို့ပြန်ဖြေလိုက်ပါတယ်ဒါနဲ့နေဗီရိုဂျာကမိကုန်းတစ်ခုပြောင်းမေးလိုက်တယ်ဗျငါစောစောကလှုပ်သွားတဲ့လှုပ်ရှားမှုကိုမင်းမြင်လိုက်လားတဲ့ဒီစကားကိုကြားတော့ယိုနန်ကလည်းအခုလိုပြန်ဖြေလိုက်ပါတယ်ခင်ဗျားရဲ့ဓာတ်တိုင်းကတော်တော်လေးကျွမ်းကျင်တာပဲဓာတ်တစ်ခေါက်ဆွဲထုတ်ဖို့တောင်အချိန်မလောက်တဲ့အခိုက်အတန့်လေးမှတင်ဓာတ်ကို၃ချိန်တိတိဆက်တိုက်ခုတ်ပိုင်းသွားနိုင်တယ်လို့ပြောလိုက်တယ်ဗျဒီစကားကိုကြားလိုက်ရတဲ့အခါနေဗီရိုဂျာရဲ့ဒေါသစိတ်တွေအနှဲငယ်ရောကျသွားပြီးမှန်တယ်မင်းစောစောကပြတ်သွားတယ်လို့မျိုးပဲပေါ့လို့ဆိုပါတယ်အဲ့ဒီလိုပြောနေရင်းနဲ့နေဗီရိုဂျာကရုတ်တရက်စကားလမ်းကြောင်းလွှဲလိုက်ပြီးဒါပေမဲ့မာနာကြီးတဲ့မင်းလိုကောင်ကငါတို့တွေမင်းရဲ့တင်းနှုတ်လာတဲ့ဓာတ်တိုင်းကိုမမြင်လိုက်ရမှာစိုးလို့နောက်ဆုံးကလန့်ဖြတ်ခုတ်ပိုင်းတဲ့အချက်ကိုတမင်တက်တက်အရှိတ်လျှော့လိုက်တာမလားမင်းကဒီနေရာကိုဘလို့နေရာလို့ထင်နေတာလဲလို့စူပူလိုက်တယ်ဗျယိုနန်တယောက်ချွေးပြန်သွားခဲ့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့သူနောက်ဆုံးသားချက်ကိုအရှိန်လျှော့လိုက်တာကပါမောက်ခတွေကိုအထင်သေးလို့မဟုတ်ပဲသူ့သားကဒီခုတ်ချက်ရဲ့အရှိန်ကိုမခံနိုင်မှာစိုးလို့ခွန်အားကိုနည်းနည်းလျှော့ချလိုက်ုံတက်ပါပဲဘာပဲပြောတာကသူ့လက်ထဲမှာကြံနေတဲ့နောက်ဆုံးသားတစ်လက်လေးဗျာဒါပေမဲ့သူ့ရှေ့မှာဒေါသထွက်နေတဲ့နေဗီရိုဂျာကိုကြည့်ပြီးယိုနန်ကဘာမှဆက်မရှင်းပြတော့ပါဘူးဘာလို့လဲဆိုတော့ဒီအကြောင်းပြချက်ကတကယ်ကိုယုံနိုင်စရာမရှိလုံးလို့ပါပဲဒီလိုအခြေအနေမျိုးကိုရင်ဆိုင်နေရတဲ့အခါကျောင်းအုပ်ကြီးလည်းဘာပြောရမှန်းမသိတော့ပဲအရှက်တကွဲနဲ့မျက်လုံးလဲသွားခဲ့ရတယ်ဗျအဆက်ကတော့အားရပါးရလောင်ပြောင်နေခဲ့ကြတဲ့ဟိုပါမောက်ခနှစ်ယောက်ကတော့ခေါင်းလေးတွေငုံသွားခဲ့ကြပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့တကယ်ပဲဘာမှမမြင်လိုက်ရလို့ပါပဲဗျာအချိန်ခဏလောက်တိတ်ဆိတ်သွားပြီးတဲ့နောက်မှာတော့နေဗီရိုဂျာကဓာတ်ကိုပြန်ရုပ်သိမ်းလိုက်ပြီးပါမောက်ခစင်မြင့်စီကိုဖြည်းဖြည်းချင်းပြန်လျှောက်သွားခဲ့တယ်ကိစ္စကဒီလောက်နဲ့ပြီးသွားပြီလို့ယိုနန်ထင်လိုက်တဲ့အချိန်မှာပဲနေဗီရိုဂျာကရုတ်တရက်ခေါင်းလဲလာပြီးသူ့ကိုမျက်ထောက်နေနဲ့ကြည့်ကမင်းကိုငါကိုယ်တိုင်တေချာပေါက်ပညာပေးရမယ်လို့ပြောလိုက်တယ်ဗျဘေးနားကကျောင်းအုပ်ကြီးကတော့ဘာဆက်ကြီးစုပြီးထိုင်ကုန်ကိုပြန်လာတဲ့နေဗီရိုဂျာကိုကြည့်ရင်နင်းနဲ့အန်တာသွားခဲ့တယ်စောစောကစကားကိုနားထောင်ကြည့်ရတာဒီကောင်လေးကိုတပည့်ဖြစ်တတ်မှတ်လိုက်ပြီဆိုတဲ့သဘောမျိုးမဟုတ်ဘူးလားကြည့်ရတာငါလည်းစိတ်အထက်တန်မှုလေးမွေးမြူရတော့မယ်ထင်တယ်လို့တွေးလိုက်တယ်ဗျပင်ပန်းသွားပြီးယိုနန်ဒါပေမဲ့ငါတို့မှာနောက်ဆုံးများဆိုင်မေးခွန်းတစ်ခုကြံသေးတယ်ဒီမေးခွန်းမှာအဖြေမှန်ဆိုတာမရှိဘူးမင်းရဲ့ကိုယ်ပိုင်မြင်တိုင်းဖြေဆိုပေးုံပဲအဲ့ဒါကတော့မင်းဖီလီယုံကိုလာတာဘာကိုအတင်ယူခြင်းဆုံးလဲဆိုတာပါပဲတဲ့ယိုနန်လည်းအဲ့ဒီမေးခွန်းကိုကြားတော့2စက္ကန့်ခွဲလောက်ငိုင်းသွားပြီးအတိတ်ကဖြစ်ပျက်တွေကသူ့ခေါင်းထဲမှာဆက်တိုက်ပေါ်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူကပြတ်သားတဲ့မျက်လုံးတွေနဲ့ဘလို့လုပ်ရရင်နောက်တမရဘူးလဲဆိုတာကိုတင်ယူချင်တာဖြစ်မယ်ထင်တယ်လို့ပြန်ဖြေလိုက်တယ်ဗျယိုနန်ထွက်သွားပြီးရဲ့နောက်မှာတော့ကျောင်းအုပ်ကြီးကရုတ်တရက်ဟားတိုက်ရဲမောလိုက်ပါတော့တယ်ဒီမေးခွန်းကနင်းနေတော့ခက်သားပဲငါတောင်ဘလို့တင်ပေးရမလဲမသိတော့ဘူးလို့ပြောလိုက်တယ်ဗျဘေးနားကစံပင်ဝါရောင်ပါမောက်ခကတော့အမြန်ကက်လာပြီးတကယ်တမ်းဘာတွေဖြစ်သွားတာလဲလို့ကျောင်းအုပ်ကြီးကိုမေးလိုက်ပါတယ်ဒီတော့ကျောင်းအုပ်ကြီးကဘာမှပြန်မပြောဘဲရှေ့မှာရှိနေတဲ့မော်ဆက်ရုပ်ကိုသာမောကြည့်လိုက်တယ်လူတိုင်းကလည်းသူ့ရဲ့အကြည့်တိုင်းလိုက်ကြည့်လိုက်တဲ့အခါယိုနန်ခုတ်ပိုင်းသွားခဲ့တဲ့ဆက်ရုပ်မှာရုတ်တရက်အကွဲကြောင်းတွေပေါ်လာတာကိုတွေ့လိုက်ရတယ်ဗျအဲ့ဒီနောက်တိုင်းကလည်းမိတန်ကြီးနဲ့အတူဆက်ရုပ်ကြီးဟာတန်းပြီးနှစ်ပိုင်းပြတ်သွားခဲ့ပါတော့တယ်ပါမောက်ခနှစ်ယောက်လုံးလုံးဝကိုမင်းတက်သွားခဲ့ကြတယ်ဒါဟာမော်ဆက်ရုပ်တရုပ်ဒီလောက်ပြင်းပြင်းထန်ထန်ထိခိုက်ပျက်စီးသွားတာပထမဆုံးအကြိမ်ပါပဲဗျာတခြားတစ်ဖက်မှာတော့စာမေးပွဲခန်းထဲကနေထွက်လာခဲ့ပြီဖြစ်တဲ့ယိုနန်ဟာစောစောကဖြစ်ပျက်သွားခဲ့တာတွေအားလုံးကိုပြန်တွေးနေခဲ့တယ်ဗျနေဗီရိုဂျာရဲ့အရှိန်ဝါနဲ့ဓာတ်တိုင်းကသူ့ကိုမေ့ဖြောက်လို့မရနိုင်အောင်ဖြစ်စေခဲ့ပါတယ်အတိတ်ကိုပြန်မရောက်လာခင်ကသူ့နေနဲ့တောင်မှသူမကိုအနိုင်ယူနိုင်ဖို့ယုံကြည်ချက်မရှိခဲ့ဘူးလေသူကတော့စစ်ပွဲပေါင်းများစွာကိုဖျက်ဆီးလာခဲ့ပြီလို့ထင်မှတ်ထားခဲ့ရင်မဲ့သူ့ကိုယ်သူအများကြီးလိုအပ်နေသေးမှမထင်ထားခဲ့မိဘူးဗျဒီအကြောင်းကိုတွေးမိတော့ယိုနန်ကပြုံးစီစီလေးဖြစ်သွားပါတယ်စစ်တေနာပတိချုပ်ကြီးသူ့ကိုဖီလီယုံကိုလာခိုင်းတာတကယ်ကိုမှန်ကန်သွားပုံရတယ်ဗျဒီနေရာမှာသူတေချာပေါက်အများကြီးတင်ယူနိုင်မယ်လို့လည်းယုံကြည်နေခဲ့ပါတယ်အဲ့ဒီနောက်ယိုနန်ဟာယုံကြည်မှုအပြည့်နဲ့စာမေးပွဲဖြေဆိုရမယ်နေရာစီကိုရှောက်သွားခဲ့ပါတော့တယ်ဘာပဲပြောသူကတလာတိတိစာတွေကိုအသေးလဲကြက်မှတ်ထားခဲ့တာကိုဗျသင်ခန်းစာတွေအားလုံးကိုရေးရေးလဲကြက်မှတ်ထားပြီးပေမဲ့စာမေးပွဲပြီးသွားတဲ့အခါမှာတော့ယိုနန်တယောက်စိတ်တက်ကြပြီးမှိုင်တွေနေခဲ့ပါတယ်ဗျာဒီမြင်ကွင်းကိုမြင်တော့မာလာယာနဲ့အာရှဲတို့ကနင်းနေစွေစွာဖြစ်သွားကြတယ်လွယ်အိတ်ထဲကစာအုပ်တွေအကုန်လုံးကိုဖတ်ခိုင်းထားတာမဟုတ်ဘူးလားမင်းကဘာလို့30%တောင်မပြည့်ရဲ့သင်ခန်းစာလောက်ပဲဖတ်ခဲ့ရတာလဲလို့မေးလိုက်ကြတယ်တကယ်တော့ယိုနန်ကအစတုန်းကစာအုပ်နည်းနည်းလေးပဲထုတ်ဖတ်ခဲ့တာပါဒါပေမဲ့အရန်ကိုအာယုံစိုက်ပြီးဖတ်နေခဲ့မိလို့လွယ်အိတ်ထဲမှာဖတ်စရာစာအုပ်တွေတပုံကြီးကျန်သေးတယ်ဆိုတာကိုလုံးဝမေ့သွားခဲ့တာဖြစ်ပါတယ်ဗျာမာလာယာလည်းဘာပြောရမှန်းတောင်မသိတော့ပါဘူးဒီလောကကြီးမှာဒီလောင်တုံးမျိုးရှိနေသေးတာပဲလို့တွေးမိသွားတယ်ဒါပေမဲ့အသေးကွဲမတက်ဝမ်းနေတဲ့ယိုနန်ကိုကြည့်ပြီးမာလာယာလည်းအမြန်ပဲနှစ်သိမ့်ပေးလိုက်ရပါတယ်လက်တွေ့စွမ်းရည်စစ်ဆေးမှုကစာမေးပွဲထက်အများကြီးပိုရေးကြီးပါတယ်ကွာမင်းရဲ့စွမ်းရည်နဲ့ဆိုရင်တော့တေချာပေါက်ပြဿနာမရှိနိုင်ပါဘူးလို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲအီယာမမော်ဂါထာဆက်ဝန်းကြီးတစ်ခုကရုတ်တရက်လေဟာပြင်းထဲမှာပေါ်လာခဲ့ပါတယ်လူတိုင်းလည်းရင်တပိုးပိုနဲ့ကိုယ့်နာမည်ကိုရှာဖို့အလျင်မြန်ပြေးသွားခဲ့ကြတယ်ဗျမကြခင်မှာပဲမာလာယာတို့နှစ်ယောက်ကသူတို့ရဲ့နာမည်တွေကိုတွေ့သွားကြပါတယ်အာရှဲကမော်ပညာရဲ့လက်တွေ့စွမ်းရည်စစ်ဆေးမှုမှာအဆင့်ဆက်နှစ်ရပြီးစာမေးပွဲမှာပူးရဲအဆင့်တရခဲ့ပါတယ်မာလာယာကတော့တိုင်းပညာရဲ့လက်တွေ့စွမ်းရည်မှာအဆင့်9ရပြီးစာမေးပွဲမှာလည်းအဆင့်9ရခဲ့ပါတယ်ဗျာစာမေးပွဲအောင်သွားတဲ့သူတို့နှစ်ယောက်ဟာအရန်ကိုဝမ်းသာပျော်ရွှင်စွာနဲ့ဖတ်လိုက်ကြပြီးသူတို့ရဲ့စူးစမ်းမှုတွေကနောက်ဆုံးတော့အရာထင်ခဲ့ပြီလို့ဝမ်းသာလုံးဆိုနေကြပါတယ်ဝမ်းသာနေတဲ့ကြားကနေမာလာယာကမျောလင်းချက်ပြည့်နဲ့ယိုနန်ဘက်ကိုလှည့်ကြည့်လိုက်ပြီးယိုနန်ရဲ့နာမည်ကိုမေးချင်နေခဲ့တယ်
ဒါပေမဲ့သူတွေးလိုက်ရတာကတော့မျက်နှာသေးကြီးဖြစ်နေတဲ့ယိုနန်ပါပဲဒီအပေါ်မှာငါနာမီမပါဘူးကိုလို့ယိုနန်ကပြောလိုက်တယ်ဒီစကားကိုကြားလိုက်ရတော့သူတို့နှစ်ယောက်လုံးအရန်ကိုအံ့တသွားကြပါတယ်နောက်နေတာလားကိုမင်းတေတေချာချာမကြည့်ရသေးလို့များလားလို့မေးလိုက်ကြတယ်ဒါကိုယိုနန်ကသူအချိန်ပေါင်း10ချီမှတ်ကကြည့်ပြီးသွားပြီဖြစ်ကြောင်းနဲ့ထောင်ချိုးလေးတွေကိုတော့မချမ်းပဲရှာကြည့်ပြီးပြီဖြစ်ကြောင်းပြောပြခဲ့တယ်သူစကားတန်ဆုံးတာနဲ့တပြိုင်နက်နားကွဲမတက်ပောက်ကွဲတန်ကြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်ဗျာဒါကတော့ကျောင်းတော်ကြီးကနေဘာသာရဲ့တစ်ခုချင်းစီရဲ့ထိတ်ဆုံး3ယောက်ကိုပေးအပ်တဲ့အထူးခွင့်ရေးပဲဖြစ်ပါတယ်ဂုံကျက်တရေရှိတဲ့ဖီးနှင်းငက်မီရှန်ကနေမော်ပညာကိုသုံးပြီးသူတို့ရဲ့ရလက်တွေကိုကြီးညာပေးတာပဲဖြစ်ပါတယ်ဗျဖီးနှင်းငက်ကြီးရဲ့အော်မီတန်နဲ့အတူမီလုံးကြီးတစ်လုံးကယိုနန်စီကိုတဲ့ကြီးကျဆင်းလာခဲ့ပါတယ်မီလုံးကြီးကယိုနန်ရဲ့ရှေ့မှာပောက်ကွဲသွားတဲ့အခါမှာတော့သူ့ရဲ့ရလက်တွေကိုရှင်းရှင်းလင်းလင်းပြသထားတာကိုမြင်လိုက်ရပါတယ်တိုင်းပညာရဲ့လက်တွေ့စွမ်းရည်စစ်ဆေးမှုမှာအဆင့်တစားမေးပွဲမှာအဆင့်9910နှစ်နဲ့ဘာသာရဲ့တစ်ခုလုံးပေါင်းရလက်မှာတော့အဆင့်2ရရှိခဲ့တာပဲဖြစ်ပါတယ်ဗျာမာလိုက်ရတို့နှစ်ယောက်လည်းအရန်ကိုစိတ်လှုပ်ရှားသွားပြီးယိုနန်ကိုတင်းကျပ်စွာဖတ်ထားလိုက်ကြပါတယ်မင်းကလက်တွေ့စွမ်းရည်တစ်ခုရဲ့နဲ့တင်အဆင့်2ရလိမ့်မယ်လို့ထင်တော့မထင်ထားဘူးကွာလို့ပြောလိုက်ကြတယ်ယိုနန်ကိုယ်တိုင်လည်းအရန်ကိုအံ့တသွားခဲ့ပြီးပါမောက်ခကြီးတွေရဲ့အကဲဖြတ်နိုင်စွမ်းကိုမချီးကျူးပဲမနေနိုင်အောင်ဖြစ်သွားခဲ့တယ်ဗျဒါပေမဲ့ရုတ်တရက်ဆိုသလိုယိုနန်ကတခုခုကိုတတိယသွားပါတယ်ဒုက္ခပါပဲနာကလက်တွေ့စွမ်းရည်မှာအဆင့်တရတယ်ဆိုတော့ဟိုကောင်ငါ့ကိုရှုံးသွားတယ်ဆိုတဲ့သဘောပေါ့သူကျင်းနေဆိုရင်တော့တေချာပေါက်အလွတ်ပေးမှာမဟုတ်ဘူးလို့တွေးလိုက်မိတယ်ယိုနန်တယောက်လက်ပြေးဖို့လှုပ်တုံးရှိသေးတယ်သူ့အနောက်ဘက်ကနေအေးဆက်ဆက်အတန်တန်ထွက်ပေါ်လာခဲ့ပါတယ်ဒီတစ်ခေါက်လက်တွေ့စွမ်းရည်စစ်ဆေးမှုမှာအဆင့်တရခဲ့တဲ့သူကမင်းဖြစ်ရမယ်ရောက်လာတဲ့သူကတော့အင်မာယာရဲ့ကျယ်ပွင့်လို့တင်စားခေါ်ဝေါ်ကြတဲ့အနာဂတ်ရဲ့ဓာတုတော်စင်ရှူရီပန်ပဲဖြစ်ပါတယ်ဗျာယိုနန်နင်းနေပြရာခတ်သွားပြီးလူမားနေပြီဖြစ်ကြောင်းအမြန်ပြောလိုက်ရတယ်ဘာလို့လဲဆိုတော့ရှူရီပန်ကအနိုင်မခံအရှုံးမပေးခြင်းနဲ့စိတ်သက်အရန်ပြင်းထန်ပြီးသူ့ထက်ဓာပညာပိုတာတဲ့သူကိုဘယ်တော့မှခွင့်မလွတ်တတ်လို့ပါပဲဒီလိုပြောလိုက်တာကိုကြားတော့ရှူရီပန်ရဲ့မျက်မှောင်တွေကချက်ချင်းတွန့်ကျိုးသွားပါတယ်မင်းကဘာလို့လိန်ပြောနေရတာလဲဒါပေမဲ့ယိုနန်ကတော့လက်နှစ်ဖက်ကိုဖျက်လိုက်ပြီးအသေးလဲကိုဝမခံကျင်တော့ပါဘူးမင်းကငါ့ကိုအဆင့်တလို့ပြောတိုင်းငါကအဆင့်တဖြစ်သွားရောလားဘာကိစ္စပဲဖြစ်ဖြစ်တက်တေထောက်ထားဆိုတာရှိရတယ်လေလို့တုံ့ပြန်လိုက်တယ်ရှူရီပန်ကကြားပြီးနောက်မှာတော့အေးဆက်ဆက်နဲ့လောင်ပြုံးလိုက်ပါတယ်ဒါဆိုလဲငါတက်တေပြပေးရတာပေါ့အဲ့ဒီလိုပြောရင်းနဲ့ပဲရှူရီပန်ရဲ့လက်ထဲကဓာရှိဟာလေကိုခွဲထွက်တဲ့အတန်နဲ့အတူယိုနန်ရဲ့မျက်နှာစီကိုတိုက်ရိုက်ထိုးဆိုင်လာခဲ့ပါတယ်ဒါပေမဲ့လည်းယိုနန်ကအသာလေးပဲကာကွယ်လိုက်နိုင်ခဲ့တယ်ဗျဒါကတက်တေပဲမင်းသာအဆင့်တမဟုတ်ဘူးဆိုရင်လုံးဝကိုတုံ့ပြန်နိုင်မှာမဟုတ်ဘူးမင်းရဲ့စွမ်းရည်စစ်အမှန်ကဘလောက်ထိရှိလဲဆိုတာကိုငါ့ကိုပြသပေးစမ်းပါလို့ပြောလိုက်ပါတယ်ယိုနန်လည်းနင်းနေဒေါသထွက်သွားတယ်ဒီအယူကနင်းနေလေးမှမပြောင်းလဲသေးဘူးလို့တွေးမိလိုက်တယ်ချက်ချင်းဆိုသလိုပဲယိုနန်ကနောက်ကိုအားကုန်ခုန်ဆုပ်လိုက်ပြီးတစ်ချိန်တည်းမှာပဲလက်ကောက်ဝတ်ကိုလက်ကတိတ်တီးလာတဲ့ဓာစွမ်းအင်3ခုကိုရှူရီပန်ရဲ့မျက်နှာစီကိုတိုက်ရိုက်ခုတ်ပိုင်းလိုက်ပါတယ်ဗျာတပြိုင်နက်တည်းဝင်ရောက်လာတဲ့ဓာစွမ်းအင်3ခုကိုရင်ဆိုင်ရပေမဲ့လည်းရှူရီပန်ကရိုက်ချကာကွယ်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီပြင်းထန်လာတဲ့အားအင်တွေကြောင့်သူ့ရဲ့လက်ချောင်းတွေဟာရက်တက်မရအောင်တုံရင်သွားခဲ့ရပါတယ်ဗျဒါကငါ့ရဲ့စွမ်းရည်ပဲအခုမင်းကျင်တဲ့ပြီလားလို့ယိုနန်ကမေးလိုက်တယ်ယိုနန်ကဒီလောက်နဲ့ပဲပြီးသွားပြီလို့ထင်မှတ်ထားခဲ့ရင်မဲ့ရှူရီပန်တယောက်ဓာကိုကင်ပြီးထက်မှန်ပြေးဝင်လာလိမ့်မယ်လို့လုံးဝကိုထင်မှတ်ထားခဲ့ပါဘူးဗျာမင်းရဲ့ဓာပညာကတကယ်ကိုထူးချွန်နေဆိုတာကိုတော့ငါဝန်ခံပါတယ်ဒါပေမဲ့ငါ့ကိုကြော်လွန်နိုင်တဲ့အဆင့်ထိတော့မရောက်သေးပါဘူးဒါကြောင့်မင်းဖုံးကွယ်ထားတဲ့စွမ်းရည်တွေအားလုံးကိုထုတ်ပြလိုက်စမ်းပါအခုလိုမျိုးနဲ့တော့ငါ့ကိုယုံကြည်လက်ခံလာအောင်လုပ်ဖို့မလုံလောက်သေးဘူးတဖြည်းဖြည်းနဲ့ပို့ပြီးကြောက်စရာကောင်းလာတဲ့ရှူရီပန်ရဲ့အကြည့်တွေကိုမြင်တော့ယိုနန်တယောက်ခေါင်းတွေတောင်ကြီးသွားပါတယ်ဗျာဒီကောင်ကအရန်ကိုအလေးနဲ့ထားလုံးတက်တဲ့အကျင့်ရှိတာကြောင့်ပဲသူနဲ့မဆုံကျင်ခဲ့တာပါဒီတိုင်းတာဆက်သွားနေရင်သူကအရှိန်ဝါတွေကိုပါသုံးလာနိုင်ချေရှိတယ်ကိုယ့်ရဲ့လက်ရှိခန္ဓာကိုယ်ခြေအနေနဲ့ဆိုရင်တော့တေချာပေါက်ခံနိုင်ရရှိမှာမဟုတ်ဘူးလေအဲ့ဒီလိုတွေးမိတာနဲ့တပြိုင်နက်ယိုနန်ကတော့နင်းနေလေးမှတုံဆိုင်မနေပဲချက်ချင်းကိုလှည့်ပြေးပါတော့တယ်ဗျာဒါကိုမြင်တော့ရှူရီပန်ကအရန်ကိုဒေါသထွက်သွားပြီးမင်းပါလို့နေတာလဲတိုက်ခိုက်နေတဲ့အချိန်မှာရန်သူ့ဘက်ကိုကြောပေးထားလို့ပဲဖြစ်မလဲလို့အော်ပြောလိုက်တယ်ဒါပေမဲ့ယိုနန်ကတော့အဲ့ဓာတွေကိုလုံးဝဂယူးမဆိုင်အားပါဘူးအာရှဲရဲ့အနောက်ကိုတန်းတန်းမတ်မတ်ပြေးသွားပြီးအာရှဲကိုလူသားတိုင်းကဖြစ်တွတ်တွတ်လက်လက်ကိုအတုံးချလိုက်ပါတော့တယ်ဗျာဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ရှူရီပန်လည်းဆက်ပြီးရမ်းပန်းမတိုက်ခိုက်ရတော့ပါဘူးမင်းလိုရုပ်မာတဲ့ကောင်မင်းကလေးတယောက်ကိုတောင်တိုင်းကဖြစ်အတုံးချရက်တယ်ပေါ့လေမင်းကသူရဲကောင်းတယောက်လို့ခေါ်ဆိုခံရဖို့လုံးဝကိုမထိုက်တန်ဘူးလို့ပြောလိုက်ပါတယ်ဒီစကားကိုယိုနန်ကကောက်ကျစ်တဲ့အပြုံးလေးတစ်ခုပြုံးလိုက်ပြီးမင်းကတကယ်ကိုငကိုတိုင်းပဲကိုတရားမယ်ဆိုရင်တောင်မှအဲ့ဒီသူရဲကောင်းစိတ်သက်ဆိုတာကြီးကိုလိုက်နာနေတော့မယ်လို့တုံ့ပြန်လိုက်တယ်စကားတန်ဆုံးတာနဲ့တပြိုင်နက်ယိုနန်ကလက်သီးကိုကြစ်ပါအောင်ဆုပ်ပြီးရှူရီပန်ရဲ့နှာခေါင်းရိုးကိုတဲ့တဲ့ကြီးထိုးချလိုက်ပါတယ်ဗျာနောက်ထပ်ရုပ်ဝက်ချက်တစ်ခုပြောပြရဦးမယ်တကယ်တော့အာရှဲကရောကြားလေးကိုဒီနာကျင်လွန်းလာတဲ့အထိုးခံလိုက်ရမှုကြောင့်ရှူရီပန်တယောက်ချက်ချင်းပဲမျက်စိရှိမှမောက်မိုက်သွားခဲ့ပါတယ်သူတတိပြန်ဝင်လာပြီးမျက်လုံးကိုပြန်ဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ယိုနန်ကအာရှဲကိုဆွဲပြီးယူဇနာပေါင်းတောင်းနဲ့ချီဝေးတဲ့နေရာကိုရောက်အောင်ထွက်ပြေးသွားခဲ့ပါပြီဗျာအဲ့ဒီအချိန်မှာပဲဖီလီယွန်ရဲ့လုံခြုံရေးတပ်ဖွဲ့တွေအလင်းစလိုရောက်လာခဲ့ကြတယ်ဥဆောင်လာတဲ့ကတုံးနဲ့လုံခြုံရေးရာရှိကဒဏ်ရာရနေတဲ့ရှူရီပန်ကိုမြင်လိုက်ရတော့နေရာမှာတင်ကျက်တေသွားခဲ့ပါတယ်တခင်လေးရှူရီပန်တခင်လေးကတခြားလူတယောက်နဲ့ရန်ဖြစ်ခဲ့တယ်လို့ကြားပါတယ်အဲ့ဒီလူရဲ့ရုပ်ရည်သွင်းပြင်လက္ခဏာကိုကျွန်တော်ကိုနည်းနည်းလောက်ပြောပြပေးပါကျွန်တော်တို့လုံခြုံရေးတပ်ဖွဲ့ကအခုချက်ချင်းပဲဖမ်းဝရမ်းထုတ်လိုက်ပါမယ်ဒါကိုကြားတော့ရှူရီပန်ကသူ့ကိုယ်ပေါ်ကဖုံတွေကိုခါချလိုက်ပြီးမင်းတို့စကားပြောတာဒီလောက်ထိရိုသေပြနေစရာမလိုပါဘူးအခုချိန်မှာငါကမျိုးသားကြီးရဲ့တားမဟုတ်ဘူးဖီလီယွန်ရဲ့ចောင်းသားတယောက်ပဲဖြစ်တယ်ပြီးတော့ဒီကိစ္စကိုလည်းမင်းတို့ဝင်ပါစရာမလိုဘူးဒါကတရားမျှတတဲ့ရှင်ပြိုင်မှုတစ်ခုပဲငါဘာသာငါဖြေရှင်းလိုက်မယ်လို့ပြောလိုက်ပါတယ်ရုတ်တရက်ရှူရီပန်ရဲ့မျက်လုံးတွေကတောက်ပသွားခဲ့တယ်ဘာလို့လဲဆိုတော့ထိတ်တဲမီတက်ရဲ့တတုနဲ့ပြုတ်လုထားတဲ့သူ့ရဲ့တံမိုးကြီးသားမှာအကွဲကြောင်းတွေပေါ်လာခဲ့လို့ပါပဲဗျာ
ယိုနန်ရဲ့စွမ်းရည်ကတာမန်မဟုတ်ဘူးလို့သူတကယ်ကိုလက်ခံထားပေမဲ့ယိုနန်ကအဲ့ဒီလိုတာမန်ဓာတ်တစ်လက်ကိုသုံးပြီးဒီလောက်စင့်ထိလုံနိုင်လိမ့်မယ်လို့လုံးဝကိုထင်မထားခဲ့မိပါဘူးရှူရီပန်းကစိတ်ပေါ်ပါသွားတယ်လို့ပြုံးလိုက်ပြီးသူ့ရဲ့မျက်လုံးတွေထဲမှာတော့ထိုက်တန်တဲ့ပြိုင်ဘက်ကောင်းတစ်ယောက်ကိုတွေးလိုက်ရလို့စိတ်လှုပ်ရှားမှုတွေနဲ့ယူသွမှုတွေအပြည့်ချနေခဲ့ပါတယ်ယိုနန်ငါမင်းကိုမှတ်ထားမယ်နောက်တနေ့မနက်ခင်းမှာတော့အင်ပါယာမြို့တော်အနီးတစ်ဝိုက်ကတစ်တော်တစ်ခုထဲမှာယိုနန်ကသူ့လက်ထဲကမြေပုံကိုငုံကြည့်ပြီးတွားရမယ့်လမ်းကြောင်းကိုတေးသေးချာချာအတီးပြုတ်နေခဲ့ပါတယ်ဗျာသူ့ဘေးနားကအာရှဲကတော့စိတ်မပတပါဖြစ်နေခဲ့တယ်ယိုနန်ငါတို့ဒီလိုလုပ်တာတကယ်ပဲပြဿနာမရှိနိုင်ဘူးလားမနေ့ကမင်းနဲ့ရန်ဖြစ်ခဲ့တဲ့တယောက်ကတော်ဝင်မိသားစုပြီးရင်ဒုတိယအာဏာအရှိဆုံးဖြစ်တဲ့ဂန်စီယာမိသားစုရဲ့ဆက်ခံသူလို့ကြားတယ်ဒီပေါ်မှာတော့ယိုနန်ကအာရှဲရဲ့စိုးရိမ်မှုတွေကလုံးဝကိုပိုနေကြောင်းပြောပြလိုက်ပါတယ်ဘာလို့လဲဆိုတော့ရှူရီပန်းကဓာပညာမှာပဲဆွဲလန်းယူသွနေသူဖြစ်ပြီးလူကုန်ထန်စိတ်တက်ရန်ကောင်းလို့ပါပဲသူ့မှာကိုယ်ပိုင်ယုံကြည်ချက်နဲ့မူဝါဒတွေရှိပြီးပြည့်စုံတဲ့မြင့်မြတ်သူတယောက်ရဲ့စံပြဖြစ်တယ်လို့ပြောရင်တောင်လုံးမဲမထင်ပါဘူးဗျာတကယ်လို့သာသူကပြဿနာရှာခြင်းနဲ့ဆိုရင်ဒီချိန်လောက်ဆိုငါတို့တွေထောင်ထဲကမနှက်စာကိုတောင်စားနေရလောက်ပြီပေါ့ဗျာခီးတော်ကြာသွားပြီးတဲ့နောက်မှာတော့ယိုနန်တယောက်ပါမောက်ခဘိုင်းရင်ပြောခဲ့တဲ့နေရာကိုနောက်ဆုံးတော့ရှာတွေ့သွားခဲ့ပါတယ်အဲ့ဒါကတော့ပယ်နယ်လေဒိုဆိုင်ရလို့ခေါ်တဲ့မြေတစင်းဖြစ်ပြီးအရန်ကိုတန်ဖိုးကြီးမားလာတဲ့မော်စွမ်းအင်မြေကျောတစ်ခုပဲဖြစ်ပါတယ်ဗျာအဲ့ဒီမော်စွမ်းအင်မြေကျောဆိုတာကလောကကြီးရဲ့နေရာအနှံ့မှာလွင့်မျောနေတဲ့မော်စွမ်းအင်တွေဟာအကြောင်းရင်းတစ်ခုခုကြောင့်နေရာတစ်ခုထဲမှာစုဝေးသွားပြီးရေကန်ကြီးတစ်ခုအဖြစ်ဖြစ်တည်လာတာပဲဖြစ်ပါတယ်အဲ့ဒီထဲကမော်စွမ်းအင်လေးတစ်စိတ်တစ်ပိုင်းကြောင့်တင်ပတ်ဝန်းကျင်ကတာမန်ကြောက်ခဲလေးတွေကတော့အစင်းမြင့်မော်ကြောက်တုံးတွေဖြစ်သွားစေပြီးတာမန်ပေါင်းပင်မြက်ပင်တွေကလည်းရှားပါလာတဲ့ဆေးဖက်ဝင်ပင်တွေဖြစ်သွားနိုင်ပါတယ်ဗျာသူ့ရဲ့တန်ဖိုးကခံမန်းလို့မရအောင်ကြီးမားလာတာကြောင့်လေလူအများစုကဒါကိုကိုပိုင်ဖြစ်သိမ့်ပိုက်ချင်နေကြတာဖြစ်ပါတယ်ယိုနန်ကိုယ်တိုင်တောင်အရန်ကိုအံ့တနေမိတယ်ပါမောက်ခဘိုင်းရင်ကဒီလိုကောင်းမွန်လုံးတဲ့အရာမျိုးကိုသူတို့စီပေးအပ်ရဲလိမ့်မယ်လို့လုံးဝကိုထင်မထားခဲ့လို့ပါပဲဘေးနာကအာရှဲဆိုရင်လေလေထုထဲမှာစီးဆင်းနေတဲ့မော်စွမ်းအင်တွေကိုခန်းစားမိသွားတဲ့နောက်သူ့ရဲ့မျက်လုံးတွေထဲမှာအံ့တတုံလုံးမှုတွေအတိချနေခဲ့ပါတယ်ဗျာဒီလောက်ကြီးမားလာတဲ့မော်စွမ်းအင်ကိုသူခန်းစားမိတာဒါပထမဆုံးအကြိမ်ပါပဲဗျာမော်ပညာကိုအသုံးပြုမယ်ဆိုရင်ပုံမှန်ဆိုလုံးဝထုတ်သုံးလို့မရနိုင်တဲ့အဆင့်မြင့်မော်ပညာတွေကိုတောင်အလွယ်တကူသုံးနိုင်မှာအသေးချပါပဲပိုပြီးအံ့တစရာကောင်းတာကတော့ယိုနန်အမြဲတမ်းယူဆောင်သွားလေးရှိတဲ့အော်ဖီရဲ့ဦးလေးဟာအခုချိန်မှာဆူရှာတောက်ပတ်တဲ့အလင်းရောင်တွေထွက်ပေါ်နေပြီးမော်စွမ်းအင်တွေကိုစုပ်ယူနေတဲ့နှုံးကလည်းအရန်ကိုမျက်စံလုံးနေပါတယ်ဗျာရုတ်တရက်အာရှဲကတခုခုကိုတွေးမိသွားပြီးယိုနန်နည်းနည်းထူးဆန်းနေရလို့မထင်ဘူးလားပါမောက်ခဘိုင်းရဲ့စကားရဆိုရင်မော်စွမ်းအင်တွေပေါ်ကျွယ်သွားတဲ့ဒီနေရာမျိုးကစိတ်ကူးရင်တတဝါတွေနဲ့တာမန်တိရစ္ဆာန်အမြောက်များကိုဆွဲဆောင်နိုင်ရမှာလေဒါပေမဲ့ငါတို့အခုနာကလေးကနေအခုချိန်ထိတိရစ္ဆာန်တကောင်ရဲ့အတန်ကိုတောင်မကြားရသေးဘူးနော်လို့ပြောလိုက်ပါတယ်အာရှဲရဲ့စကားကရေအေးတစ်ခွက်နဲ့ပက်လိုက်တယ်လို့ပဲယိုနန်ကိုချက်ချင်းသတိဝင်သွားစေခဲ့ပါတယ်ဗျာသူကချက်ချင်းပဲမတက်ရက်လိုက်ပြီးလေကိုပြင်းပြင်းရှူသွင်းလိုက်တဲ့အခါမှာတော့သွေးနဲ့တဲ့လေးကိုသူ့နှာခေါင်းကချက်ချင်းရလိုက်ပါတော့တယ်ယိုနန်ကမျက်ခုံးနှစ်ခုကြားကိုပုတ်လိုက်ပြီးအရန်ကိုစိတ်ပြက်လက်ပြက်လေးတန်းနဲ့ဘာလို့ငါသွားတဲ့နေရာတိုင်းကိုပြဿနာတွေကလိုက်လာရတာလဲကွာအာရှဲမင်းအရင်ဆုံးပုံနေဖို့နေရာတစ်ခုရှာလိုက်ငါသွေးနဲ့ရနေတယ်လို့ပြောလိုက်တယ်ထင်တဲ့အတိုင်းပါပဲဗျာနောက်တစ်စက္ကန့်မှာပဲမော်စွမ်းအင်အယောင်တွေတောက်ပတ်နေတဲ့မြားငါးစင်းကတောအုပ်နဲ့ထဲကနေအချိန်ပြင်းပြင်းနဲ့ပြစ်ခတ်လာခဲ့ပါတယ်မြားတွေကထီတော့မဲ့ဆဲဆဲအချိန်လေးမှတင်ယိုနန်ရဲ့မျက်လုံးတွေကဆူးရှသွားခဲ့တယ်ယိုနန်သားကိုဝှေ့ရမ်းလိုက်တာနဲ့တပြိုင်နက်မြားငါးစင်းလုံးချက်ချင်းပဲနှစ်ပိုင်းပြတ်သွားခဲ့ပါတယ်ဗျာကျိုးကျသွားတဲ့မြားတွေရဲ့ပုံစံကိုကြည့်ပြီးယိုနန်ရုတ်တရက်တစ်ခုခုကိုတတိယသွားပါတယ်အရင်တုန်းကသူ့ရဲ့အဖွဲ့ထဲမှာကာရီဘရူးကနေလာတဲ့အဖွဲ့ဝင်တယောက်ရှိခဲ့ဘူးပြီးယိုနန်ကသူ့စီကနေကာရီဘရူးနဲ့ပတ်သက်တဲ့သတင်းချက်လက်အမြောက်များကိုတီးခွင့်ရခဲ့တာဖြစ်ပါတယ်ဗျဒီလိုအထူးပြုလုပ်ထားတဲ့မြားတွေဆိုတာအကျင့်တရားထက်မကအောင်မြင်စွာခိုးဝှက်မဲလိုက်နိုင်ခဲ့တဲ့အမဲလိုက်ခွေအဆင့်ရှိတဲ့အဖွဲ့ဝင်တွေမှသာအသုံးပြုနိုင်တာဖြစ်ပါတယ်တစ်ဖက်မှာလည်းဒီမြင်ကွင်းကိုတွေးလိုက်ရတဲ့ခိုးဝှက်မဲလိုက်သူအနှဲငယ်ဟာအရန်ကိုအံ့အားသင့်သွားကြပါတယ်ဟိုကောင်ကဘလို့ဖြစ်နေတာလဲဓာတ်တစ်ချက်တည်းနဲ့မြားတွေအကုန်လုံးကိုပိုင်းဖြတ်ပစ်လိုက်တယ်ပေါ့လေသူတို့တံပြန်တိုက်ခိုက်ဖို့တိုင်ပင်နေချိန်တောင်မရလိုက်ပဲယိုနန်ကသူတို့စီကိုအလျင်မြန်ပြေးဝင်လာခဲ့ပါတယ်ဗျာဥဆောင်လာတဲ့ဆံပင်ကရန်ရောင်နဲ့တယောက်ဟာချက်ချင်းတတိဝင်လာပြီးကျန်တဲ့သူတွေကိုလူစုခွဲပြီးတိုက်ခိုက်ကြဖို့အတန်နှိမ်ကအလျင်စလိုအမိန့်ပေးလိုက်တယ်ယိုနန်လည်းစိတ်ထဲမှာအခြေအနေမကောင်းဘူးလို့တွေးလိုက်မိတယ်အမဲလိုက်ခွေအဆင့်ဆိုတာတကယ်အရင်ကကြုံခဲ့ရတဲ့ငတုံးနှစ်ကောင်နဲ့မတူဘူးပဲအရင်ဆုံးသူတို့ကိုထွက်မပြေးနိုင်အောင်လုပ်ဖို့နေလန်းရှာရမယ်လို့တွေးလိုက်တယ်ချက်ချင်းဆိုသလိုပဲယိုနန်ကခြေလမ်းတွေကိုရက်တက်လိုက်ပြီးသူတို့စီကိုဟစ်မလောက်ကြနဲ့ငါကမဟာမိတ်ပါကွာလို့အော်ပြောလိုက်ပါတယ်ဒီစကားကြောင့်ခိုးဝှက်မဲလိုက်သူတွေလည်းချက်ချင်းကြက်တေသွားပြီးမင်းပါအတိတ်ပဲမရှိတဲ့စကားတွေလာပြောနေတာလေလို့ပြန်မေးလိုက်ကြတယ်သူတို့တန်တရားဖြစ်နေတာကိုမြင်တော့ယိုနန်ကဆက်ပြီးငါကဒါမတ်စ်ဌာနခွဲကအသက်ငယ်ဆုံးအမဲလိုက်ခွေအာဟာရိတ်လေးကွာလို့ပြောလိုက်ပါတယ်ဗျာဒီလိုကြတော့မှပဲသူတို့တွေကပြန်ပြီးလူစုလိုက်ကြပါတယ်ဒါပေမဲ့ခေါင်းဆောင်ဖြစ်တဲ့ဆံပင်ကရန်ရောင်ကတော့တန်တရားရှိနေသေးပါပဲအမွေးတောင်ဆုံးအောင်မပေါက်သေးတဲ့ကောင်လေးကဘလို့လို့သူ့အစ်စ်နဲ့တူနိုင်ပါလဲယိုနန်ကချက်ချင်းပဲရန်ဆက်ချင်စရာကောင်းတဲ့အပြုံးလေးတစ်ခုပြုံးလိုက်ပြီးအထင်သေးတဲ့လေတံလေးနဲ့မင်းမလုံနိုင်တာနဲ့ပဲတခြားသူတွေမလုံနိုင်ဘူးလို့မဆိုလိုဘူးလေမင်းမယုံရင်မင်းတို့ဌာနခွဲကတောခွေးကိုသွားမေးကြည့်လိုက်လေလို့ပြောလိုက်ပါတယ်ဗျာစံပင်ကရန်ရောင်လည်းကြားပြီးနောက်ဒေါသထွက်ရှက်ရမ်းသွားပြီးယိုနန်ရဲ့အင်ဂျီကော်လာကိုဆွဲကင်ကမင်းကတေးချင်နေတာလားလို့អော်လိုက်ပါတယ်ဒီခြေနေကိုမြင်တော့ကျန်တဲ့အဖွဲ့ဝင်တွေကဝိုင်းဆွဲကြပြီးစိတ်အေးအေးထားပါဦးဘာပဲဖြစ်ဖြစ်ဒီကောင်ကငါတို့အတွင်းလူတွေမှသာသိနိုင်တဲ့သတင်းချက်လက်တော်တော်များများကိုတကယ်သိနေတာပဲငါထင်တာတော့အရင်ဆုံးခေါင်းဆောင်နဲ့သွားတီးပြူးကြည့်တာကောင်းမယ်တကယ်လို့အမှန်ဖြစ်နေပြီးတခြားဌာနခွဲတွေနဲ့ပြဿနာတက်ရင်မကောင်းဘူးလေလို့ပြောကြတယ်သူတို့တွေရဲ့ညှင်းခုန်တန်းကမနီးမဝေးမှရှိနေတဲ့ခေါင်းဆောင်ကိုသွားပြီးအနောက်ရှက်ဖြစ်စေခဲ့ပါတယ်ဗျာငါမင်းတို့ကိုပတ်ဝန်းကျင်ကိုတိတ်တိတ်ဆိတ်ဆိတ်စောင့်ကြည့်နေဖို့ပြောထားတာမဟုတ်ဘူးလားဘာလို့ဒီလောက်တောင်စူညံနေကြတာလဲတောကွေးစီကနေထွက်ပေါ်လာတဲ့ဖိအားတွေကြောင့်လူတိုင်းလန့်ပြီးမလုပ်ရတော့ပါဘူးစံပင်ကရန်ရောင်ကကတုံးတဲ့လူစီကိုအလျင်မြန်သွားပြီးအခုလေးတင်ဖြစ်ပျက်ခဲ့တာတွေကိုအဆအဆုံးအသေးစိတ်ပြောပြလိုက်ပါတယ်
ကတုံးတဲ့လူလဲကြားပြီးနောက်မျက်နှာပြက်သွားပြီးစီးမြင်ရဆိုရင်ဒီနေရာကငါတို့ဓမီလိုင်းဌာနခွဲရဲ့ပိုင်နဲ့ပဲမင်းကဒီကိုဘာလာလုပ်တာလဲလို့မေးလိုက်ပါတယ်ယိုနန်ကကြားတော့ရုတ်တရက်ဟာဟာလို့ရေမောလိုက်ပြီးအားနာပါတယ်ကွာငါတိတ်မသိလို့ပါဘာဖြစ်လို့လဲဆိုတော့ငါကအာဟာရိတ်မှမဟုတ်တာလို့ပြောလိုက်ပါတယ်ဗျာစကားတန်အောင်မဆုံးသေးခင်မှာပဲယိုနန်ရဲ့လက်ထဲကဓာတ်ကနောက်တစ်ကြိမ်ထွက်ပေါ်လာပြီးဘေးနားမှာရှိနေတဲ့ခိုးဝက်မဲလိုက်သူ၄ယောက်လုံးချက်ချင်းတေဆုံးသွားခဲ့ပါတယ်ကတုံးတဲ့လူလည်းအခြေအနေကိုမြင်ပြီးမျက်နှာကြီးအယောင်ပြောင်းသွားကခါမှချိတ်ထားတဲ့ဓာတ်ကိုဆွဲထုတ်ဖို့အလျင်မြန်လက်လန်းလိုက်ပါတယ်ဒါပေမဲ့ယိုနန်ကသူ့ကိုတုံ့ပြန်ဖို့အချိန်လေးတောင်လုံးဝမပေးပါဘူးခြေတလန်းနဲ့ပြေးဝင်သွားပြီးနောက်ထပ်အေးဆက်ဆက်တားလင်းတန်းတစ်ခုထပ်မံလက်ဖြတ်သွားခဲ့ပါတော့တယ်ဗျာကတုံးတဲ့လူရဲ့ခေါင်းထဲကိုဟာချက်ချင်းပဲအောက်ကိုပြတ်ကျသွားခဲ့ပါတယ်ဗျာအဲ့ဒီနောက်ယိုနန်ကစာရက်တရက်ကိုထုတ်ပြီးစံပင်ကရန်ရောင်တဲ့လူရဲ့ရှေ့ကိုပစ်ချပေးလိုက်ပါတယ်အသက်ရှင်ခြင်းနဲ့ဆိုရင်မင်းတီထားတဲ့ဌာနခွဲတွေရဲ့နေရာအားလုံးကိုဒီမှာဆွဲပေးလိုက်စမ်းပါလို့ပြောလိုက်တယ်မကြခင်မှာပဲစံပင်ကရန်ရောင်တဲ့လူကဆွဲပြီးသွားတဲ့မြေပုံကိုယိုနန်စီပေးလိုက်ပါတယ်ဗျာပြီးတော့တုံရင်ရင်နဲ့ငါ့ကိုအသက်ချမ်းသာပေးမယ်လို့မင်းကတိပေးထားတယ်နော်မင်းကတိကိုတေချာပေါက်တီးမယ်မလားဟင်လို့မေးလိုက်ပါတယ်ယိုနန်ကဘာမှပြန်မပြောပဲလက်တွေ့လို့ရက်နဲ့ပဲအဖြေပေးလိုက်ပါတယ်ဗျာတေချာပေါက်ကတိမတီးနိုင်ဘူးလေငါကပါစက်ကပြောတာနဲ့စိတ်ထဲကထင်တာမတူတတ်တဲ့လူစားမျိုးကိုဒါပေမဲ့ယိုနန်တယောက်လှည့်ပြီးပြန်သွားဖို့ပြင်လိုက်တဲ့အချိန်မှာပဲသူ့လွယ်အိတ်ထဲကဦးလေးဟာရုတ်တရက်ပြင်းပြင်းထန်ထန်တုန်ခါလာခဲ့ပါတယ်ယိုနန်ကအိတ်ကိုဖွင့်ပြီးတေးသေးချာချာမကြည့်ရသေးခင်မှာတင်ဘေးနားကအာရှဲရဲ့မျက်နှာဟာဖြူလျော့သွားပြီးအဝေးတနေရာကိုတုံရင်ရင်နဲ့လက်ညှိုးထိုးပြလာပါတယ်ဗျာကာရီဘရူးအဖွဲ့သားတွေတက်ဖြတ်ထားခဲ့တဲ့တတဝါတွေရဲ့အလောင်းတွေစီကနေနှက်မောင်နေတဲ့သွေးတွေဟာမြေပြင်ကနေရုတ်တရက်ယုံထွက်ပြီးလေထဲကိုတညီတညာထဲပြန်တက်သွားတာကိုမြင်လိုက်ရပါတယ်နောက်တစ်စက္ကန့်မှာပဲပြန့်ကျဲနေတဲ့သွေးတွေကဒေါသတကြီးလိမ့်တက်လာတဲ့သွေးလိုင်းလုံးကြီးတစ်ခုအဖြစ်ရုတ်တရက်ဆူဆီးသွားပြီးသူတို့နှစ်ယောက်ရှိနေတဲ့နေရာစီကိုအရှိန်ဟုန်နဲ့တိုးဝင်လာခဲ့ပါတယ်ဗျာယိုနန်လည်းချက်ချင်းပဲဓာတ်ရှည်ကိုကြစ်ကြစ်ပါအောင်စုပ်ကင်လိုက်ပြီးတိုက်ခိုက်ဖို့အသင့်ပြင်လိုက်ပါတယ်ဒါပေမဲ့ခါမှချိတ်ထားတဲ့ဦးလေးကအိတ်ထဲကနေရုတ်တရက်ထွက်လာပြီးသွေးလိုင်းလုံးကြီးရဲ့ဖိုးချက်စီကိုတနက်မတ်မတ်ပြန်တန်းသွားကသွေးစွမ်းအင်တွေကိုလောဘရာကြီးဆုပ်ယူနေခဲ့ပါတယ်ဗျာဒီလိုထူးဆန်းလာတဲ့မြင်ကွင်းကြောင့်ယိုနန်တယောက်စိတ်ထဲမှာဇဝေးဇဝါဖြစ်သွားခဲ့ရတယ်ဒါပေမဲ့သူတေချာပေါက်ယုံကြည်ထားတာတခုကတော့ဒီဦးထဲကနေပေါက်လာမဲ့ကောင်လေးဟာလုံးဝကိုတာမန်မဟုတ်ဘူးဆိုတာပါပဲသွေးလိုင်းလုံးကြီးတစ်ခုလုံးအကုန်စင်ဆုပ်ယူခံလိုက်ရတဲ့အချိန်မှာတော့ဥခွန်ဘောကအကွဲကြောင်းတွေဟာအလျင်မြန်ပြန့်နှံ့လာခဲ့ပါတယ်ဗျာယိုနန်လည်းဝမ်းသာစိတ်ကိုမထိန်နိုင်ပဲအနားကိုကတ်သွားလိုက်ပေမဲ့အရန်ကိုမျက်စံပြင်းထန်တဲ့အားတစ်ခုကသူ့ရဲ့နှာခေါင်းရိုးကိုလာဆောက်မိသွားပါတယ်သူတတိပြန်ဝင်လာတဲ့အချိန်မှာတော့မျက်စိရှိမှတကိုယ်လုံးမီးနဲ့နေတဲ့ထူးဆန်းတဲ့တတဝါလေးတစ်ကောင်ကိုမြင်လိုက်ရပါတယ်ဗျာသူတို့နှစ်ယောက်လုံးတတဝါလေးရဲ့ထူးခြားဆန်းကျယ်တဲ့ပုံစံကိုကြည့်ပြီးအန်တာမင်တက်သွားကြတယ်ပြီးတော့အော်ဖီဆိုတဲ့ဒီကောင်လေးကဘယ်နေရာကနေများစွမ်းအင်တွေကိုစုပ်ယူခဲ့တာလဲဆိုတာကိုတွေးပြီးဇဝေးဇဝါဖြစ်သွားကြပါတယ်ဗျာယိုနန်ကစမ်းတက်တဲ့အနေနဲ့လက်လန်းပေးလိုက်တော့အဲ့ဒီတတဝါလေးကသူ့ရဲ့ခေါင်းလေးနဲ့ယိုနန်ရဲ့လက်ချောင်းထိပ်လေးတွေကိုချွဲနှဲ့စွာပုတိပုတ်တက်လှုပ်လာပါတယ်ဒါပေမဲ့သူ့ရဲ့ခံရတဲ့မျက်နှာလေးအထိုးခံလိုက်ရတာကိုပြန်တွေးပြီးတော့ယိုနန်ကဒေါသထွက်ချင်အောင်ဆောင်ပြီးမင်းလေးကချစ်စရာကောင်းတယ်ဆိုပေမဲ့လည်းမင်းနှုတ်ဆက်တဲ့ပုံစံကတော့နည်းနည်းလုံးလုံးနေပြီနော်တွေ့ချင်းကိုလက်ပါရတယ်လို့ကွာလို့ပိုစီလုံးနေပါသေးတယ်စကားတန်ဆုံးတာနဲ့တပြိုင်နက်တတဝါလေးရဲ့ခေါင်းပေါ်မှာမော်ဂါထာဆဝန်းလေးတစ်ခုစူးစီးပေါ်ပေါက်လာခဲ့ပါတယ်ဗျာအလင်းရောင်တွေလွှမ်းကြုံသွားပြီးနောက်မှာတော့ယိုနန်ရဲ့မျက်နှာပေါ်ကနီရဲရောင်ရမ်းနေတာတွေချက်ချင်းပျောက်ကင်းသွားခဲ့ပါတယ်ယိုနန်လည်းအန်တာဝမ်းသာဖြစ်သွားပြီးဒီကောင်လေးကကုသခြင်းမော်ပညာကိုပါတက်မြောက်ထားလိုက်မယ်လို့လုံးဝထင်မထားခဲ့ပါဘူးယိုနန်ကသူ့ကိုစီတာလို့နမီပေးလိုက်မယ်လို့တွေးလိုက်တုန်းမှာပဲကောင်လေးကရုတ်တရက်အမူအရာပြောင်းသွားပြီးနေရာတနေရာစီကိုအလျင်မြန်ပြေးထွက်သွားခဲ့ပါတယ်ဗျာဒီမြင်ကွင်းကိုကြည့်ပြီးယိုနန်နင်းနဲ့အန်တာသွားတယ်ဒီကောင်လေးကအခုမှပေါက်လာတာကိုအာယုံခံနိုင်စွမ်းကဒီလောက်တောင်ကောင်းနေလိမ့်မယ်လို့မထင်ထားခဲ့ဘူးလေစီတာလိုက်ဖမ်းနေတဲ့သူကတော့ကာရီဘရူးအဖွဲ့ကနေအသက်ရှင်ကျန်ရစ်ခဲ့တဲ့ဘာယုတ်ပဲဖြစ်ပါတယ်ဗျာဒီကောင်ကအိမ်တာခန့်သွားလိုက်တာပါပဲအိမ်တာကနေပြန်လာတော့သူ့ဖွဲ့သားတွေအကုန်လုံးအသက်ခံလိုက်ရပြီဆိုတာကိုတွေ့သွားခဲ့တာပါတစ်ပင်နောက်မှာပုံနေရင်းနဲ့ဥပေါက်လာတဲ့ဖြစ်စဉ်တစ်ခုလုံးကိုမျက်မြင်ကိုယ်တွေ့မြင်လိုက်ရပြီးနောက်မှာတော့လမ်းဖြတ်ပြီးတွတ်ခါအောင်ကိုထွက်ပြေးပါတော့တယ်ဗျာဒါပေမဲ့တိတ်မဝေးခင်မှာပဲတစ်ပင်မြင့်နဲ့ခလုတ်တိုက်ပြီးမြေပြင်ပေါ်ကိုလဲကျသွားခဲ့တယ်စီတာကချက်ချင်းပဲအပေါ်ကိုခုံအုပ်လိုက်ပြီးသူ့ရဲ့ဒဏ်ရာကနေသွေးတွေကိုဆက်တိုက်ဆုပ်ယူနေခဲ့ပါတယ်ဒီအဖြစ်အပျက်ကဘာယုတ်ကိုအတော်လေးလန့်သွားစေပြီးအလျင်မြန်ပဲအသက်ချမ်းသာပေးဖို့တောင်းပန်ပါတော့တယ်ကံကောင်းတာကယိုနန်အချိန်မီရောက်လာပြီးစီတာကိုတားဆီးပေးလိုက်နိုင်ပါတယ်ယိုနန်ကသူ့ကိုတိုက်ခိုက်ဖို့ရည်ရွယ်ချက်မရှိတဲ့အပြင်စိုးရိမ်တဲ့ဟန်လေးနဲ့တောင်ဘာယုတ်မင်းတန်ရာမရသွားဘူးမလားလို့မေးလိုက်ပါသေးတယ်ဘာယုတ်ကရုတ်တရက်ခေါင်းမောကြည့်လိုက်ပြီးသူ့မျက်နှာပေါ်မှာကြောက်လန့်တုန်လှုပ်မှုတွေအပြည့်ချနေခဲ့ပါတယ်ဗျာမင်းကျေးဇူးကြောင့်ငါဘာမှမဖြစ်ပါဘူးဒါနဲ့ငါနာမည်ကိုမင်းကဘလို့လုပ်သိနေတာလဲစကားတန်အောင်မဆုံးသေးခင်မှာပဲယိုနန်ကသူ့ရဲ့ဓာတ်ရှည်ကြီးကိုဘာယုတ်ရဲ့လေပင်ပေါ်ကိုတင်လိုက်ပါတယ်ဗျာဒါကိုမင်းသိစရာမလိုပါဘူးဘာပဲဖြစ်ဖြစ်မင်းကိုပြန်တွေ့ရတာငါအယမ်းဝမ်းသာတယ်တကယ်တော့ဘာယုတ်ဆိုတာအရင်ဘဝတုန်းကကာရီဘရူးအဖွဲ့ကနေထွက်လာပြီးသူ့ဖွဲ့ရဲကိုဝင်ရောက်လာခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်ဗျာယိုနန်ရဲ့နှုတ်ခမ်းထောင်လေးကပြုံးရောင်တန်းသွားပြီးစကားများလာတဲ့ကာရီဘရူးကသူငယ်ချင်းရေငါမင်းကိုအကူအညီတောင်းစရာလေးတစ်ခုရှိနေတယ်ဒါပေမဲ့မင်းတိထားရမှာကငါကမင်းကိုအတနာခံတောင်းဆိုနေတာမဟုတ်ဘူးနော်လို့ပြောလိုက်တယ်ဒါကိုကြားလိုက်ရတဲ့ဘာယုတ်ခန့်များချက်ချင်းပဲမျက်ရည်တွေကျဆင်းလာပြီးသူ့ကိုအသက်ချမ်းသာပေးမယ်ဆိုရင်ဘာပဲဖြစ်ဖြစ်လုပ်ပေးပါမယ်ဆိုပြီးအလျင်မြန်ကတိပေးပါတော့တယ်ဗျာဘာယုတ်ကိုနေရာချပေးပြီးတဲ့နောက်မှာတော့ယိုနန်ကအာရှဲကိုခေါ်ပြီးမော်စွမ်းအင်မြေကျောစီကိုပြန်သွားခဲ့ပါတယ်ပါမောက်ခဘာရင်ပြောဘူးတာကတော့အဲ့ဒီမြေကျောကစမ်းပေါက်ရည်ဟာလည်းအရန်ကိုတန်မိုးကြီးမားလာတယ်လို့ဆိုပါတယ်ဗျာသူကစမ်းရည်တပုလင်းကိုထည့်ပြီးဈေးနှုန်းလေးဘာလေးစုံစမ်းကြည့်ဖို့ပြင်လိုက်ပါတယ်ဗျာယိုနန်ကိုနင်းနဲ့အန်တာသွားစေတာကတော့မာလာယာရဲ့အဖေကဒီစမ်းရည်တပုလင်းကိုရွှေတင်ကားနှစ်ဆက်ဆိုရဲ့ဈေးကြီးပေးပြီးဝယ်ယူဖို့ဆန္ဒရှိနေတာပါပဲဒါကြောင့်ယိုနန်တယောက်စိတ်ထဲမှာအရန်ကိုဝမ်းသာလုံးဆိုသွားခဲ့ပါတယ်သူကဒီစမ်းရည်လေးနဲ့တင်ငွေကြေးလွတ်လပ်ခွင့်ကိုလွယ်လွယ်ကူကူရရှိသွားနိုင်ပြီလေ
လမ်းမှာအာရှဲကလည်းဆက်စုကျင်စိတ်ကိုမထိန်နိုင်ပဲယိုနန်ကိုဒီငွေတွေနဲ့ဘာလို့ဖို့စီစဉ်ထားလဲဆိုပြီးမေးလိုက်ပါတယ်ဗျာဘာပဲဖြစ်ဖြစ်ယိုနန်ကအစစ်နှစ်ရထားတာဆိုတော့ကျောင်းလက်ခအပြည့်ဝကင်းလွတ်ခွင့်ရတဲ့အပြင်နှစ်တိုင်းလဲပမာဏမနည်းတဲ့ပညာသင်ဆုငွေကိုရရှိဦးမှာဖြစ်ပါတယ်ဗျာယိုနန်လဲကြားပြီးနောက်စဉ်းစားကန်းဝင်သွားပြီးနောက်ရက်အနေငယ်နေရင်ကျောင်းဖွင့်ပွဲအခမ်းအနားရှိနေပြီဆိုတော့ငါအမကိုမြို့ပေါ်ခေါ်လာခြင်းလို့ကွာလို့တွေးလိုက်ပါတယ်တိတ်မကြခင်မှာပဲယိုနန်ရဲ့အမဖြစ်သူအီလီယေဟာမြို့ပေါ်ကိုရောက်ရှိလာခဲ့ပါတယ်ဗျာအီလီယေကယိုနန်ကိုတွေ့ချင်းပထမဆုံးလုပ်တဲ့ကိစ္စကတော့ယိုနန်တယောက်ဥပဒေနဲ့မလွတ်ကင်းတဲ့အလုပ်တွေများလုပ်နေသလားဆိုပြီးစိုးရိမ်တကြီးမေးမြန်းတာပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ယိုနန်ကသူ့ကိုတွားကြုတ်ခိုင်းတဲ့မြင်းလဲကြီးကတကယ်ကိုကြီးကျယ်ခမ်းနားလုံးနေလို့ပါပဲဒါကိုယိုနန်ကပြုံးလိုက်ပြီးအမဖြစ်သူကိုစိတ်မပူဖို့ပြောလိုက်ပါတယ်အဲ့ဒီနောက်အမကိုဆွဲခေါ်ပြီးမူးမတ်တွေဝတ်တဲ့အဝတ်စားဆိုင်မျိုးမျိုးစီသွားကဝယ်ချင်တာတွေအကုန်ဝယ်ပါတော့တယ်ဗျာအီလီယေကဒီလောက်တန်မိုးကြီးလာတဲ့အဝတ်စားတွေကိုကြည့်ပြီးနည်းနည်းတော့လက်နေခဲ့တယ်မင်းမကြသေးခင်ကပိုက်ဆံနေနဲ့ရထားတယ်ဆိုတာကိုအမသိပါတယ်ဒါပေမဲ့အမကိုဒီလောက်တန်မိုးကြီးတဲ့လက်ဆောင်တွေပေးတာကတော့နည်းနည်းလုံလုံနေပြီနော်လို့ပြောလိုက်တယ်ဒါကိုယိုနန်ကတော့တိတ်ကယူမဆိုင်ပါဘူးဘာလို့လဲဆိုတော့အမဖြစ်သူကအရင်တုန်းကသူ့အတွက်အများကြီးဆင်းရဲဒုက္ခခံခဲ့ရတာကြောင့်အခုချိန်မှာတော့စီးစိမ်လေးခံစားသင့်ပြီလို့တွေးထားလို့ပါပဲဗျာအမဖြစ်သူလည်းအရန်ကိုစိတ်လှုပ်ရှားသွားပြီးမျက်ရည်တွေတောင်ဝဲလာခဲ့ပါတယ်အရင်တုန်းကကလေးပေါက်စလေးဟာနောက်ဆုံးတော့လူကြီးဖြစ်လာခဲ့ပြီလေအဲ့ဒီနောက်သူမကဝမ်းသာအားရနဲ့လက်ခမောင်းတွေခတ်ပြီးတကားပြင်ဘက်ကိုပြေးထွက်သွားကအားလုံးပဲလာကြည့်ကြပါဦးငါမောင်လေးကဘလောက်တောင်လိမ္မာတဲ့ကလေးလေးလဲဆိုတာကိုလာကြည့်ကြပါဦးလို့အော်ပြောလိုက်ပါတယ်ဗျာဆိုင်တစ်ဆိုင်လုံးကအဝတ်စားတွေကိုအကုန်သိန်းကျုံဝယ်ယူပြီးရဲ့နောက်မှာတော့ယိုနန်ကအမဖြစ်သူကိုခေါ်ပြီးအဝါစားတောက်ဖို့စီစဉ်လိုက်ပါတယ်ဗျာဒါပေမဲ့တကားကိုတွန်းဖွင့်လိုက်ချိန်မှာပဲသူရုတ်တရက်ကြက်တေတေသွားခဲ့တယ်တကားဝမှာရက်နေရဲ့ရှူရီပန်ကိုမြင်လိုက်ရလို့ပါပဲရှူရီပန်ကသူ့ကိုဒီမှာဘာလို့ဒီလောက်အချိန်ကြာနေရတာလဲလို့မေးလိုက်ပါတယ်ဗျာရုတ်တရက်ပေါ်လာတဲ့ရှူရီပန်ကြောင့်ယိုနန်တယောက်လမ်းဖြတ်သွားခဲ့ပြီးမင်းကဒီကိုဘလို့ရောက်ရတာလဲမင်းကနောက်ယောင်ခံလိုက်တဲ့အယူများလားလို့မေးလိုက်ပါတယ်ဒါကိုရှူရီပန်ကတော့သူကသူ့ရဲ့ဓာတ်ပိုပစ္စည်းတစ်လာယူတာဖြစ်ပြီးလမ်းမှာယိုနန်နဲ့တိုက်ဆိုင်စွာဆုံပြီးလို့စောင့်နေတာပါလို့ရှင်းပြခဲ့ပါတယ်ဗျာဒီစကားကိုကြားတော့ယိုနန်ကဘာပြောရမှန်းတောင်မသိတော့ပါဘူးဒါကနောက်ယောင်ခံလိုက်တာပဲမဟုတ်ဘူးလားငါပျော်ဆုံးချိန်မှာမင်းကိုထိုးချိတ်မိအောင်လာမလုံးနဲ့နော်လို့ပြန်ပြောလိုက်ပါတယ်ရှူရီပန်ကလည်းအရှုံးမပေးရဲ့ဓာယိုးကိုစုပ်ကင်လိုက်ပြီးအဲ့ဒါကငါကြိုက်ပဲလို့တုတ်ပြန်လိုက်ပါတယ်ဗျာသူတို့နှစ်ယောက်ကြားမှာအခြေအနေတွေတင်းမာလာတဲ့အချိန်လေးမှာတင်အီလီယေကယိုနန်ရဲ့ရှေ့ကိုရုတ်တရက်ဝင်ပိတ်ရက်လိုက်ပါတယ်ဗျာယိုနန်စကားပြောရင်ရင်ကြေးပြောရမယ်လို့အမမင်းကိုပြောထားဘူးတယ်မဟုတ်ဘူးလားယိုနန်လည်းနည်းနည်းချွေးပြန်သွားပြီးအမနားလည်မှုလွဲနေပြီအမအနောက်ကကောင်းစုပ်ကအရင်ပြဿနာရှာတာပါလို့ပြန်ပြောလိုက်တယ်ဒါပေမဲ့အမဖြစ်သူကမျက်နှာကိုတင်းထားပြီးလက်ညှိုးလေးခါရမ်းကမင်းကအခုတောင်ပန်လေးစုံလာပြီဆိုတော့မိုက်ကန်းလာပြီပေါ့လေကိုမားနေတာကိုတောင်ပြန်ခံပြောရဲသေးတယ်လို့စူပူလိုက်ပါတယ်ဗျာယိုနန်ကိုစူပူပြီးတဲ့နောက်မှာတော့အီလီယေကနားရက်ပေးကစံပင်လေးတွေကိုတက်တင်လိုက်ပြီးရှူရီပန်ဘက်ကိုလှည့်ကတောင်းပန်လိုက်ပါတယ်ဗျာတကယ်ကိုတောင်းပန်ပါတယ်ရှင်ကျမမောင်လေးကနည်းနည်းရိုင်းဆိုင်ပေမဲ့လည်းတကယ်တော့သူကအရန်သဘောကောင်းတဲ့ကလေးပါဒါတွေအားလုံးကကျမသူ့ကိုတေးသေးချာချာမဆုံးမခဲမိလို့ပါဒါကြောင့်ကျမရဲ့မောင်လေးကိုခွင့်လွှတ်ပေးပါရှင်ရှူရီပန်တယောက်ချက်ချင်းပဲပြာရခတ်သွားခဲ့ပြီးသူ့မျက်နှာပေါ်မှာအလိုလိုနေရင်ရှက်သွေးတွေဖြာတက်လာခဲ့ပါတယ်သူ့ရဲ့နှလုံးခုန်တန်တွေကလည်းမိုးချင်းတန်တွေလိုစူညံစွာခုန်ပေါက်နေခဲ့ပါတယ်ဗျာဓာပညာတစ်ခုတည်းကိုပဲယူသွဆွဲလန်းခဲ့တဲ့သူ့ရဲ့နှလုံးသားလေးဟာမိန်းကလေးတစ်ယောက်ကြောင့်ပထမဆုံးချိန်ဖြစ်ရစ်တန်တွေပြင်းသွားခဲ့ရပါပြီဗျာအဲ့ဒီနောက်ရှူရီပန်ကအဲအောက်အောက်နဲ့အီလီယေမှာဘာမှမရှိကြောင်းနဲ့သူကိုယ်တိုင်ကသာအရန်ကိုရိုင်းဆိုင်လုံးခဲ့တာပါလို့ပြန်ပြောလိုက်ပါတယ်ဗျာအီလီယေလည်းဒီစကားကိုကြားတော့အရန်ကိုဝမ်းသာသွားပြီးရှူရီပန်ရဲ့လက်ကိုစိတ်လှုပ်ရှားစွာဆုပ်ကိုင်လိုက်ပါတယ်ရှင်ကဒီလောက်တောင်သဘောထားကြီးလိမ့်မယ်လို့မထင်ထားခဲ့ဘူးယိုနန်မှာရှင့်လို့သူငယ်ချင်းမျိုးရှိနေတာတကယ်ကိုကံကောင်းတာပါပဲဒီလိုရုတ်တရက်ဆန်လုံးတဲ့အပြုတ်မှုကြောင့်ငကိုကလေးကပြာရခတ်နေတဲ့ရှူရီပန်ရဲ့ဦးနောက်ထဲမှာချက်ချင်းဟာလာဟင်းလင်းဖြစ်သွားခဲ့ပြီးအသက်ရှူရတာတောင်နည်းနည်းခက်ခဲလာတယ်လို့ခံစားလိုက်ရပါတယ်ဗျာသူကအလျင်မြန်ပဲရွှေစင်နဲ့လှုပ်ထားတဲ့ကိုပိုင်အမတ်သားပြားလေးတစ်ခုကိုထုတ်ပေးလိုက်ပြီးမောင်နှမနှစ်ယောက်အတူရှိနေတဲ့အချိန်လေးကိုနှောက်ယှက်မိတဲ့အတွက်တကယ်ကိုတောင်းပန်ပါတယ်ဒါကကျွန်တော်တို့မိသားစုရဲ့အမတ်သားပြားလေးပါအင်ပါယာတစ်ခုလုံးကနေရာတိုင်းမှာအသုံးပြုလို့ရပါတယ်ကျွန်တော်ရဲ့တောင်းပန်မှုအနေနဲ့လက်ခံပေးပါပြီးခဲ့တဲ့တစ်ခေါက်ကကျွန်တော်ရဲ့ဓာတ်တောင်ကျိုးသွားခဲ့သေးတာဆိုတော့ယိုနန်ရဲ့ဓာတ်လည်းတေချာပေါက်အခြေအနေတိတ်ကောင်းမှာမဟုတ်တော့ဘူးတကယ်လို့တင်တို့ဓာတ်ဝယ်ခြင်းနေဆိုရင်တော့လက်မှုပညာလန်အနောက်ဘက်အဆုံးမှာရှိတဲ့အလုပ်ယုံကြီးစီကိုတွားလို့ရပါတယ်လို့ပြောလိုက်ပါတယ်ဗျာအဲ့ဒီနေရာကနှစ်ပေါင်း900တက်တန်းရှိနေပါပြီတာမန်လူတွေဝင်ဖို့အရန်ခက်ခဲပေမဲ့ဒီကိုပိုင်မက်သားပြားလေးပါရင်တော့ခင်ဗျားတို့အတားဆီးမရှိဝင်ထွက်သွားလာလို့ရပါပြီဒီလိုပြောပြီးတာနဲ့ရှူရီပန်ဟာရှက်ကိုရှက်ကန်းနဲ့အမြန်ထွက်ပြေးသွားပါတော့တယ်ဗျာဘေးနာကယိုနန်ကတော့ဘဝကြီးကိုတောင်တန်တရားဝင်သွားတယ်လို့ဖြစ်ပြီးစကားတခုမှကိုထွက်မလာတော့ပါဘူးဘာလို့လဲဆိုတော့ဒီမက်သားပြားလေးတပြားတည်းနဲ့တင်မြို့ငယ်လေးတစ်မျိုးကိုတောင်ဝယ်ယူလို့ရနိုင်လောက်တဲ့အထိတန်ဖိုးရှိနေလို့ပါပဲဗျာဒါကသူတိထားခဲ့တဲ့ရှူရီပန်အစ်စ်ရောဟုတ်ရဲ့လားလို့တောင်တွေးမိသွားတယ်တိတ်မကြခင်မှာပဲကျောင်းဖွင့်ပွဲအခမ်းအနားကိုတရားဝင်စတင်လိုက်ပါတယ်ကျောင်းအကြီးကာလာတကစင်မြင့်ပေါ်ကိုတက်လာပြီးကျေလောင်တဲ့အတန်နဲ့အမှတ်990ကြိမ်မြောက်ပါရမီရှင်များအားလုံးကိုကြိုဆိုပါတယ်ကျောင်းဖွင့်ပွဲအခမ်းအနားကိုအခုပဲစတင်ပါတော့မယ်လို့ကြေညာလိုက်ပါတယ်ဗျာအဲ့ဒီနောက်မှာတော့အရန်ကိုရှေ့လျားထိုင်းမိုင်းလာတဲ့မိန်ကုန်းတွေကြောင့်ယိုနန်တယောက်တန်းဝေတာကိုတောင်မထိန်နိုင်တော့ပါဘူးဒါပေမဲ့အဲ့ဒီအချိန်လေးမှာပဲကျောင်းအကြီးကလက်ဖြောက်တစ်ချက်တီးလိုက်ပါတယ်ကောင်းကင်ကြီးကရုတ်တရက်ကွဲအပ်သွားပြီးခရမ်းနုရောင်အာကာသအကွဲကြောင်းကြီးတစ်ခုပေါ်လာခဲ့ပါတယ်ဗျာစူးရှားတဲ့အလင်းရောင်တစ်ခုလက်ဖြတ်သွားတာနဲ့အတူလူအားလုံးဟာတိုင်းပြိုင်ကွင်းတစ်ခုစီကိုရုတ်တရက်နေရာရွှေ့ပြောင်းခံလိုက်ရပါတော့တယ်လူတိုင်းတတိမဝင်လာသေးခင်မှာပဲကျောင်းအကြီးရဲ့အတန်ကိုကြားလိုက်ရပါတယ်ဗျာကဲအခုအခမ်းအနားရဲ့နောက်ဆုံးစီစဉ်ဖြစ်တဲ့စီနီယာနဲ့ဂျူနီယာတွေ့ဆုံပွဲကိုစတင်ပါမယ်တဲ့အဲ့ဒီတွေ့ဆုံပွဲဆိုတာကဖီလီယုံကျောင်းတော်ကြီးရဲ့တီးတက်အထူးစီစဉ်တစ်ခုပဲဖြစ်ပါတယ်
ပထမနှစ်ကျောင်းသားတစ်တွေတဲကအဆင့်တနဲ့အဆင့်နှစ်ရတဲ့သူတွေဟာဒုတိယနှစ်ရဲ့ထိပ်သီးလေးယောက်ထဲကကျိုင်းနှစ်သက်ရာတယောက်ကိုရွေးချယ်ပြီးတယောက်ချင်းလက်တွေ့ရှင်ပြိုင်တိုက်ခိုက်ရတာဖြစ်ပါတယ်ဗျာကျောင်းသားတစ်တွေဘက်ကနေညှင်းပယ်ခွင့်ရှိတယ်ဆိုပေမဲ့လည်းယိုနန်ကတော့အရှုံးပေးဖို့လုံးဝအစီအစဉ်မရှိပါဘူးဘာလို့လဲဆိုတော့သူကဒီခွင့်ရေးကိုအသုံးချပြီးအပြင်လောကမှာဘသူရဲ့အနိုင်ကျင့်မှုကိုမှမခံရအောင်ကိုကာကွယ်နိုင်တဲ့စွမ်းရည်တွေရှိနေပြီဆိုတာကိုအမဖြစ်သူသိအောင်ပြသချင်နေလို့ပါပဲဗျာဒီလိုတွေးမိသွားတာနဲ့ယိုနန်ကကျောင်းအကြီးကိုကြည့်ပြီးတကယ်လို့ရနိုင်မယ်ဆိုရင်စီနီယာ၄ယောက်လုံးကိုသူတယောက်တည်းတပြိုင်နက်တည်းဆင့်ခေါ်ချင်ပါတယ်လို့ပြောလိုက်ပါတယ်ဗျာဒီစကားလဲထွက်သွားရောဆင်အောက်ကဆရာတွေအားလုံးကြက်တေတေသွားကြပါတယ်စီနီယာတွေရဲ့မျက်လုံးထဲမှာလည်းအန်တာမှုတွေဒေါသတွေအပြည့်ဖြစ်သွားကြတယ်ဗျကျောင်းအကြီးလည်းဘေးနားမှာရှိနေတဲ့နာဘီယိုဂျာကိုအလျင်မြန်လှည့်ကြည့်လိုက်ပြီးယိုနန်ရဲ့တောင်းဆိုမှုကိုလက်ခံတင်မတင်မေးမြန်းလိုက်ပါတယ်ဒီပေါ်မှာတော့နာဘီယိုဂျာကအပြည့်အဝထောက်ခံခဲ့ပါတယ်ဗျာသူပြောတဲ့အတိုင်းပဲလုပ်လိုက်ပါဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဖီလီယွန်ရဲ့အကြီးမားဆုံးမူဝါဒကစွမ်းရည်ကိုပထမဦးစားပေးတာပဲလေတကယ်လို့အခြေအနေတွေထိမနိုင်သိမရဖြစ်သွားခဲ့ရင်တော့ကျွန်တော်အချိန်မီဝင်ပါလိုက်ပါမယ်လို့ပြောလိုက်တယ်ကျောင်းအကြီးလည်းအကျိုးအကြောင်းချိန်စကြည့်ပြီးရဲ့နောက်မှာတော့နောက်ဆုံးမှာယိုနန်ရဲ့တောင်းဆိုမှုကိုသဘောတူလိုက်ပါတော့တယ်ဗျာပွဲကြည့်စင်ပေါ်ကအမဖြစ်သူကတော့စိုးရိမ်ပူပန်မှုတွေအပြည့်နဲ့ယိုနန်ကိုအခြေအနေမဟန်ရင်ချက်ချင်းအရှုံးပေးဖို့လမ်းပြောနေခဲ့တယ်ဒါကိုယိုနန်ကပြုံးပြီးလက်လန်းပြကစိတ်မပူဖို့အချက်ပြလိုက်ပါတယ်ဗျာကျောင်းအကြီးရဲ့အမိန့်ပေးတန်ထွက်ပေါ်လာတာနဲ့တပြိုင်နက်နက်စတူးကအရေးတစ်ခုလိုအလျင်မြန်နဲ့ရှေ့ဆုံးကနေပြေးဝင်လာခဲ့ပါတယ်ယိုနန်ကကိုကိုကိုင်းပြီးတီတီလေးရှောင်တိန်လိုက်နိုင်ခဲ့ပေမဲ့သူ့မျက်နှာပေါ်မှာအန်တသွားတဲ့အမူအရာလေးပေါ်လာခဲ့တယ်ဗျဒီကောင်ရဲ့အမြန်နှုံးကမော်ဆွဲအင်တုံးတိုက်ခိုက်ရေးနဲ့စနစ်ကိုတုံးထားတဲ့မာလိုက်ယာထက်တောင်အစပေါင်းများစွာပုံမြင်နေပါလားလို့တွေးလိုက်မိတယ်သူဆက်ပြီးစဉ်းစားဖို့အချိန်တောင်မရလိုက်ပါဘူးအီလီနာကလည်းဓားမြောင်နှစ်လက်ကိုကိုင်းပြီးအပြင်းထန်ဝင်ရောက်တိုက်ခိုက်လာပြန်ပါတယ်ယိုနန်ဒါနဲ့ကာကွယ်နေတော့မှပဲကာရင်ရဲ့လန်ရှည်ကြီးကလည်းအစိတ်ပြင်းမြေတကောင်လိုသူ့ရဲ့အသက်အန္တရာယ်ရှိတဲ့နေရာတွေကိုတိုက်ရိုက်ထိုးဆိုင်လာခဲ့ပါတယ်ဗျာယိုနန်လည်းရှောင်တိန်ဖို့အချိန်မမီတော့တာကိုမြင်တော့ချက်ချင်းဓားကိုမြောက်ပြီးကာကွယ်လိုက်ရပါတယ်ဒါပေမဲ့ဒီပြင်းထန်လွန်းလာတဲ့အားအင်တွေကြောင့်ယိုနန်တယောက်မီတာတော်ဝေးဝေးထိလွင့်ထွက်သွားခဲ့ရပါတယ်ဗျာသူပြန်မထနိုင်သေးခင်မှာပဲသူ့အနောက်ဘက်ကနေဗရန်ကလူတရက်စာလောက်ရှိတဲ့အရာမဓာကြီးကိုမြောက်ထားပြီးချစ်နေပါပြီယိုနန်မင်းကဘာဖြစ်လို့ဒီလိုရေးချယ်မှုကိုလုပ်ခဲ့ရတာလဲကွာမူလကတော့ငါမင်းနဲ့မြမြတတာရှင်ပြိုင်တိုက်ခိုက်ချင်ခဲ့တာလို့ပြောရင်းနဲ့ပဲသူ့ရဲ့ဓာကြီးကိုအားကုန်လွဲချလိုက်ပါတယ်ဗျာကျန်တဲ့၃ယောက်ကလည်းနောက်ထပ်ဆက်တိုက်ခိုက်ဖို့အသင့်ပြင်ထားပြီးသားဖြစ်နေပါပြီဒီလိုတတိတန်းကြီးဝင်ရောက်လာတဲ့တိုက်ခိုက်မှုတွေကြောင့်ယိုနန်တယောက်အကြိမ်ကြိမ်ချီးကျူးမိသွားပါတယ်တယောက်ချင်းစီရဲ့စွမ်းရည်ကလည်းအရန်ကိုမြင့်မားကြသလိုပူပေါင်းဆောင်ရွက်တဲ့နေရာမှာလည်းအလွန်ကိုအချိတ်ဆက်မိလာပါတယ်ဗျာအဲ့ဒီနောက်မှာတော့ယိုနန်ရဲ့အရေးဟာသူတို့၄ယောက်ရဲ့မျက်စိရှိကနေရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်သူတို့ရဲ့တိုက်ခိုက်မှုတွေအားလုံးလည်းလေထဲကိုသာခုတ်ပိုင်းမိသွားကြတယ်၄ယောက်လုံးအန်တာမင်တက်နေတဲ့အချိန်လေးမှာတင်ယိုနန်ကအလွန်မြန်ဆန်တဲ့အချိန်နဲ့ပြေးဝင်သွားခဲ့ပါတယ်ဗျာချက်ချင်းဆိုသလိုပဲသူ့ရဲ့အရေးဟာတစေတရေတကောင်လိုလူ၃ယောက်ကြားမှာဖြတ်တန်းသွားပြီး၃ယောက်လုံးရဲ့ကိုယ်ပေါ်ကိုပြင်းထန်တဲ့တိုက်ခိုက်မှုတစ်ချက်စီပေးလိုက်ပါတော့တယ်သူတယောက်တည်းကျန်တော့တာကိုမြင်တော့ဗရန်ဟာစိတ်လှုပ်ရှားစွာနဲ့ချက်ချင်းဓာတ်ကိုကင်ပြီးပြေးဝင်သွားခဲ့ပါတယ်ဗျာဒါပေမဲ့ယိုနန်ဓာတ်လွှဲလိုက်တဲ့စက္ကန့်လေးမှာတင်သူကပါမောက်ခနာဘီရိုဂျာရဲ့အရေးကိုရီဝေဝေမြင်လိုက်ရတယ်လို့ခန်းစားလိုက်ရပါတယ်သူတတိပြန်ဝင်လာတဲ့အချိန်မှာတော့သူ့လက်ထဲကအေယာမဓာကြီးဟာယိုနန်ရဲ့ရိုက်ခွဲမှုကြောင့်အပိုင်းပိုင်းအဆော့အဆာကျိုးပဲ့သွားခဲ့ပါပြီဗျာပြိုင်ကွင်းတစ်ခုလုံးအရင်ဆုံးတိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီးမှနောက်ပိုင်းမှာတော့မိုးကောင်းကင်ကိုတောင်ဖြိုခွဲမတက်အားပေးဟစ်ကြွေးတန်တွေထွက်ပေါ်လာခဲ့ပါတယ်ကျောင်းသားတစ်တယောက်ကဒုတိယနှစ်ရဲ့ထိပ်သီး၄ယောက်လုံးကိုတယောက်တည်းနဲ့အနိုင်ယူနိုင်လိမ့်မယ်လို့ဘယ်သူမှထင်မထားခဲ့ကြပါဘူးဗျာရှုံးနေသွားတဲ့၄ယောက်ကတော့နေရာမှာတင်ရက်နေရင်သူတို့ဘဝကြီးကိုတောင်တန်တရားဝင်သွားကြပါတယ်ဗျာယိုနန်ကတော့ဒါတွေကိုဂယူးမဆိုင်ပဲပွဲကြည့်စင်ဘက်မှာရှိနေတဲ့အမဖြစ်သူစီကိုပဲအကြည့်ရောက်သွားခဲ့တယ်အမဖြစ်သူကအရန်ကိုစိတ်လှုပ်ရှားနေပြီးဘေးနားကလူတယောက်ရဲ့လက်မောင်းကိုဆွဲကင်ကမြင်လားအဲ့ဒါငါမောင်လေးလေဆိုပြီးအော်ဟစ်အားပေးနေတာကိုမြင်လိုက်ရပါတယ်ဗျာခဏလောက်စဉ်းစားပြီးတဲ့နောက်မှာတော့ယိုနန်ဟာဘလော့ကိုတန်တရားဝင်နေတဲ့စီနီယာ၄ယောက်ရှိကိုသွားပြီး90ဒီဂရီအနေထားနဲ့အယိုတေပေးဥညွတ်လိုက်ပါတယ်စီနီယာ၄ယောက်လုံးပင်ပန်းသွားကြပါပြီစီနီယာတို့ရဲ့စွမ်းရည်ကကျွန်တော်ထင်ထားတာထက်အများကြီးပိုပြီးအစွမ်းထက်ကြပါတယ်စီနီယာတို့ကြောင့်ဒါဒီနေ့တွေ့ဆုံပွဲမှာကျွန်တော်အများကြီးတင်ယူခွင့်ရခဲ့တာပါကျွန်တော်လိုနားမလည်တဲ့ဂျူနီယာတယောက်ရဲ့စိန်ခေါ်မှုကိုလက်ခံပေးခဲ့တဲ့အတွက်တကယ်ကိုကျေးဇူးတင်ပါတယ်ဗျာဒီနေ့ကျွန်တော်ရဲ့ရိုင်းဆိုင်ခဲ့မှုတွေကိုမေ့ထားပေးဖို့မျှော်လင့်တယ်လို့ရှေ့လျှောက်လဲကျွန်တော်ကိုအများကြီးတုံတင်ဆုံးမပေးကြပါဘူးလို့ပြောလိုက်ပါတယ်ဗျာစင်အောက်မှာဒီမြင်ကွင်းကိုကြည့်နေတဲ့မာလာယာနဲ့အာရှယ်တို့ကတော့ဘားဆက်ဟောင်းသားဖြစ်သွားကြပြီးယိုနန်များဆေးမတောက်လာတာလားလို့တောင်တန်တရားဝင်သွားကြတယ်ဗျစီနီယာတွေကလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးဘာပြန်ပြောရမှန်းမသိဖြစ်နေကြပါတယ်အဲ့ဒီအချိန်မှာခုနှစ်လေးတင်အရန်ကိုဝမ်းနေနေခဲ့တဲ့ဗရန်ဟာရုတ်တရက်ခုန်လိုက်ပါတယ်ဗျာသူကဒီဂျူနီယာလေးဟာအစွမ်းထက်လုံးယုံသားမကပဲဒီလောက်တောင်ရင်ကျေးလိမ့်မလိမ့်မယ်လို့ထင်မထားခဲ့ဘူးလေအဲ့ဒီနောက်သူကယိုနန်ရဲ့လက်ကိုအပေါ်ကိုမြောက်လိုက်ပြီးမင်းဒီလောက်ထိနှိမ့်ချနေစရာမလိုပါဘူးကွာမင်းကကိုစွမ်းရည်နဲ့ကိုငါတို့ကိုမြတအနိုင်ယူခဲ့တာပဲဒါကြောင့်မင်းစိတ်အေးထားပါဘာလို့လဲဆိုတော့ဒါဟာဖီလီယွန်ရဲ့မူဝါဒပဲလေလို့ပြောလိုက်ပါတယ်ဗျာယိုနန်လည်းပြုံးစီစီလှုပ်လိုက်ပါတယ်ခုနကသူဟာသူ့ကိုယ်သူကာကွယ်နိုင်ကြောင်းစစ်မှန်တဲ့စွမ်းရည်နဲ့တက်တည်ပြခဲ့ရုံသာမကပဲနောက်ဆုံးမှာလူမှုဆက်ဆံရေးမှာဘယ်လိုနေထိုင်ရမလဲဆိုတဲ့အချိုးအဆောက်ကိုပါအတန်တိတ်ပြသသွားခဲ့တာပါဗျာအခုဆိုရင်အမဖြစ်သူနေနဲ့သူ့အတွက်တနေ့ကုန်စိတ်ပူနေစရာမလိုတော့တာတေချာသွားပါပြီတကယ်လဲပွဲကြည့်စင်ပေါ်ကအမဖြစ်သူဟာမျက်ရည်တွေကျနေခဲ့ပြီးသူတို့ရဲ့ယိုနန်လေးတကယ်ကိုကြီးပြင်းလာပါပြီလားဆိုပြီးဝမ်းသာပီတိဖြစ်နေခဲ့တယ်ဗျပွဲကြည့်စင်ထောင်းတနေရာမှာတော့ခရမ်းရောင်ဆန်ပင်နဲ့မင်းကလေးတယောက်ကယိုနန်ကိုကြည့်ပြီးနှုတ်ခမ်းထောက်မှာအတိတ်ပဲပါပြုံးလိုက်ရင်တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ကောင်လေးရဲ့လို့ရေရွတ်လိုက်ပါတယ်ဗျာညဘက်ရောက်တော့ဖီလီယွန်ကျောင်းတော်ကြီးရဲ့ပွဲတက်ခမ်းမကြီးထဲမှာမီးအောင်တွေထိန်ထိန်လင်းလို့နေပါတယ်အာရှယ်ကတော့သူ့မျက်စိရှိကခန်းနာထဲဝါလာတဲ့မြင်ကွင်းကြီးကိုကြည့်ပြီးဘားဆက်ဟောင်းသားဖြစ်နေရဲ့ဗျမာလာယာကတော့ဒါတွေကိုဂယူးမဆိုင်ပဲစီပြန်ပြီးတောက်ပတ်နေတဲ့တိုးပေါင်ကင်တစ်ချောင်းကိုကောက်ကင်ကဘားဆက်ထဲအမြန်သွင်းလိုက်ပါတယ်ဗျာနောက်ကျမှရောက်လာတဲ့ယိုနန်ကိုမြင်တော့အာရှယ်ကမင်းအမကိုအိမ်ပြန်ပို့လိုက်ပြီလားလို့မေးလိုက်ပါတယ်
ယိုနန်လည်းခေါင်းညစ်ပြလိုက်ပြီးသူမပြန်ခင်လေးမှာငါ့ကိုအများကြီးမှကြားသွားသေးတယ်သူ့ကိုစိတ်အေးသွားအောင်ပြောပြနေရလို့အချိန်နည်းနဲ့ကြာသွားတာပါအရေးကြောင်းရှိရင်ကာကွယ်ပေးဖို့အတွက်စီတာကိုပါစောင့်ဖြစ်ထည့်ပေးလိုက်သေးတယ်လို့ပြန်ဖြေလိုက်တယ်ဗျပြောပြီးတာနဲ့ယိုနန်လည်းကြက်ပေါင်တစ်ချောင်းကိုယူပြီးအားရပါရစားဖို့ပြင်လိုက်ပါတယ်ဗျာဒါပေမဲ့အဲ့ဒီအချိန်လေးမှာပဲရှူရီပန်ဟာသူ့အနောက်ကနေခြောက်ချားစရာကောင်းတဲ့ပုံစံနဲ့ရုတ်တရက်ပေါ်လာခဲ့ပါတယ်မင်းအခုတကယ်ပဲစိတ်အေးလက်အေးနဲ့ထမင်းစားနိုင်နေတာလားယိုနန်နဲ့ယိုနန်လည်းလန့်သွားပြီးမျက်နှာကြီးဖြူဆုပ်သွားကမင်းကတစေလိုပဲလိုက်ကက်နေတာပါလားကွာမင်းတကယ်ဘာလို့ချင်နေတာလဲလို့မေးလိုက်တယ်ဗျရှူရီပန်ကတော့သူ့အင်ဂျီအိတ်ထဲကနေမတ်ဆုစာအုပ်အသေးလေးတစ်အုပ်ကိုထုတ်လိုက်ပြီးတီကြီးတဲ့မျက်နှာထားနဲ့ပဲပြောလာပါတယ်ဗျာငါကမင်းစီကနေအရန်ရေးကြီးတဲ့ကိစ္စတစ်ခုကိုလာတီးပြုတ်ယုံလေးပါမေးပါရစေအီလီယေလေးရဲ့ဇာတိကဘယ်မှာလဲအိမ်ပြန်တဲ့လမ်းချေနေကကောဘလို့ရှိလဲအဲ့ဒီမှာလုံခြုံရေးအစီအစဉ်တွေကကောပြည့်စုံရဲ့လားတောင်တားပြတွေရောခဏခဏတောင်းကျမ်းတက်လာတဲ့ဗျာယိုနန်လဲကြောင်အန်းဖြစ်သွားပြီးဒါကမင်းပြောတဲ့အရန်ရေးကြီးရဲ့ကိစ္စလားလို့ပြန်မေးလိုက်တယ်ဒီတော့ရှူရီပန်ကမျက်နှာကိုတင်းမာလိုက်ပြီးဒါပေါ့ဒါကတကယ့်ကိုအရေးကြီးတဲ့ကိစ္စပဲမင်းတို့ကိုအနီးကပ်ကာကွယ်ပေးဖို့တက်တော်ဆောင်တွေထည့်ပေးလိုက်တယ်မလားအ ਨੇ ဆုံးတော့ကြေးစားစစ်တီအဖွဲ့ကိုတောင်ငားလိုက်မှာပေါ့အဲ့ဒီလိုမှမဟုတ်ရင်တော့မင်းကယိုဒလန်ကရာဇဝတ်ကောင်တွေထက်တောင်စိုးနေပြီလို့ပြောလိုက်ပါတယ်ဗျာယိုနန်လည်းချက်ချင်းဒေါသထွက်သွားပြီးငါကကြေးစားစစ်တီအဖွဲ့ထက်တောင်ပိုပြီးယုံကြည်ရတဲ့ကောင်ကိုလွတ်လိုက်တာကူရုတ်တရက်ကြီးငကားပြန်တကောင်ကောင်ပေါ်မလာဘူးဆိုရင်ငါမရဲ့လုံခြုံရေးကဘာပြဿနာမှရှိမှာမဟုတ်ဘူးဒါကြောင့်မင်းပူစရာမလိုဘူးလို့ပြန်អော်လိုက်တယ်ဗျဒါပေမဲ့ရှူရီပန်ဟာရုတ်တရက်တောင်တင်းသွားပြီးနဖူးပေါ်မှာလည်းချွေးတီးချွေးပေါက်တွေကျလာခဲ့ပါတယ်ဗျာအဲ့ဒီအတိတ်ပဲကတကယ်လို့ငကားပြန်တာပေါ်လာခဲ့ရင်အီလီယေလေးအတွက်အနေရရှိတယ်ဆိုတဲ့သဘောပေါ်ဟုတ်လာတဲ့လေယိုနန်လည်းခေါင်းတွေတောင်ကြီးသွားပါတယ်မင်းလိုအယူကောင်တော့တင့်ပြီနော်မင်းကဘာလို့ငါမကိစ္စတွေကိုဝင်ဆွတ်ဖက်ချင်နေရတာလဲသူကငါအမလီမင်းနဲ့ဘာဆိုင်လို့လဲလို့ဒေါသတကြီးပြန်ပြောလိုက်ပါတယ်ဗျာဒီစကားကြောင့်ရှူရီပန်ဟာချက်ချင်းစွန့်သွားပြီးဘလုံးမထွေးနဲ့ဘာပြန်ပြောရမှန်းမသိဖြစ်သွားခဲ့တယ်အခြေအနေတွေအနေရခက်နေတဲ့အချိန်လေးမှာပဲပြုံးရှင်နေတဲ့အတန်တန်ဝင်လာခဲ့ပါတယ်ဗျာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့မြင်ကွင်းလေးပါလားတဲ့ဂယန်းစီယာမိသားစုရဲ့တောတိုင်းဝံပူတွေကဒီလောက်တောင်စူညံတက်တဲ့အကျင့်ရှိမယ်လို့မထင်ထားခဲ့ဘူးဗျာရှူရီပန်လက်ကြည့်လိုက်တဲ့အခါမှာတော့သူ့မျက်နှာပေါ်မှာချက်ချင်းဆိုသလိုယွင်ရှာတဲ့အမူအရာပေါ်လာခဲ့တယ်မင်းကစီဘာလာလို့ပြန်လာလဲရောက်လာတဲ့သူကတော့ဒီတစ်ခေါက်မော်ပညာရက်မှာအဆင့်တရာထားတဲ့အဲလက်ဖက်ပဲဖြစ်ပါတယ်ဗျာအထင်မလွဲပါနဲ့ငါမင်းကိုလာရှာတာမဟုတ်ပါဘူးဘာလို့လဲဆိုတော့အခုလောလောဆယ်ငါစိတ်ဝင်စားတာယိုနန်တယောက်တည်းမို့လို့ပဲဒီစကားကိုကြားတော့မှရှူရီပန်လည်းတပြင်းချလိုက်နိုင်တယ်ဗျကြည့်ရတာယိုနန်ကမင်းရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်သွားပုံပဲဘာပဲဖြစ်ဖြစ်ငါပြောစရာရှိတာတွေလည်းပြောပြီးသွားပြီဆိုတော့မင်းမသာကြည့်ချက်လုပ်ပါတော့ကွာပြောပြီးတာနဲ့သူကလက်ထွက်သွားဖို့ပြင်လိုက်ပေမဲ့ခြေလန်းနေနေပဲလမ်းရသေးတဲ့အချိန်မှာရှူရီပန်ကရုတ်တရက်ပြန်လှည့်လာပြန်ပါတယ်ဗျာယိုနန်ငါထင်တာတော့ငါတို့မိသားစုရဲ့တက်တော်ဆောင်ဖွဲ့ကိုလွတ်လိုက်တာကပိုပြီးစိတ်ချရမယ်ထင်တယ်နော်ဒီစကားလဲကြားရောယိုနန်ရဲ့မျက်နှာပေါ်မှာဒေါသကြောင့်တွေးကြောတွေပါထောင်လာခဲ့တယ်ဗျငါတောင်းပန်ပါတယ်ကွာမြန်လေးသာထွက်သွားပေးပါတော့ရှူရီပန်ထွက်သွားတာကိုမြင်တော့မှအဲလက်ဖက်ကခရမ်းရောင်ရင်ထိုးလေးတစ်ခုကိုထုတ်ပြီးယိုနန်ကိုကမ်းပေးလိုက်ပါတယ်ဗျငါမင်းစီလာတာကအကြံပြုစရာတစ်ခုရှိလို့ပါယိုနန်လက်ထဲကရင်ထိုးလေးကိုကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့မျက်လုံးအိမ်တွေရုတ်တရက်ကျဉ်းမြောင်းသွားခဲ့တယ်ဘာလို့လဲဆိုတော့အရင်ဘဝတုန်းကစစ်တေနာပတိချုပ်ကြီးအာဒေးရှန်ကလည်းသူ့ကိုအတိအကျတူညီတဲ့ရင်ထိုးမျိုးပေးခဲ့ဘူးလို့ပါပဲဗျာတိထားရမှာကအာကာလူစီယာမိသားစုဟာရှူရီပန်ရဲ့ဂန်စီယာမိသားစုနဲ့အတူအင်မာယာကြီးရဲ့အဓိကမန်နိုင်ကြီးနှစ်ခုအဖြစ်ရပ်တည်နေကြတာပါဗျာတွေးသားမျိုးရိုးကိုသာအဓိကထားတဲ့တခြားမှုမှတ်မျိုးနွယ်တွေနဲ့မတူတာကအာကာလူစီယာမိသားစုကတော့အရေးချင်းကိုသာပထမဦးစားပေးတဲ့မိသားစုအစဉ်လာကိုအမြဲတမ်းလက်ကင်ကျင့်သုံးကြတာပါသူတို့ဟာထူးချွန်ထက်မြက်တဲ့လူငယ်လေးတွေကိုအခွင့်အရေးတစ်ခုအမြဲပေးလေးရှိတယ်အဲ့ဒီအခွင့်အရေးရဲ့တင်ကေတကတော့အခုယိုနန်လက်ထဲမှာရောက်နေတဲ့ရင်ထိုးလေးပဲဖြစ်ပါတယ်ဗျာဒါကဘာကိုဆိုလိုတလဲဆိုတာမင်းသိမယ်လို့ငါယုံကြည်ပါတယ်မင်းမှန်ကန်တဲ့ရွေးချယ်မှုတစ်ခုကိုလုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်ဘာပဲဖြစ်ဖြစ်တားရဲတကောင်ဟာတိုးအုပ်ထဲမှာအချိန်ကြာကြီးနေလိုက်မယ်ဆိုရင်အနည်းနဲ့အမြန်တိုးရင်လေးတကောင်ဖြစ်သွားမှာပဲလေအချိန်တွေအမြန်ကုန်လွန်သွားပြီးကျောင်းဖွင့်တဲ့ပထမဆုံးနေ့ကိုရောက်ရှိလာခဲ့ပါပြီဗျာစွမ်းရည်ကိုသာအဓိကထားတဲ့ဒီကျောင်းတော်ကြီးဟာအဆောင်နေရာချထားမှုကစလို့အဆင့်တန်းကွာဟချက်ကိုပြပြပြင်းကြီးဖော်ပြနေခဲ့ပါတယ်အမှတ်လဲလက်ရတဲ့ကျောင်းသားတွေကတော့တိုက်ခန်းတွေမှာနေကြရပြီးတယောက်ရဲ့ခန်းတွေနဲ့အခမဲ့ဘူဖေးစားတောက်ဆိုင်တွေရှိတဲ့အတွက်သူတို့ရဲ့အဆောင်နေဘဝကတော်တော်လေးကိုတာယာလာပါတယ်ဗျာဒါပေမဲ့အောက်ဆုံးကအဆင့်30ဝင်တဲ့ကျောင်းသားတွေကတော့ကျောင်းတော်ကြီးရဲ့ထောင်းတနေရာကရိုင်းနေတဲ့တစ်သားအိမ်လေးရဲ့ကိုစုပြုံထည့်ခံလိုက်ကြရတယ်အဲ့ဒီထဲမှာမှုမှတ်မျိုးနွယ်ဝင်မိန်းကလေးတချို့တောင်ပါဝင်နေခဲ့ပါတယ်ဗျာပုံမှန်အားဖြင့်တော့ပထမဆုံးနေ့မှာတင်သူတို့တွေပြဿနာရှာပြီးစူပူလေးရှိကြတယ်ဒါနဲ့ပတ်သက်ပြီးဆရာတွေကလည်းသူတို့ကိုစိတ်ရှိလက်ရှိနဲ့ရှင်းပြကြရပါတယ်ဗျာဒီနေရာကနေထွက်သွားခြင်းနဲ့ဆိုရင်တခုတည်းသောနေလန်းကစာကြိုးစားဖို့ပဲမဟုတ်ရင်တော့နောက်စာတင်နှစ်မှာလည်းဒီမှာပဲဆက်နေရလိမ့်မယ်လို့ပြောပြရတာပေါ့ဗျာယိုနန်အပါဝင်ထိတ်ဆုံးအဆင့်30ယောက်ကတော့တယောက်ကိုဘီလာတစ်လုံးစီအပိုင်ရခဲ့ကြပါတယ်ဒီနေရာကိုတော့ရွှေရောင်တွေတောက်ပတ်နေတဲ့နန်းတော်ကြီးလိုပဲတင်စားရမှာပါအရန်ကိုခန်းသားထဲဝါလုံးလာတဲ့အပြင်စင်တွေကြောင့်ယိုနန်တောင်မအောင်နိုင်ပဲအန်ကြတာကြီးနဲ့တပြင်းဆိုင်မိသွားတယ်ဗျယိုနန်တယောက်ဘီလာတဲကအခန်းတွေကိုလိုက်ကြည့်နေတော့မှပဲစားပွဲပေါ်ကစာရွက်စာတမ်းတွေကသူ့ရဲ့အာယုံကိုဆွဲဆောင်သွားခဲ့ပါတယ်အဲ့ဒါကတော့ဖီလီယုံကျောင်းတော်ကြီးရဲ့တင်တန်းတက်ရောက်ခွင့်လျှောက်လွှာတွေပဲဖြစ်ပါတယ်ဗျာကျောင်းသားတွေအနေနဲ့ကိုတင်ယူခြင်းတဲ့ဘာသာရပ်တွေကိုလွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ရှိပါတယ်ကလောင်ဖျားလေးဟာစာရွက်ပေါ်မှာအလုံးမြန်ဆန်စွာရွေ့ရသွားပြီးတဲ့နောက်မှာတော့ယိုနန်ကစားပွဲပေါ်ကလျှောက်လွှာကိုကြည့်ပြီးကျင်းနဲ့သွားခဲ့တယ်ဗျသူကတင်ယိုညွန်းနှန်းရဲ့3ပုံ2ပုံလောက်ကိုတောင်ရွေးချယ်လိုက်တာပါဗျာဒါတွေအကုန်လုပ်ပြီးသွားတဲ့အခါယိုနန်ရဲ့နှုတ်ခမ်းထောင်လေးကပြုံးရောင်တန်းသွားပြီးရှေ့လျှောက်ကြုံတွေ့ရမယ့်ပြည်စုံတဲ့ဘဝလေးကိုစတင်မျှော်ရင်းနေမိပါတော့တယ်ဒါပေမဲ့အဲ့ဒီမျှော်လင့်ချက်လေးကဒုတိယနေ့မှာတင်အစိတ်စိတ်အမွားမွားကျိုးပဲ့သွားခဲ့ပါတယ်ဗျာဒါတိုင်းအခြေခံတင်တန်းရဲ့လေ့ကျင့်ရေးကွင်းထဲမှာဆရာဖြစ်သူက
သူ့ကိုတီကြီးတဲ့မျက်နှာထားနဲ့စိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။ကျောင်းသားယိုနန်မင်းနောက်ဆိုဒီတင်တန်းကိုလာတက်เสียမလို့တော့ဘူး။ယိုနန်လည်းချက်ချင်းကြောင်အန်းဖြစ်သွားပြီးဆရာအတန်းစတာဘလောက်မှတောင်မကြသေးဘူးလေလို့တွေးလိုက်မိတယ်ဗျ။ဒီလိုပြောလိုက်တော့ဆရာဖြစ်သူကရုတ်တရက်အတန်ကျဲကြီးနဲ့ရေမောလိုက်ပြီးအဲ့ဒါကဆရာလည်းပြောချင်တဲ့စကားပဲလေ။ဒီလိုခဏလေးအတွင်းမှာတင်မင်းကအင်မာယာဓာတ်တိုင်းရဲ့ဟန်ချက်တွေအားလုံးကိုတင်ယူတက်မြောက်သွားရုံသာမကပဲအပြစ်နာစာမရှိအသုံးချနိုင်နေပြီပဲလေ။တကယ်လို့မင်းကိုဒီမှာဆက်ထားရင်တခြားကျောင်းသားတွေသူတို့ဘဝကိုသူတို့တန်တရားဝင်သွားကြလိမ့်မယ်။ပြောပြီးတာနဲ့ဆရာဖြစ်သူကသူ့အတွက်ပထမဆုံးသောတင်နန်းစင်းလက်မှတ်ကိုပေးအပ်လိုက်ပါတယ်ဗျာ။အဲ့ဒီနောက်မှာတော့ဓာတ်တိုင်းလက်တွေ့တင်နန်းပဲဖြစ်ဖြစ်မော်သားရဲ့အမဲလိုက်တဲ့လက်တွေ့တင်နန်းပဲဖြစ်ဖြစ်အခြေခံအားဖြင့်ဘာသာရဲ့အားလုံးကိုသူကချွင်းချက်မရှိအချိန်မတိုင်ခင်ကြိုတင်ပြီးတင်နန်းစင်းခွင့်ရခဲ့ပါတယ်ဗျာ။လုံးဆရာမရှိတော့တဲ့ယိုနန်တယောက်ကျောင်းတော်ကြီးတွေကမြင့်ငယ်လေးဘေးမှာထိုင်ရင်သူ့ဘဝကြီးအကြောင်းစဉ်းစားကန်းဝင်နေခဲ့တယ်။ဘလောက်တောင်ကြာသွားမှမသိပေမဲ့နာဘီရိုဂျာကရုတ်တရက်သူ့ဘေးနားမှာပေါ်လာခဲ့ပါတယ်ဗျာ။ဒီချိန်ဆိုအတန်းတက်နေရမှာမဟုတ်ဘူးလား။မင်းဒီမှာထိုင်ပြီးဘာလုပ်နေတာလဲတဲ့။ယိုနန်စကားမပြောရသေးခင်မှာပဲနာဘီရိုဂျာကရုတ်တရက်ခါလေးရေမောလိုက်ပြီးငါတိပြီထင်တယ်မင်းကသင်ခန်းစာတွေအကုန်လုံးကိုတင်ယူပြီးသွားပြီမလားလို့ပြောလိုက်ပါတယ်ဗျာ။ယိုနန်လည်းတပြင်းချလိုက်ပြီးဖီလီယုံကျောင်းတော်ကြီးကတိတ်ကိုကြီးကျယ်ခမ်းနားမယ်လို့ထင်ထားခဲ့တာဒါပေမဲ့ငါထင်ထားတာနဲ့အများကြီးကွာခြားနေတယ်ဗျာလို့ပြန်ဖြေလိုက်တယ်။နာဘီရိုဂျာကတော့ဘာမှပြန်မငင်းခဲ့ပါဘူး။ဘာလို့လဲဆိုတော့ဒီကောင်လေးဟာသူ့ရဲ့ကိုယ်ပိုင်တီးတန့်တားတိုင်းကိုတခါလေးပဲမြင်ဘူးတာတောင်90%ရာခိုင်နှုန်း80%ရာခိုင်နှုန်းလောက်အထိတူအောင်အတူခိုးနိုင်ခဲ့တာဆိုတော့သူ့ရဲ့ပါရမီကတကယ်ကိုကြောက်ခမန်းလေးလီပါပဲဗျာ။အဲ့ဒီနောက်မှာတော့နာဘီရိုဂျာဟာသူ့ကိုယ်ပေါ်ကဓာတ်ကိုချွတ်လိုက်ပြီးဖီလီယုံရဲ့ပါမောက်ခတယောက်အနေနဲ့မင်းရဲ့ဒီစကားကိုတော့ငါတိတ်နားမထောင်ချင်ဘူးကွာလို့ပြောလိုက်ပါတယ်ဗျာ။ပြောရင်းနဲ့ပဲသူကယိုနန်လက်ထဲကဓာတ်ကိုပေးဖို့အချက်ပြလိုက်ပြီးကဲမင်းကိုငါတေချာလေးသင်ခန်းစာတစ်ခုပေးရသေးတာပေါ့တဲ့။ယိုနန်တယောက်နားမလည်ဖြစ်နေတော့မှပဲမော်စွမ်းအင်တွေပါဝင်နေတဲ့ဓာတ်လိုင်းတစ်ခုဟာသူ့နားရဲ့ဘေးကနေအလွန်မြန်ဆန်တဲ့အရှိန်နဲ့ဖြတ်ပြေးသွားခဲ့ပါတယ်ဗျာ။နောက်တစ်စက္ကန့်မှတင်သူ့အနောက်ဘက်ကရေကန်ကြီးဟာရုတ်တရက်ပေါက်ကွဲသွားပြီး10ကနန်းလောက်မြင့်တဲ့ရေနံရံကြီးကချက်ချင်းထိုးထွက်လာခဲ့တယ်ဗျ။ဒါပေမဲ့နာဘီရိုဂျာကတော့တပြင်းချလိုက်ပြီးတကယ်ဒီလိုတန်တိုတန်ဆုံးတဲ့ကဒီလောက်ဆင့်ပဲလုံနိုင်တာကိုမော်စွမ်းအင်ကိုတောင်မခံနိုင်တဲ့ဒီလိုအစုပ်ပလုတ်ကိုလက်နက်လို့တောင်ခေါ်လို့မရဘူးလေစန့်ကျင်ဘက်အနေနဲ့ကိုင်ဆောင်သူရဲ့စွမ်းအားကိုတောင်ရော့ကျစေသေးတယ်လို့ပြောလိုက်ပါတယ်ဗျာ။အဲ့ဒီလိုပြောရင်းနဲ့ပဲနာဘီရိုဂျာဟာသူ့ရဲ့ကိုယ်ပိုင်ဓာတ်ကိုဖြည်းဖြည်းချင်းဆွဲထုတ်လိုက်ပါတယ်။ပြီးတော့ခုနကလိုပဲပေါ့ပေါ့ပါပါလေးလွှဲခုတ်လိုက်ုံနဲ့တင်ရေကန်ကြီးတစ်ခုလုံးကိုနှစ်ချမ်းကွဲသွားစေခဲ့ပါတယ်ဗျာ။ဒီစွမ်းအားကခုနကထက်တောင်အစပေါင်း10ကနန်းလောက်ပိုပြီးပြင်းထန်နေခဲ့တယ်ဗျ။ယိုနန်တယောက်မျက်နှာပေါ်မှာအန်တာမင်တက်မှုတွေအပြည့်ချစ်သွားခဲ့တယ်။အတိအကျတူညီတဲ့ကိုဟန်နေထားနဲ့တူညီတဲ့ခွန်အားကိုသုံးတာတောင်မှဘာလို့ဒီလောက်တောင်ကွာဟချက်ကြီးမားနေရတာလဲဆိုပြီးတွေးမိသွားတယ်ဗျ။သူကတော့လက်နက်ဆိုတာသုံးပြီးရင်ပျက်စီးသွားတတ်တဲ့ပစ္စည်းတစ်ခုလိုပဲအမြဲတမ်းထင်ထားခဲ့တာလေ။ယိုနန်ရဲ့ဘားဆက်ဟောင်းသားဖြစ်နေတဲ့ပုံစံလေးကိုကြည့်ပြီးနာဘီရိုဂျာရဲ့နှုတ်ခမ်းထောက်မှာကျင်းတဲ့အပြုံးတစ်ခုပေါ်လာခဲ့ပါတယ်ဗျာ။မင်းအခုဘာလို့အဲ့နေလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်။မင်းကမော်စွမ်းအင်ကိုမတုံးတက်သေးတဲ့ပုံပေါက်နေပေမဲ့တနေ့နေ့ကျရင်တော့မင်းမော်စွမ်းအင်ကိုကျွမ်းကျင်လာလိမ့်မယ်လို့ငါယုံကြည်တယ်။နောက်တစ်ချိန်ဓာတ်ကွက်တွေထဲမှာမော်စွမ်းအင်ထည့်သွင်းနိုင်ဖို့အတွက်ပဲဖြစ်ဖြစ်မင်းမှာကိုနဲ့တကယ်ကိုက်ညီတဲ့လက်နက်ကောင်းတစ်လက်တော့အရင်ရှိဖို့လိုအပ်တယ်ကွာလို့ပြောလိုက်ပါတယ်ဗျာ။ခဏလောက်စဉ်းစားကန်းဝင်ပြီးတဲ့နောက်မှာတော့နာဘီရိုဂျာကယိုနန်ကိုနောက်ဆိုရင်သူ့ရဲ့တင်နန်းကိုလာတက်ဖို့ပြောလိုက်ပါတယ်ဗျာ။ယိုနန်လည်းဒီစကားကိုကြားတာနဲ့ခေါင်းကိုဆက်ခနဲမောလိုက်ပြီးပါမောက်ခက်ရဲ့တင်နန်းကဒုတိယနှစ်နဲ့အထက်ကျောင်းသားတွေအတွက်ပဲဖွင့်ထားတာမဟုတ်ဘူးလားဗျာလို့မေးလိုက်တယ်။ဒါကဟုတ်တော့ဟုတ်ပေမဲ့မင်းအတွက်အထူးခွင့်ပြုချက်ရဖို့ကျောင်းတော်ကိုငါတောင်းဆိုပေးပါမယ်။ဒါပေမဲ့မင်းကတင်နန်းကိုလာတက်ဖို့အတွက်ကနဦးသတ်မှတ်ချက်တစ်ခုတော့ရှိတယ်။အဲ့ဒါကတော့တင့်တော်ကောင်းမွန်တဲ့လက်နက်တစ်လက်ကိုမဖြစ်မနေရှာတွေ့ထားရမယ်ဆိုတာပဲလို့ပြန်ဖြေလိုက်ပါတယ်ဗျာ။ဒါနဲ့ပဲယိုနန်ဟာအာရှယ်တို့နှစ်ယောက်ကိုခေါ်ပြီးရှူရီပန်ပြောပြဘူးတဲ့ပန်းမဲဖို့စီကိုတန်းပြီးထွက်လာခဲ့ကြပါတယ်ဗျာ။ဒါပေမဲ့သူတို့မျက်စိရှိကဟောင်းနှံပြက်စီးနေတဲ့အိမ်သေးလေးကိုကြည့်ပြီးဒါကဂန်စီယာမိသားစုအမြဲသွားလေးရှိတဲ့ပန်းမဲဖို့ဆိုတာကိုသူတို့ဘလို့မှမယုံကြည်နိုင်အောင်ဖြစ်နေကြတယ်ဗျ။ယိုနန်တို့အဖွဲ့တကားကိုတွန်းဖွင့်ပြီးဝင်သွားတဲ့အခါမှာတော့အထဲမှာဘယ်သူမှမရှိပဲဟာလာဟင်းလင်းဖြစ်နေခဲ့ပါတယ်ဗျာ။သူတို့၃ယောက်လုံးနားမလည်ဖြစ်နေကြတော့မှပဲအမွေးတွေအပြည့်နဲ့အေယာမလက်ကြီးတစ်ဖက်ကအခန်းတွင်းတကားကိုတွန်းဖွင့်လိုက်ပါတယ်ဗျာ။အဲ့ဒီနောက်မှာတော့အရက်2မီတာခွဲလောက်မြင့်တဲ့ဝမ်ပူလီလူသားတစ်ကောင်ဟာသူတို့ရှေ့မှာကြောက်စရာကောင်းတဲ့ရုပ်သွင်းနဲ့ရက်နေပြီးဘာလာလောက်ကြတာလဲလို့မေးလိုက်ပါတော့တယ်။ယိုနန်လည်းချက်ချင်းပဲဂန်စီယာမိသားစုရဲ့အမှတ်အသားပြားကိုထုတ်ပြလိုက်ပြီးလက်နက်လာရှာတာပါလို့ပြောလိုက်ပါတယ်ဗျာ။ဒါပေမဲ့ဝမ်ပူလီလူသားကြီးကတော့ဘာမှဂယုမဆိုင်တဲ့ပုံစံနဲ့တန်းဝေလိုက်ပြီးငါတို့စီမှာကလေးပေါက်ဆက်တွေနဲ့အယောင်းဝယ်မလုပ်ဘူးကောမင်းတို့လစ်လို့ရပြီလို့ပြောလိုက်တယ်ဗျ။အဲ့ဒီလိုပြောနေရင်းနဲ့ပဲသူ့ရဲ့အကြည့်တွေကအာရှယ်စီကိုရုတ်တရက်ရောက်သွားခဲ့ပါတယ်ဗျာ။ဒါပေမဲ့အခုကွက်တီပဲငါဗိုက်စာနေတာမင်းတို့သာဒီကောင်လေးရဲ့လက်မောင်းကိုငါ့ကိုစားဖို့ပေးမယ်ဆိုရင်တော့မင်းတို့ကိုအခန့်ဖို့ငါစဉ်းစားပေးလို့ရတယ်လို့ပြောလိုက်တယ်။ဒီစကားကြောင့်အနောက်ဘက်မှာရှိနေတဲ့အာရှယ်တယောက်အတော်လေးကိုလန့်သွားခဲ့ပြီးသူကပိန်ပိန်ပါးပါးလေးမို့လို့စားလို့ကောင်းမှာမဟုတ်ဘူးဆိုပြီးကမန်းကရမ်းညင်းပါတော့တယ်ဗျာ။အဲ့ဒီအချိန်မှာတင်ယိုနန်ရဲ့အကြည့်တွေကချက်ချင်းဆူရှာအေးဆက်သွားခဲ့ပြီးညာဘက်လက်ကရှည်လျားတဲ့ဓာတ်ကိုရုတ်တရက်ဆွဲထုတ်ကာဓာတ်သွားကိုဝမ်ပူလီလူသားရဲ့ဝမ်ဘိုက်စီတက်တဲ့ချိန်ရွယ်လိုက်ပါတယ်ဗျာ။ဒါပေမဲ့ဝမ်ပူလီလူသားကြီးကအဲ့ဒီတိုက်ခိုက်မှုကိုငြိမ်ခံလိုက်ပေမဲ့သူ့ကိုယ်ပေါ်မှာတော့ဒဏ်ရာ14မှမရခဲ့ပါဘူးဗျာ။နောက်တစ်စက္ကန့်မှာပဲအပြာနုရောင်အလင်းတွေတောက်ပတ်နေတဲ့အကြည်အောင်တန်ချက်ကအင်ဂျီတစ်ထည်ဟာဖြည်းဖြည်းချင်းပေါ်ထွက်လာခဲ့ပါတယ်။ယိုနန်ကဓာတ်ကင်ထားတဲ့လက်ကိုပို့ပြီးတင်းကျပ်အောင်ဆုပ်ကင်လိုက်တာမြင်တော့ဝမ်ပူလီလူသားကြီးရဲ့မျက်နှာကချက်ချင်းပြောင်းလဲသွားခဲ့တယ်ဗျ။အထင်လွဲနေတာပါကွာ။ဒါတွေအကုန်လုံးကအထင်လွဲတာပါ။ဒါကငါတို့ပန်းမဲဖို့ရဲ့စီကန်းလေးပထမဆုံးအကြိမ်လာတဲ့ဧည့်သည်တွေဟာစွမ်းရည်စမ်းသပ်မှုကိုအရင်အောင်မြင်ရမယ်။အခုကကွက်တီပဲငါကလည်းငါရဲ့ဒီကြည်အောင်တန်ချက်ကအင်ဂျီရဲ့အာနိတင်ကဘလို့ရှိလဲဆိုတာကိုစမ်းသပ်ချင်နေတာနဲ့တမင်တက်တက်ရန်စလိုက်တာပါလို့ရှင်းပြပါတော့တယ်။ဒီအကြောင်းပြချက်ကနည်းနည်းရုပ်တိမတန်ဘူးဆိုပေမဲ့လည်းယိုနန်ကတော့ဒီကောင်ကြီးလိန်ပြောနေတာမဟုတ်ဘူးလို့ခန်းစားလိုက်ရပါတယ်ဗျာ။
ဒါနဲ့ပဲယိုနန်ဟာဓာတ်ကိုပြန်သိမ်းလိုက်ပြီးငါကြံပေးချင်တာကတော့မင်းရဲ့ဒီလိုစမ်းသက်တဲ့လုပ်ငန်းစဉ်ကိုနောက်ဆိုနေ့လယ်ဘက်မှာလုပ်တာပိုကောင်းလိမ့်မယ်လို့ပြောလိုက်ပါတယ်ဗျာအဲ့ဒီနောက်မှာတော့ဝမ်ပူလေလူသားဟာအရင်ကရောက်တက်နေတဲ့ပုံစံကနေလုံးဝပြောင်းလဲသွားပြီးအာရှယ်ကိုပြုံးပြကတောင်းပန်လိုက်ပါတယ်ဗျာတောင်းပန်ပါတယ်ကွာမင်းကိုလန့်သွားစေမိပြီထင်တယ်ဒါပေမဲ့မင်းစိတ်ချလို့ရပါတယ်ငါကလူမစားပါဘူးကိုငါနာမည်ကဒီဒီဝိပါဒီပန်းမဲဘိုရဲ့တကားဆောင်ပေါ့ဒီနေရာကငါတို့ပန်းမဲဘိုရဲ့အဝင်ဝါလေးတက်တက်ပါပဲအခုမင်းတို့ကိုတကယ်ပန်းမဲဘိုအစ်စ်စီငါခေါ်သွားပေးပါမယ်တဲ့ဗျာအဲ့ဒီနောက်ဒီဒီဝိကသူတို့ကိုအထဲကိုခေါ်သွားပြီးအုတ်ခဲကြားထဲမှာမြုပ်ထားတဲ့ခလုတ်တစ်ခုကိုအားနဲ့ဖိနှိပ်လိုက်ပါတယ်ဗျာကြောက်ဆိုတဲ့အတန်နဲ့အတူမြေကြီးအောက်ကနေဆက်သွားတွေလဲပတ်နေတဲ့အတန်ကြီးကတဝုံဝုံနဲ့ဆက်တိုက်ထွက်ပေါ်လာခဲ့တယ်သူတို့ခြေအောက်ကကြောက်ပြားကြီးဟာရုတ်တရက်ပြင်းပြင်းထန်ထန်တုန်ခါလာပြီးအဲ့ဒီနောက်မှာတော့မြေပြင်ကြီးတစ်ခုလုံးကသူတို့ကိုတင်ဆောင်ကအောက်ကိုအလျင်မြန်နှိမ့်ဆင်းသွားပါတော့တယ်ဗျာဒီအောက်မှာမြေအောက်မြို့တော်တစ်ခုပုံကွယ်နေလိမ့်မယ်လို့ဘသူကထင်ထားမှလဲဗျာအဲ့ဒါကတော့အင်မာယာမြို့တော်ရဲ့အကောင်းဆုံးနဲ့အကြီးဆုံးပန်းမဲဘိုကြီးဖြစ်တဲ့ပါလူချီယာပဲဖြစ်ပါတယ်ဗျာဒီဒီဝိကသူ့ရင်ဘက်ကိုပုတ်လိုက်ပြီးယိုနန်မင်းကငါရဲ့စမ်းသပ်မှုကိုအောင်မြင်ခဲ့ပြီဆိုတော့မင်းကိုတေချာလိုက်ပြဖို့ငါတာဝန်ယူပါတယ်ကွာဒီမြေအောက်မြို့တော်ကိုလိုက်ပြတာမဟုတ်ဘူးနော်တအင်မာယာလုံးမှာအတော်ဆုံးဖြစ်တဲ့နမီကျော်ပန်းမဲဆရာကြီးစီကိုခေါ်သွားပေးမှလို့ပြောလိုက်တယ်ဗျတိတ်မကြခင်မှာပဲဒီဒီဝိဟာယိုနန်တို့ကိုခေါ်ပြီးမြေအောက်မြို့တော်ရဲ့အနက်ရှိုင်းဆုံးနေရာကပန်းမဲဘိုတစ်ခုစီကိုရောက်ရှိသွားခဲ့ပါတယ်ဗျာပန်းမဲဘိုထဲမှာတူကင်ပြီးတန်ထုနေတဲ့အဘိုးကတော့နှစ်ပေါင်း400တိုင်တိုင်လက်နဲ့သုံးလုပ်ခဲ့တဲ့အတွေ့အကြုံရှိတဲ့ကန်ထဝင်ပန်းမဲဆရာကြီးဒူလန်ပဲဖြစ်ပါတယ်ဗျာဒီဒီဝိတို့ဝင်လာတဲ့အတန်ကိုကြားတော့ဒူလန်ကသူ့လက်ထဲကတူကိုရက်လိုက်တယ်မင်းကတပြိုင်နက်တည်းလူ3ယောက်တောင်ခေါ်လာလိမ့်မယ်လို့မထင်ထားဘူးဒါဆိုအဲ့ဒီတွေရဲ့ကတယောက်ကလုံလောက်တဲ့စွမ်းရည်ရှိနေလို့ပေါ့ဟုတ်လားလို့မေးလိုက်ပါတယ်ဗျာဒီဒီဝိလည်းဒီစကားကိုကြားတော့ချက်ချင်းခါကိုမလိုက်ပြီးသူ့နောက်ကယိုနန်ကိုလက်ညှိုးထိုးပြလိုက်ပါတယ်ဗျာဒါပေါ့ဒီကောင်လေးရဲ့စွမ်းရည်ကခင်ဗျားကိုအန်တသွားစေရမယ်ဆိုတာတေချာတယ်ဗျာလို့ပြန်ဖြေလိုက်တယ်ဒါပေမဲ့ဒူလန်ကတော့ယိုနန်ရဲ့နုနယ်ပြုံမြင့်နေသေးတဲ့ရုပ်သွင်းကိုကြည့်ပြီးလုံးဝမယုံကြည်တဲ့ပုံမှာပဲဗျာဘာဆက်နဲ့ပြောနေလို့တော့အလားကားပဲလေကွက်တီပဲဓာတ်တလက်သုံးလို့ဖို့ဆိုတာကိုင်ဆောင်မဲ့သူရဲ့ကိုယ်ပိုင်စွမ်းရည်တွေနဲ့ပေါင်းစပ်ဖို့လိုတယ်ဒါကြောင့်သူ့ရဲ့စစ်မှန်တဲ့စွမ်းရည်တချို့ကိုထုတ်ပြခိုင်းလိုက်တာပိုကောင်းမယ်တဲ့ယိုနန်လည်းနင်းနေနားမလဲဖြစ်သွားပေမဲ့သူ့ခါမှာချိတ်ထားတဲ့တန်မီတာကိုချက်ချင်းဆွဲထုတ်လိုက်ပါတယ်ဗျာဒါပေမဲ့ဒူလန်ကတန်မီတာကိုမြင်လိုက်တာနဲ့သူ့မျက်နှာကြီးကချက်ချင်းတင်းမာသွားခဲ့ပြီးဒီလိုအဆုပ်ပလုတ်ကများလက်နက်လို့တတ်မှတ်လို့ရမလားကွာလို့အော်လိုက်တယ်ဗျစကားတော်မဆုံးသေးဘူးသူကယိုနန်လက်ထဲကတန်မီတာကိုရုတ်တရက်လန့်လုလိုက်ပြီးသူကိုမြောက်ကတစ်ချက်တည်းပြင်းပြင်းထန်ထန်ထုချလိုက်ပါတော့တယ်တန်မီတာလည်းနေရာတင်ပဲနှစ်ပိုင်းကျိုးသွားခဲ့ပါတယ်ဗျာမင်းကဒီလိုအမိုက်ကိုများလက်နက်လို့ခေါ်ပြီးအမြဲတမ်းကိုနဲ့အတူတဲသွားနေတာလားလို့မေးလိုက်တယ်ယိုနန်ရဲ့မျက်နှာလည်းချက်ချင်းမီးမောင်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ဒီဓာတ်ကဓာတ်လက်ရာချီထဲကနေသူအကင်တွေရအစင်ပြေဆုံးဆိုပြီးရွေးချယ်လာခဲ့တဲ့ဓာတ်လေဗျာဒီမဲ့အဖိုးကြီးခင်များဘာလုပ်လိုက်တယ်ဆိုတာခင်များကိုခင်များသိရလားလို့ဒေါသရကြီးអော်လိုက်တယ်ဗျဒါပေမဲ့ဒူလန်ကတော့ဘာမှဂယူးမဆိုင်တဲ့ပုံစံနဲ့မလန့်မကန်းကိုလက်ညှိုးထိုးပြလိုက်ပြီးဟိုမှာရှိတဲ့ဓာတ်တွေရဲ့ကနေမင်းကြိုက်တာ2လက်လောက်ရွေးယူလိုက်ပါဒါကမင်းနဲ့တွေ့ဆုံတဲ့အထိမ်းမှတ်လက်ဆောင်ဖြစ်ငါပေးတာလို့ပဲသဘောထားလိုက်ပါလို့ပြောလိုက်ပါတယ်ဗျာဒီထဲကဗဒါကိုပဲဖြစ်ဖြစ်မင်းရဲ့ဟိုဓာတ်စုပ်ထက်အစာပေါင်းရာချီပြီးပိုကောင်းတယ်ဆိုတာငါအာမခံနိုင်နေတဲ့ဒီစကားကိုကြားတော့ယိုနန်လဲကြောင်အန်းဖြစ်သွားပြီးဘေးနားကဒီဒီဝိစီကိုလက်ကြည့်လိုက်ပါတယ်ဒီဒီဝိကသူ့ကိုခေါင်းညစ်ပြလိုက်တာမြင်တော့မှသူလဲအာနာနေဖို့အစီအစဉ်မရှိတော့ပါဘူးဗျာဓာတ်ပုံစံတွေရဲ့ကနေအေးဆက်ဆက်အလင်းရောင်တွေထွက်နေတဲ့မီတဲဓာတ်တလက်ကိုသူရွေးချယ်လိုက်ပါတယ်ဗျာဓာတ်ကိုလက်ထဲစကိုင်လိုက်တဲ့အခိုက်တန့်လေးမှာတင်ယိုနန်ကတခုခုထူးခြားနေတယ်လို့ခန်းစားလိုက်ရပေမဲ့သူကတန်တရားဝင်နေတော့မှာပဲဗျာတကယ်ကွာဟချက်ကဒီလောက်တောင်ကြီးမားနေမှာလားလို့တွေးမိတယ်အဲ့ဒီနောက်ယိုနန်ကတုံဆိုင်ဆိုင်နဲ့ဒူလန်ကိုလက်ကြည့်လိုက်ပြီးစမ်းသက်ချင်တဲ့အတန်မျိုးနဲ့မေးလိုက်ပါတယ်ဗျာကျွန်တော်ဘလောက်ပဲကြီးမားတဲ့ပျက်စီးမှုတွေလုံးမိရောစရာမလိုဘူးဆိုတာကိုအရင်ကတိပေးပါတယ်ဒူလန်ကလက်ခါပြလိုက်ပြီးအရန်ကိုပြတ်သားတဲ့လေတံနဲ့မင်းရဲ့အစွမ်းထက်ဆုံးဓာတ်တိုင်းကိုသာတုံးလိုက်စမ်းပါဘလောက်ပဲပျက်စီးဆုံးရှုံးမှုတွေဖြစ်မင်းကိုငါရောခိုင်းမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဗျာကတိရသွားတဲ့အခါမှာတော့ယိုနန်ဟာမီတဲရဲ့ဓာတ်ရိုးကိုဖိုးဖိုးလေးစုပ်ကင်လိုက်ပါတယ်သူ့ခေါင်းထဲမှာမနေ့ကပါမောက်ခနာဘီရိုဂျာတုံးပြသွားခဲ့တဲ့ဓာတ်ကွက်လေးကချက်ချင်းပေါ်လာခဲ့တယ်ဗျဒီမြင်ကွင်းကိုကြည့်နေတဲ့ဒူလန်ရဲ့မျက်လုံးအိမ်တွေရုတ်တရက်ကျဉ်းမြောင်းသွားခဲ့ပါတယ်ယိုနန်ရဲ့ကိုပေါ်ကနေထွက်ပေါ်လာတဲ့ဓာတ်စွမ်းအင်ဟာနာဘီရိုဂျာရဲ့အရေးရောင်တွေနဲ့အနှဲငယ်တူညီနေတာကိုတွေ့လိုက်ရလို့ပါပဲဗျာနောက်တစ်စက္ကန့်မှတင်ဒါလင်းနန်းဟာရုတ်တရက်လင်းလက်သွားပြီးနားကွဲမတက်ကြလောင်တဲ့ပောက်ကွဲတန်ကြီးနဲ့အတူပန်းမဲဘိုရဲ့နံရံတွေဟာနေရာတင်ပဲအမှုန့်ကျိတ်ခံလိုက်ရတယ်လို့ပြိုကျပျက်စီးသွားပါတော့တယ်ဗျာမြေပြင်ပေါ်မှာလည်းမီတာ100လောက်ရှည်လျားတဲ့အရာမှအကွဲကြောင်ကြီးတစ်ခုဖြစ်ပေါ်လာခဲ့တယ်ယိုနန်နဲ့ဒူလန်တို့နှစ်ယောက်လုံးလည်းနေရာမှာတင်ရက်လျက်သားနဲ့ပါးဆက်ဟောင်းသားဖြစ်သွားကြပါတော့တယ်ဗျာဒူလန်ရဲ့လေတံမှာအရင်ကလိုအထင်သေးတဲ့အရေးရောင်တွေမရှိတော့ပါဘူးဗျာမင်းကိုရောက်ခိုင်းမှာမဟုတ်ဘူးလို့ပြောထားပြီးပြီမို့လို့မင်းစိတ်ပူစရာမလိုပါဘူးဒါပေမဲ့ငါမှမေးစရာလေးတစ်ခုရှိတယ်မင်းကနာဘီရိုဂျာရဲ့တပည့်များလားလို့မေးလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတော့ယိုနန်လည်းရုတ်တရက်အံ့တသွားပြီးအဖိုးကြီးကပါမောက်ခနာဘီရိုဂျာကိုတိနေတာလားလို့ပြန်မေးလိုက်တယ်ဗျဒူလန်ကခေါင်းညိတ်လိုက်ပြီးသူ့မျက်နှာပေါ်မှာဂုံယူဝင့်ကြွားတဲ့အမူအရာတွေပေါ်လာခဲ့ပါတယ်ဗျာဒါဘောကိုသူကိုင်နဲ့ပြန်တန်းနေတဲ့ဒါဝူယူရှာကငါရဲ့ပန်းမဲဘိုကနေထွက်လာတာလေအဲ့ဒါကငါရဲ့နှစ်400ပန်းမဲဆရာဘဝတက်တန်းမှာရဖို့ခဲရင်းနဲ့အကောင်းဆုံးလက်ရတစ်ခုပဲကွာလို့ဖြေလိုက်တယ်ပြောရင်းနဲ့ပဲသူကရုတ်တရက်ဟာဟာလူလူရေမောလိုက်ပြီးယိုနန်ရဲ့ပခုံးကိုလက်လန်းကဖိုးဖိုးလေးပုတ်လိုက်ပါတယ်ဗျာမင်းကမော်စွမ်းအင်အထောက်ပံ့မပါဘဲနဲ့တောင်ဒီလောက်ပြင်းထန်တဲ့ဓာတ်ချက်ကိုခုတ်ပိုင်းနိုင်လိမ့်မယ်လို့ငါမထင်ထားခဲ့ဘူးလွန်ခဲ့တဲ့200ချီအတွင်းမှာမင်းလိုဓာတ်တိုင်းပါရမီရှင်မျိုးကိုငါမမြင်ဘူးခဲ့ဘူးကွာတဲ့ပြောပြီးတဲ့နောက်မှာတော့ဒူလန်ကမျက်မှောင်ကျုပ်သွားပြန်ပါတယ်ဒါပေမဲ့မင်းရဲ့စွမ်းရည်ကအယမ်းမြင့်မားနေတာကလည်းပြဿနာတစ်ခုပဲမင်းနဲ့ကိုက်ညီမဲ့ဓာတ်တလက်ကိုသုံးလုပ်ပေးဖို့ဆိုတာမလွယ်ဘူးကိုဘာလို့လဲဆိုတော့အမာခံဆုံးလို့နမေကြီးတဲ့မီတဲရဲ့ဓာတ်တောင်မှမင်းရဲ့တန်ကိုမခံနိုင်ဘူးဆိုတော့တာမန်တတုတွေကမင်းရဲ့ခွန်အားကိုလုံးဝခံနိုင်ရရှိမှာမဟုတ်ဘူး
အကောင်းဆုံးနဲ့အထူးပြုလုပ်ထားတဲ့တတုဆက်တွေကိုသုံးမှပဲရလိမ့်မယ်လို့ပြောလိုက်တယ်ဗျစကားဆုံးတာနဲ့တပြိုင်နက်ယိုနန်ရဲ့မျက်လုံးတွေကရုတ်တရက်အယောင်လက်သွားပြီးသူ့ကိုယ်ပေါ်မှာကမန်းကတန်းလိုက်ဆန်းရှာပါတော့တယ်ဗျအဲ့ဒီနောက်မှာတော့ယိုနန်ဟာစီတာရဲ့ဥခုံကိုထုတ်ယူလိုက်ပြီးသူ့ရှေ့ကိုကမ်းပေးလိုက်ပါတယ်ဒါကအိမ်မက်ငှက်ရဲ့ဥခုံပါကျွန်တော်မြင်ဘူးသမျှထဲမှာတော့အမာကျောဆုံးအရာတစ်ခုလို့ပြောလို့ရတယ်ဗျဒါကိုတတုစားထိုးအနေနဲ့တုံးလို့ရကောင်းရနိုင်ပါတယ်လို့ပြောလိုက်တယ်ဒူလန်ကဥခုံကိုလမ်းယူပြီးတာနဲ့ချက်ချင်းပဲစတင်ထုနှက်ပါတော့တယ်ဒါပေမဲ့သူကိုထုချလိုက်တဲ့အခါမှာတော့ဒူလန်တယောက်အတော်လေးအံ့တသွားခဲ့ပါတယ်ဗျာဘာလို့လဲဆိုတော့မီတရယ်နဲ့ပြုတ်ထားတဲ့ဒီတူကဥခုံပေါ်မှာအရာလေးတစ်ခုတောင်မထင်စေနိုင်လို့ပါပဲဒူလန်ရဲ့မျက်လုံးတွေဟာချက်ချင်းအယောင်တွေတောက်ပတ်သွားပြီးဥခုံကိုစုပ်ကင်ကယိုနန်ကိုအလောတကြီးလန့်ကြည့်လိုက်ပါတယ်ဗျာဒီလောကကြီးမှာဒီလိုတတုမျိုးစားရှိနေလိမ့်မယ်လို့ငါမထင်ထားခဲ့ဘူးဒါကိုသုံးပြီးငါတကယ်ပဲလက်နဲ့သုံးလို့ရနိုင်မလားတဲ့ဗျာယိုနန်စီကတေချာတဲ့အဖြေကိုကြားလိုက်ရတဲ့အခါမှာတော့ဒူလန်ဟာချက်ချင်းပဲတက်ကြွလန်းဆန်းသွားပြီးသူ့ရင်ဘတ်ကိုပုတ်ကအာမခံလိုက်ပါတယ်ဗျာနောက်ထပ်လောဝက်လောက်နေရင်မင်းသားလာယူလို့ရပြီတအင်ပါရလုံးမှာအကောင်းဆုံးဖြစ်မဲ့ဓာတ်တလက်ကိုမင်းအတွက်ငါတေချာပေါက်သုံးလုပ်ပေးမယ်လို့ပြောလိုက်တယ်ယိုနန်လည်းဒီစကားကိုကြားတော့ကျင်းနဲ့စွာပြုံးလိုက်ပြီးမာလာယာတို့နှစ်ယောက်နဲ့အတူပြန်ဖို့ပြင်လိုက်ပါတယ်ဗျာဒါပေမဲ့မထင်မှတ်ထားပဲဒူလန်ကသူတို့ကိုလမ်းခေါ်လိုက်ပါတယ်ဒီကုံတရေရှိအဲ့ဒီနဲ့အတူဝင်လာတဲ့ကောင်လေးနှစ်ယောက်မင်းတို့လည်းရောက်လာမှတော့လက်ပလာနဲ့ပြန်လို့မဖြစ်ဘူးလေတခြားပန်းမဲဆရာတွေစီသွားပြီးမင်းတို့အတွက်လက်နဲ့သုံးလုပ်ခိုင်းလို့ရတယ်ငါညွှန်းပေးလိုက်တယ်လို့သာပြောလိုက်ပါသူတို့တေချာပေါက်တေချာဂယူးဆိုင်ပေးကြလိမ့်မယ်လို့ပြောလိုက်ပါတယ်ဗျာအဲ့ဒီလိုပြောရင်းနဲ့ဒူလန်ကသူ့လက်ထဲကသူကိုဆက်တိုက်လွဲကထုနှက်နေပါတော့တယ်ငါကိုယ်တိုင်မင်းတို့ကိုလိုက်ဖို့ပေးချင်ပေမဲ့တောင်းပန်ပါတယ်ကွာအခုလောလောဆယ်ငါကောင်းထဲမှာဒီတက်တူကိုဘယ်လိုပုံသွင်းရမလဲဆိုတာပဲရှိနေလို့ပါတခြားကိစ္စတွေကိုငါစိတ်မဝင်စားနိုင်တော့ဘူးတဲ့တောင်မီတဲ့ထုနှက်တန်တွေနဲ့အတူဒူလန်ရဲ့မျက်နှာကြီးကပိုပြီးမြည်ရဲလာခဲ့ပါတယ်ဗျာဒီတက်တူကိုထုနှက်ရတဲ့အတန်ကတကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းတာပဲမင်းတို့ကိုရဲစရာဖြစ်အောင်လုပ်မိတယ်လို့ဖြစ်သွားပြီလို့ပြောလိုက်တယ်ယိုနန်တို့၃ယောက်လည်းကြောင်အန်းဖြစ်သွားကြပါတယ်လမ်းမှာတော့ကဒီဝေးကဒူလန်ရဲ့အကျင့်စရိုက်ကနည်းနည်းထူးဆန်းတယ်အမြင်မကတ်ကြဖို့ကြိုပြောခဲ့တာမထူးဆန်းတော့ပါဘူးဗျာအဲ့ဒီနောက်ယိုနန်ကမာလာယာနဲ့အာရှယ်တို့နှစ်ယောက်ကိုခေါ်ပြီးတော်တော်လေးကောင်းမွန်တဲ့ပန်းမဲဆရာတယောက်စီရွေးချယ်သွားခဲ့ပါတယ်လက်နဲ့ရွေးချယ်တဲ့အခါမှာလည်းအကောင်းဆုံးတတုတွေကိုတစ်ဆက်လေးမှတုံဆိုင်မနေပဲရွေးချယ်ခဲ့ကြပါတယ်ဗျာဒါနဲ့ပတ်သက်ပြီးယိုနန်ကတော့နည်းနည်းလေးမှနှမျောတွန့်မနေခဲ့ပါဘူးဘာလို့လဲဆိုတော့ရှူရီပန်ပေးထားတဲ့ကိုပိုင်မတ်သားပြားရှိနေလို့ဒီမှာကြားတဲ့မဲ့ကုန်ကြစရိတ်အားလုံးကိုဗျမ်းစီယာမိသားစုကအကုန်တာဝန်ယူရှင်းပေးမှာမို့လို့ပါပဲဗျာစောင့်ဆိုင်နေရတဲ့တရင်နှစ်ပတ်တာကာလအတွင်းမှာတော့ဘာမှလုပ်เสียမရှိတဲ့ယိုနန်တယောက်ဖီလီယွန်ကျောင်းတော်ကြီးထဲမှာဟိုတီလျှောက်သွားနေရင်းနဲ့မတော်တဆဘာမောက်ခနာဘီယိုဂျာရဲ့တီးတန့်တင်တန်းကွင်းစီကိုရောက်သွားခဲ့ပါတယ်ဗျာသူမျက်စိရှိကခဏထဲဝါလာတဲ့တင်ကြားရဲ့အဆောက်အုံကြီးကိုကြည့်ရင်သူ့စိတ်ထဲမှာတန်တရားလေးတွေချစ်လာခဲ့တယ်နာဘီယိုဂျာကသူ့ကိုတကယ်လက်နက်အစ်စ်ကိုရှာတွေးမှအတန်းလာတက်ဖို့ပြောထားခဲ့တာလေအခုဒူလန်စီကနေရလာမဲ့လက်နက်ကတော့သူ့ရဲ့တမတ်ချက်တွေနဲ့ကိုက်ညီလောက်ပြီလို့တွေးမိလိုက်ပါတယ်ဗျာဒါပေမဲ့သူစဉ်းစားလို့တော့မဆုံးသေးခင်မှာပဲနာဘီယိုဂျာဟာဘယ်ချိန်ကလေးကသူ့ဘေးနားရောက်နေမှန်းမသိလောက်အောင်ပေါ်လာခဲ့ပါတယ်ဗျာယိုနန်စကားပြောဖို့တောင်အချိန်မရလိုက်ပါဘူးနာဘီယိုဂျာကသူ့ရဲ့နားရွက်ကိုလက်နဲ့လမ်းဆွဲလိန်လိုက်ပါတော့တယ်တကယ်ပဲမတွေ့ရတာကြာပြီနော်ယိုနန်လက်နဲ့ရတာနဲ့ငါတင်တန်းကိုချက်ချင်းလာတက်ဖို့ငါမင်းကိုတေချာပြောထားခဲ့တယ်မလားဘာလို့အခုမှရောက်လာရတာလဲတဲ့ဗျာယိုနန်ကရှင်းပြဖို့လုပ်ပေမဲ့လည်းနာဘီယိုဂျာကတော့သူ့ကိုစာတင်ကန်းတဲ့စီကိုတိုက်ရိုက်ဆွဲခေါ်သွားပါတော့တယ်ဗျာစင်ဂျီတွေကိုလမ်းကြမှာပဲဆက်ပြောကြတာပေါ့ဗျာအခုတော့ကျုံနောက်ကိုမြ мян တာလိုက်ခဲ့စမ်းပါယိုနန်တယောက်နာဘီယိုဂျေရဲ့ဆွဲခေါ်ရာနောက်ကိုပါသွားပြီးတိုင်းကျင်ကွင်းထဲကိုရောက်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့နာဘီယိုဂျေကလက်ပိုက်လိုက်ပြီးကွင်းထဲမှာရှိနေတဲ့သူအားလုံးကိုလမ်းပြောလိုက်ပါတယ်ဒီကောင်လေးကမိတ်ဆက်ပွဲမှာတော်တော်လေးနမိတ်ကြီးသွားခဲ့တာဆိုတော့မင်းတို့အားလုံးလည်းသူ့ကိုတီးလောက်ပြီလို့ထင်ပါတယ်ဒါကြောင့်ငါထပ်ပြီးမိတ်ဆက်ပေးမနေတော့ဘူးဒီနေ့ကစပြီးသူမင်းတို့နဲ့အတူတင်တန်းတက်ရလိမ့်မယ်သူ့စကားလဲဆုံးရောကွင်းထဲမှာရှိနေတဲ့သူတွေကြားမှာပေါ်လောလိုက်သွားပါတော့တယ်တေချာတာပေါ့ဗျာအဲ့ဒီထဲမှာခက်ဆွာဆွာကောင်တွေရဲ့လောင်ပြောင်တရော်တန်တွေလည်းပါတာပေါ့ဒါတွေကိုယိုနန်ကတော့နည်းနည်းလေးမှဂယူးမဆိုင်ခဲ့ပါဘူးသူ့ကြီးတွေကလူအုပ်ကြီးစီကိုဝေဝဲကြည့်လိုက်တဲ့အခါမှာတော့ရင်းနှီးနေတဲ့မျက်နှာတချို့ကိုတွားတွေ့လိုက်ရပါတယ်အဲ့ဒီထဲမှာမိတ်ဆက်ပွဲတုန်းကရှင်ပြိုင်ခဲ့မှုတဲ့စီနီယာတွေဖြစ်တဲ့ဗရန်နဲ့နိုင်စတူတို့တင်မကပဲသူ့ရဲ့မဟာယန်သူတော်ကြီးရှူရီပန်မှာပါဝင်နေတာပါအဲ့ဒီအချိန်လေးမှာပဲလူရိတ်တစ်ခုကကမန်းကရန်ပြေးဝင်လာခဲ့ပါတယ်နာဘီရိုဂျေရဲ့ရှေ့ကိုအမောတကောနဲ့ရောက်လာပြီးသူနောက်ကျရတဲ့အကြောင်းရင်းကိုတိုးတိုးလေးရှင်းပြနေခဲ့ပါတယ်နာဘီရိုဂျေကတော့အဲ့ဒီစကားကိုကြားတဲ့အခါမှာသူ့ကိုအပြစ်မတင်တဲ့အပြင်ယိုနန်နဲ့ပါမိတ်ဆက်ပေးလိုက်ပါသေးတယ်ဒီလိုလဲကြားရောအဲ့ဒီကောင်မလေးကချက်ချင်းပဲနူးညံ့တဲ့ပြုံးလေးကိုပြုံးလိုက်ပြီးယိုနန်ဘက်ကိုလှည့်ကတွေ့ရတာဝမ်းသာပါတယ်ယိုနန်အမတ်ကတော့ဒီတင်တန်းရဲ့လက်ထောက်ဆရာမတိုင်းပညာမေဂျာဒုတိယနှစ်ကအဒဲရှံပါလို့မိတ်ဆက်လိုက်ပါတယ်အဲ့ဒီအခါမှာယိုနန်တယောက်နေရာတင်ကြက်တေတေသွားပါတော့တယ်ဘာလို့လဲဆိုတော့သူလုံးဝကိုထင်မထားခဲ့လို့ပါပဲကြိုင်ပက်ကင်းနဲ့စစ်ကဲအုပ်ချုပ်မှုဆွဲရည်တွေနဲ့အတူတမိုင်းမှာပထမဆုံးစစ်တူကြီးရာထူးကိုတလန်းနိုင်ခဲ့တဲ့အမျိုးသမီးလူတိုင်းကတမနီတခင်မလို့တင်စားခေါ်ဝေါ်ကြတဲ့စစ်တူကြီးအဒဲရှံဟာစစ်ထဲမဝင်ခင်အချိန်တုန်းကဒီလောက်တောင်ဂယူးဆိုင်တက်တဲ့အမကြီးတယောက်ရဲ့ပုံစံမျိုးဖြစ်နေလိမ့်မယ်လို့သူမထင်ထားခဲ့မိဘူးလေဒါပေမဲ့အဲ့ဒီအန်တာမှုကခဏလေးတွင်းမှာပဲတန်တရားတွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဒဲရှံတယောက်လူတွေကြားထဲမှာဟိုဘက်ဒီဘက်ပြေးလွှားလှုပ်ရှားနေတာကိုတွေ့လိုက်ရလို့ပါဒီလက်ထောက်ဆရာမဆိုတဲ့ယာဒူးကကလေးထိန်းတာနဲ့တိတ်မကွာဘူးလားဗျာဘသူမဆိုသူ့ကိုဖြစ်တယ်လို့ခိုင်းစေနေကြတာလေအဲ့ဒီအချိန်မှာပဲကောင်လေးတယောက်ကယိုနန်နားကိုရှောက်လာပြီးစမ်းတက်ချင်တဲ့လေတံမျိုးနဲ့မင်္ဂလာပါယိုနန်နာကတတိယနှစ်ကအိုဝင်ပါမိတ်ဆက်ပွဲတုန်းကမင်းရဲ့အစွမ်းပြမှုတွေအကြောင်းကိုငါတော်များများကြားထားပါတယ်ဒါကြောင့်ဒီခွင့်ရေးကိုယူပြီးမင်းစီကနေတင်ယူခြင်းလို့ပါငါတို့နှစ်ယောက်အစမ်းလေးချင်းကြည့်ကြမလားလို့မေးလိုက်ပါတယ်ဒါပေမဲ့အခုချိန်မှာယိုနန်ရဲ့အာယုံတွေအားလုံးကအဒဲရှန်စီမှာပဲရောက်နေတာမို့အစမ်းလေးချင်းစိတ်နည်းနည်းလေးမှမရှိနေခဲ့ပါဘူးဒါပေမဲ့အိုဝင်ကတော့လုံးဝလက်မလျှော့ပါဘူး
ရုတ်တရက်အဒဲရှံဘက်ကိုလှည့်ပြီးကြဲလောင်တဲ့အတန်ကြီးနဲ့ဟိုဘက်ကငတုံးမှငါလေးချင်းဖို့လန့်သွားယူခဲ့စမ်းလို့အော်ခိုင်းလိုက်ပါတယ်အဲ့ဒီစကားကိုကြားတော့အဒဲရှံကကမန်းကရန်ခေါင်းကြီးပြလိုက်ပြီးဟုတ်ကဲ့အခုပဲသွားယူပေးပါမယ်လို့ပြန်ဖြေလိုက်ပါတယ်ဒါပေမဲ့တူလန်ရှည်ကြီးကိုကင်ပြီးပြေးလာတဲ့အချိန်မှာတော့အိုဝင်ကတမင်တက်တက်ပြဿနာရှာပါတော့တယ်ငါလန်ဒိုကိုပြောင်းသုံးနေတာဘလောက်တောင်ကြာနေပြီလဲနင်ကဘာလို့လန်ရှည်ကိုယူလာရတာလဲငတုံးမရဲ့ဒါကိုအဒဲရှံကတိုးတိုးလေးရှင်းပြရှာပါတယ်တောင်းပန်ပါတယ်အိုဝင်အရင်ဘက်ကတင်ကန်းစာတုံးကနင်လန်ရှည်ကိုတုံးခဲ့လို့ပါသူ့စကားတောင်မဆုံးသေးဘူးအိုဝင်ကလန်ရှည်ကိုလွှဲပြီးသူမရဲ့ခေါင်းကိုရိုက်ချလိုက်ပါတော့တယ်နင်ကလက်ထောက်ဆရာမဖြစ်ပြီးဒီလောက်ကိစ္စလေးကိုတောင်မမှတ်မိဘူးဆိုတာဖြစ်တင်လို့လားနင်ကမူလကတည်းကဒီတင်တန်းကိုတက်ခွင့်တောင်မရှိတဲ့ဟာကိုနေပြနာဘီရိုဂျေကိုအတနာခံပြီးမှဒီအခွင့်အရေးကိုရလာတာလေဒါကိုတောင်ဒီကိစ္စသေးသေးလေးကိုတေးသေးချာချာမလုပ်နိုင်ဘူးလားအိုဝင်ရဲ့စကားတွေတောင်ဆုံးအောင်မပြောရသေးခင်မှာပဲယိုနန်ကမျက်နှာထားတင်းမာခတ်ထန်စွာနဲ့သူ့ရဲ့လန်ရှည်ကိုစုပ်ကင်လိုက်ပါတယ်မင်းရဲ့အစမ်းလေးချင်းဖို့ဖိတ်ခေါ်ချက်ကိုငါလက်ခံလိုက်ပြီဒါကြောင့်ငါနဲ့လာရှင်းပြလိုက်စမ်းပါအချိုးမပြေတဲ့မင်းလိုငတုံးကောင်ဘာဖြစ်လို့လဲဆိုတော့ယိုနန်ရဲ့စိတ်ထဲမှာလေစစ်သူကြီးအဒဲရှံဟာသူ့ရဲ့အမရင်းကလွဲရင်သူ့အလေးစားဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေလို့ပါပဲစစ်သူကြီးကိုဒီလိုအမိုက်ကောင်မျိုးကဖြစ်တယ်လို့အနိုင်ကျင့်နေတာကိုသူလုံးဝခွင့်လွှတ်မှာမဟုတ်ပါဘူးဒီမြင်ကွင်းကိုမြင်တော့အိုဝင်ကနှုတ်ခမ်းတစ်ဖက်ကိုတွန့်ကာပြုံးလိုက်ပြီးမင်းစောစောကတော့လေ့ကျင့်ခြင်းပုံမရပါဘူးဒီနေ့တုံးမှအတွက်ဝင်ပါခြင်းလို့များလားဒါမှမဟုတ်မင်းတို့နှစ်ယောက်ကြားမှာပြောမထွက်နိုင်တဲ့ပတ်သက်မှုများရှိနေလို့လားသူ့စကားတောင်မဆုံးလိုက်ပါဘူးဗျာယိုနန်ကဓာတ်ကိုကင်ပြီးအိုဝင်ရဲ့လန်ရှိစီကိုအားကုန်လွဲကထိုးချလိုက်ပါတော့တယ်အဲ့ဒီတိုက်ခိုက်မှုရဲ့အရှိန်ကြောင့်အိုဝင်တယောက်မီတာ10နဲ့ချီပြီးနောက်ကိုလွင့်စင်ထွက်သွားခဲ့ပါတယ်သူချင်းမခိုင်ပဲရိုင်းလဲသွားတာကိုထိမ့်လိုက်ပြီးတဲ့နောက်မှာတော့အိုဝင်ရဲ့မျက်နှာပေါ်မှာမယုံကြည်နိုင်တဲ့အမူအရာတွေအပြည့်ဖြစ်နေခဲ့ပါတယ်ဒီကောင်လေးကမော်စွမ်းအင်ကိုနည်းနည်းလေးမှမတုံးထားဘဲနဲ့ဘာလို့များတိုက်ခိုက်မှုအရှိန်ကဒီလောက်တောင်ကြောက်စရာကောင်းနေရတာလဲယိုနန်ကသူ့ကိုကြည့်ပြီးအလွန်အေးဆက်တဲ့လေတန်းနဲ့ပြောလိုက်ပါတယ်မင်းကလန်ဒိုကိုပဲတုံးမယ်လို့အော်ဟစ်နေတာကိုတွေးလို့လေဒါကြောင့်ငါကမင်းကိုကူပြီးလဲပေးလိုက်တာပါဘယ်လိုလဲအခုငါနဲ့ရှင်ပြိုင်လို့ရပြီမလားအဲ့ဒီစကားကိုကြားတော့အိုဝင်ကအောက်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့သူ့လက်ထဲကလန်ရှည်ကြီးဟာနှစ်ပိုင်းကျိုးသွားခဲ့ပြီဆိုတာကိုတွေးလိုက်ရပါတော့တယ်စက်တိုက်အဆက်ခွဲခံလိုက်ရတဲ့ဒေါသတွေကအိုဝင်ရဲ့ဦးနောက်ကိုချက်ချင်းပဲလွှမ်းမိုးသွားပါတော့တယ်သူကကျိုးသွားတဲ့လန်သွားကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ပြီးယိုနန်စီကိုယူသွတ်နေရဲ့အလားထိုးချလိုက်ပါတယ်အရှိန်ဟုန်နဲ့ဝင်လာတဲ့တိုက်ခိုက်မှုကိုကြည့်ပြီးယိုနန်ကတော့ကမန်းကရန်ရှောင်တိန်ဖို့မကြိုးစားခဲ့ပါဘူးလန်သွားကသူ့စီရောက်ဖို့တူးည1 စင်တီမီတာလိုလောက်ကြမှာပဲသူကရုတ်တရက်လှုပ်ရှားလိုက်ပါတယ်ဖြစ်တယ်လို့လေးတစ်ချက်လွှဲရိုက်လိုက်ုံနဲ့တင်ဟိုကောင်ကိုနောက်ဆုတ်သွားစေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ယိုနန်ကသူ့ရဲ့ဓာတ်နဲ့အိုဝင်ရဲ့မျက်နှာကိုအားရပါရရိုက်ချလိုက်ပါတော့တယ်ပြင်းထန်လုံးနဲ့အားအင်ကြောင့်အိုဝင်တယောက်မျက်စိရှိမှမောက်မိုက်သွားပြီးတတိလက်လိုနီးပါးဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ယိုနန်ကတော့ဒေါသမပြေသေးပါဘူးဗျာရှေ့ကိုထပ်တိုးသွားပြီးဘလက်မှန်ပါတောင်ရိုက်ချက်နဲ့နောက်တစ်ခွက်ထပ်ကျွေးလိုက်ပြန်ပါတယ်ဒီလိုဆက်တိုက်တိုက်ခိုက်မှုတွေကိုခံလိုက်ရတဲ့အိုဝင်ဟာနောက်ဆုံးမှာတော့မြေကြီးပေါ်လဲကျသွားပြီးတဆက်ဆက်တုံရင်နေပါတော့တယ်ဒီကိစ္စတွေအားလုံးလုပ်ပြီးသွားတဲ့အခါမှာတော့ယိုနန်ကစောစောကအဒဲရှံကိုခိုင်းစေခဲ့တဲ့လူတစုစီကိုတစ်သားသားနဲ့ချိန်ရွယ်လိုက်ပါတယ်ကဲနောက်ထပ်မင်းတို့အလဲပဲကိစ္စလေးနည်းနည်းလေးကိုတောင်သူများစီဒုက္ခသွားပေးနေကြတယ်လက်ထောက်ဆရာမကမင်းတို့ရဲ့ကိုပိုင်စေခံများမှတ်နေလားဒါမှမဟုတ်သူများတကာကိုအနိုင်ကျင့်ရတာကတိတ်ရတာရှိနေလို့လားအဲ့ဒီလိုဆိုရင်လဲငါ့ကိုလာနိုင်ကျင့်ကြည့်ကြလေငါကအနိုင်ကျင့်ရတာတိတ်လွယ်တဲ့လူမျိုးကိုအဲ့ဒီလိုပြောနေရင်နဲ့ယိုနန်ရဲ့ကိုပေါ်ကနေကြောက်မခန်းလေးအရှိန်ဝါတွေထွက်ပေါ်လာပါတော့တယ်ဒီလိုဖိအားတွေကြောင့်အဲ့ဒီလူတစုမှာကြောက်လုံးလို့တေးတောင်ထွက်ကြမတက်ဖြစ်သွားကြပါတယ်ဒါကိုမြင်တော့အဒဲရှံကကမန်းကရန်ပြေးလာပြီးယိုနန်ရဲ့ရှေ့မှာဝင်ကာလိုက်ပါတယ်ထော်ပါတော့ယိုနန်ရဲ့ဘာလို့အမအတွက်နဲ့ဒီလောက်တောင်ဒေါသထွက်နေရတာလဲဆိုတာကိုတော့နားမလည်ပေမဲ့အမတကယ်ဘာမှမဖြစ်ပါဘူးကျေးဇူးပြုပြီးစိတ်အေးထားပါနော်ဒါပေမဲ့ယိုနန်ကတော့ရက်တက်မဲ့အရေးအယောင်နည်းနည်းလေးမှမပြခဲ့ပါဘူးဒီနေ့တုန်းတွေခင်များကိုအခုလိုဆက်ဆံနေတာကိုကျွန်တော်လုံးဝသီးမခံနိုင်ဘူးအနည်းဆုံးတော့ဒီအင်ပါယာကြီးထဲမှာခင်များကိုစော်ကားခွင့်ရှိတဲ့သူတယောက်မှမရှိစေရဘူးအဲ့ဒီလိုပြောပြီးယိုနန်ကအဒဲရှံကိုဘေးဘက်ကိုညင်ညင်တာတာလေးတွန်းဖယ်လိုက်ပါတယ်ဒီနေ့ဒီကောင်တွေအားလုံးကိုပညာမပေးရရင်ကျွန်တော်လုံးဝနောက်ဆုံးမှာမဟုတ်ဘူးအဲ့ဒီအချိန်လေးမှာပဲနာဘီရိုဂျေရဲ့အာနာဘာဘာအတန်ကြီးကရုတ်တရက်ထွက်ပေါ်လာပါတယ်ဒီပြဇက်ကဒီလောက်နဲ့ပြီးတင်ပြီးယိုနန်စကားတန်လဲဆုံးသွားရောကြောက်မက်ဖွယ်ကောင်းတဲ့ဖီအားကြီးတစ်ခုကကွင်းတစ်ခုလုံးကိုချက်ချင်းဖုံးလွှမ်းသွားပါတော့တယ်ယိုနန်တယောက်နေရာတင်တောင်းတင်းသွားခဲ့ပါတယ်ယိုနန်ကမလှုပ်ရှားခြင်းလို့မဟုတ်ပါဘူးသူ့ခန္ဓာကိုယ်ကလုံးဝကိုအမိတ်မနာခံတော့လို့ပါအချောင်းချောင်းနေတဲ့စပားကြီးမျိုးတစ်ကောင်ရဲ့စိုက်ကြည့်ခြင်းကိုခံလိုက်ရတယ်လို့မျိုးအသက်ရှူရတာတောင်တော်တော်လေးခက်ခဲလာပါတယ်စောစောကမင်းတို့အစမ်းလေးကျင့်နေကြတာဆိုတော့အိုဝင်ရဲ့ကိစ္စကိုငါပြစ်မယူတော့ဘူးဘာပဲဖြစ်ဖြစ်စစ်မြေပြင်မှာဆိုရင်တူတီထက်ပိုဆိုးတဲ့ဒဏ်ရာတွေရနိုင်တာပဲလေဒါပေမဲ့မင်းကပြဿနာကိုပိုကြီးအောင်လုပ်လာမယ်ဆိုရင်တော့ဆရာတယောက်အနေနဲ့ငါဆက်ပြီးကြည့်နေလို့မရတော့ဘူးယိုနန်ကသွားကိုကြိတ်ထားရင်နာဘီရိုဂျီရဲ့လစ်လျူရှုထားမှုအပေါ်တော်တော်လေးမကြေမနက်ဖြစ်နေခဲ့ပါတယ်လက်ထောက်ဆရာမအနိုင်ကျင့်ခံနေရတာကိုအစကတည်းကတိနေရက်နဲ့လက်ပိုက်ကြည့်နေဖို့ရွေးချယ်ခဲ့တယ်လေနာဘီရိုဂျီကဘာမှထပ်မရှင်းပြတော့ပဲလေတံကိုပို့ပြီးတင်းမာလိုက်ပါတယ်ဒါကငါနဲ့လက်ထောက်ဆရာမကြားကကိစ္စပဲမင်းဝင်ပါရမယ့်ပြဿနာမဟုတ်ဘူးငါမင်းကိုနောက်ဆုံးအကြိမ်ထပ်ပြီးတတိပေးမယ်မင်းရက်မှာလားမရက်ဘူးလားအဲ့ဒီစကားကိုကြားတော့ယိုနန်ရဲ့မျက်လုံးတွေကရုတ်တရက်ဆူးရှလာပြီးနာဘီရိုဂျီရဲ့ဖိအားကနေရုံထွက်နိုင်ဖို့ခန္ဓာကိုယ်ကိုအစွမ်းကုန်အားယူလိုက်ပါတယ်နောက်ဆုံးမှာတော့ယိုနန်အောင်မြင်သွားခဲ့ပါတယ်သူကတစ်သားသားကိုဖြည်းဖြည်းချင်းမြောက်လိုက်ပြီးနာဘီရိုဂျီစီကိုချိန်ရွယ်လိုက်ပါတယ်ခင်ဗျားဘယ်နှခါပဲမေးမေးကျွန်တော်ဖြေကတော့အတူတူပဲကျွန်တော်ရည်ရွယ်ချက်မပြည့်မချင်းလုံးဝနောက်ဆုံးမှာမဟုတ်ဘူးအဲ့ဒီအခါနာဘီရိုဂျီကတက်ပြင်းတစ်ချက်ကိုမချင်မရဲချလိုက်ပါတယ်အဲ့ဒီလိုဆိုရင်တော့ငါအကျန်းသုံးရတော့မှာပေါ့
သူ့နှုတ်ခမ်းကနေညချမ်းစူးညောင်းဆိုတဲ့စကားလုံးနှလုံးကိုတိုးတိုးလေးရွတ်ဆိုလိုက်တာနဲ့တပြိုင်နက်ယိုနန်ရဲ့အာယုံထဲမှာအေယာမစပားကြီးမြေကြီးတကောင်ကသွေးတန်ရဲရဲ့ပါဆက်ကြီးကိုဟာပြီးသူ့စီကိုခေါ်အုပ်လာတယ်လို့ခန်းစားလိုက်ရပါတယ်ခန့်လေးအတွင်းမှာတင်ယိုနန်တယောက်တတိလက်မင်းမျောသွားပါတော့တယ်အိမ်မက်ထဲမှာတော့အဲ့ဒီတန်မဏိစစ်သူကြီးကိုသူပြန်တွေ့လိုက်ရပြန်ပါတယ်အဲ့ဒီအချိန်တုန်းကသူဟာဘီလူကြီးတွေကိုတိုက်ခိုက်ရမယ့်စစ်ပွဲကတေဖို့ရာခိုင်နှုန်းများနေမှန်တီးတီးရဲနဲ့တက်မှုဆိုတဲ့တာဝန်ကြီးကိုနောက်မတွန့်ပဲလက်ခံခဲ့တာပါယိုနန်ကသူ့ကိုဘာဖြစ်လို့လဲဆိုပြီးမေးခဲ့ပူပါတယ်အဲ့ဒီတုန်းကသူကယိုနန်ကိုဒီလောကကြီးမှာအသက်ရှင်နေတဲ့လူတိုင်းမှာညှင်းဆန်လို့မရတဲ့ကိုယ်ပိုင်တာဝန်တွေရှိကြတယ်လို့ပြန်ဖြေခဲ့ပါတယ်စကားတန်ဆုံးတာနဲ့မြင်ကွင်းကရုတ်တရက်ပြောင်းလဲသွားပြန်ပါတယ်အဲ့ဒါကဘီလူကြီးတက်800ပေါ်လာခဲ့တဲ့နောက်ဆုံးချိန်လေးပါပဲစစ်သူကြီးကပုတီးစိတ်ကိုသူ့လက်ထဲထည့်ပေးလိုက်ပြီးတဲ့နောက်မှာတော့ဝင်ကျသွားတဲ့အလားတပြင်းချလိုက်ပါတယ်ယိုနန်မင်းကကိုတသက်လုံးခွင့်မလွတ်ဖို့ငါမျှော်လင့်ပါတယ်ဘာလို့လဲဆိုတော့အင်မာယာကြီးကိုကာကွယ်ရမယ်ဆိုတဲ့ဒီတာဝန်ကြီးကိုမင်းစီကိုတကူကောင်းဆန်စွာနဲ့ငါလွှဲပြောင်းပေးခဲ့လို့ပဲအဲ့ဒီအချိန်မှာပဲသူအိမ်မက်ထဲကနေရုတ်တရက်လက်နိုးလာခဲ့ပါတယ်ယိုနန်ကိုအတော်လေးအနေခက်သွားစေတာကတော့အခုအချိန်မှာအဒဲရှန်ကသူ့ဘေးမှာထိုင်ပြီးစိုးရိမ်တကြီးနဲ့ကြည့်နေတာကိုတွေ့လိုက်ရလို့ပါပဲဗျာဒါကိုမြင်တော့ယိုနန်ကသူ့အိမ်မက်ဆိုမသွားရုံပါလို့ပြောရင်းခေါင်းကိုကမန်းကရန်ကုတ်လိုက်ပါတော့တယ်အဒဲရှန်ကခဏလောက်တိတ်ဆိတ်သွားပြီးမှမင်းအမအတွက်ဒေါသထွက်ပြီးအဲ့ဒီလိုလုပ်ခဲ့တာမလားလို့တိုးတိုးလေးမေးလိုက်ပါတယ်အဲ့ဒီစကားကိုကြားတော့ယိုနန်ရဲ့မျက်နှာကချက်ချင်းပဲหนีရဲသွားပြီးမဟုတ်ပါဘူးဗျာကျွန်တော်ကငငယ်ကလေးကလူတယောက်ကိုအနိုင်ကျင့်နေတာမြင်ရင်ကြည့်မရလို့ပါလို့ညင်းလိုက်ပါတယ်အဒဲရှန်ကရဲကျင်စိတ်ကိုမနှဲအောင်ထားရပြီးဟာကြည့်ရတာယိုနန်မင်းကလိန်ညာပြီးမပြောတတ်ဘူးထင်တယ်လို့ပြောလိုက်ပါတယ်အဲ့ဒီလိုပြောပြီးတာနဲ့သူကခါလောက်ရက်လိုက်ပြီးနည်းနည်းတည်ကြည်တဲ့လေတံနဲ့ဆက်ပြောပါတယ်ဒီကိစ္စကြောင့်နီးပြနဲ့အိုဝင်တို့ကိုမင်းညှို့မထားဖို့အမမျှော်လင့်ပါတယ်ဘာလို့လဲဆိုတော့ဒါတွေအားလုံးကအမကိုယ်တိုင်တောင်းဆိုထားခဲ့လို့ပါတကယ်တော့လေဒီတင်တန်းကိုမာစတာအဆင့်ရှိတဲ့ကျောင်းသားတွေမှတက်ခွင့်ရှိတာပါအမကတနစ်ကြထားတဲ့အပြင်အခုထိမော်စွမ်းအင်ကိုမနှဲထိန်းချုပ်နေရတော့မဲလေအခုလိုတင်တန်းတက်ခွင့်ရတာကအမခံစားခွင့်မရှိတဲ့အထူးခွင့်ရေးတစ်ခုပါနေပြနာဘီရိုဂျီဖီအားမများစေဖို့အတွက်ကျောင်းသားတွေအမကိုဘလို့ပဲဆက်ဆံနေပါစေမတိကျင်အောင်ဆောင်ပေးဖို့နေပြကိုအမကိုယ်တိုင်သွားပြီးအကူအညီတောင်းခဲ့တာပါဒီစကားတွေကိုကြားတော့ယိုနန်တယောက်လုံးဝကိုမယုံနိုင်အောင်ဖြစ်သွားခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့အရင်ဘဝတုန်းကစစ်သူကြီးရဲ့အရှိန်ဝါဟာလူတိုင်းကိုလေးစားကြောက်ရွံ့စေလောက်တဲ့အထိကြီးမားခဲ့တာလေသူလည်းအခုလိုအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့အချိန်တွေရှိခဲ့လိမ့်မယ်လို့ယိုနန်လုံးဝကိုထင်မထားခဲ့မိဘူးဗျာအမကအထူးခွင့်ရေးကိုယူထားတာဆိုတော့လေဒီအတွက်ထိုက်တန်တဲ့ပေးဆက်မှုကိုတော့ခံယူရမှာပေါ့ဒါပေမဲ့လည်းအမကမင်းကိုတကယ်ပဲကျေးဇူးတင်စကားပြောချင်ပါတယ်ယိုနန်ကသူ့ကိုကြည့်ရင်တော်တော်ကြာအောင်တုံးဆိုင်နေခဲ့ပြီးမှနောက်ဆုံးတော့ဖွင့်မေးလိုက်ပါတယ်ခင်ဗျားဒီလောက်တောင်စူးစမ်းနေတာကစစ်သူကြီးဖြစ်ချင်လို့များလားအဲ့ဒီစကားလဲထွက်သွားရောအဒဲရှန်တယောက်အတော်လေးအံ့အားသင့်သွားပါတော့တယ်အမရဲ့အိမ်မက်ကစစ်သူကြီးဖြစ်ဖို့ဆိုတာမင်းဘယ်လိုလုပ်သိနေတာလဲအမများမတော်တဆနှုတ်ကြုံပြီးပြောမိသွားလို့လားအဲ့ဒီလိုပြောပြီးသူမကလက်တီးကိုရုတ်တရက်တင်းဆုပ်လိုက်ပြီးမျက်လုံးတွေကလည်းအယောင်လဲလာပါတယ်အခုအမရဲ့စွမ်းရည်နဲ့ဆိုရင်တော်တော်လေးလိုအပ်နေသေးရဲ့ဆိုရင်မဲ့အမတေချာပေါက်အစွမ်းကုန်စူးစမ်းသွားမှာပါယိုနန်ကသူ့ကိုစိုက်ကြည့်ပြီးဘာမှမပြောဘဲနေတာကိုမြင်တော့အဒဲရှန်ကဒီအိမ်မက်ဟာဖြစ်နိုင်ခြင်းမရှိဘူးလို့သူထင်နေရလို့ထင်သွားပြီးကမန်းကရန်ရှင်းပြပါတော့တယ်ဒါကနားထောင်ကြည့်ရင်လက်တွေ့မကျဘူးလို့ထင်ရပေမဲ့အမလုံးဝလက်လျှော့မှာမဟုတ်ဘူးအမလုံးနေတာများအရာတိုင်းကဒီအိမ်မက်ကိုအကောင့်ထဲပေါ်ဖို့အတွက်ကြီးပါပဲသူမရဲ့မျက်လုံးထဲမှာတောက်ပတ်နေတဲ့ပြင်းပြတဲ့ဆန္ဒတွေကိုကြည့်ရင်ယိုနန်ရဲ့စိတ်ထဲမှာပိုပြီးတော့တောင်ပြားများလာခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့အရင်ဘဝကအဒဲရှန်ရဲ့နောက်ဆုံးဆန္ဒမှာတန်းကဒီဘဝကသူ့ကိုယ်သူတာမန်အချုပ်တမလေးတယောက်အနေနဲ့ပဲရိုးရိုးရှင်းရှင်းနေတာပိုကောင်းမယ်လို့ပြောပေးဖို့မှာခဲ့တာလေဒါပေမဲ့မျက်စိရှိကအဒဲရှန်ရဲ့မျက်လုံးတွေထဲမှာတော့အိမ်မက်အပေါ်ဆွဲလန်းယုံကြည်မှုတွေနဲ့ပြည့်နှက်နေတာကိုဗျာအဲ့ဒီတားဆီးခြင်းတဲ့စကားကိုသူတကယ်ပဲဖွင့်မပြောရခဲ့ပါဘူးအဒဲရှန်ထွက်သွားတဲ့အချိန်ထိအဲ့ဒီစကားကိုယိုနန်မပြောဖြစ်ခဲ့ပါဘူးသူဘာဆက်လုပ်ရမှန်းတကယ်ကိုမသိတော့ဘူးဖြစ်နေပါတယ်ရက်နှဲငယ်အကြာမှာတော့အိယာဝင်ဖို့ပြင်နေတဲ့ယိုနန်စီကိုဒူလန်စီကစာတစောင်ရောက်လာခဲ့ပါတယ်ဒါကြောင့်နောက်နေ့မနေ့စောစောမှာပဲယိုနန်ကအာရှဲနဲ့မာလီယာတို့ကိုခေါ်ပြီးပန်းမဲဘိုရဲ့ဝင်ပေါက်စီကိုတွားကျင်စောတွေနဲ့ရောက်လာခဲ့ပါတော့တယ်ဒါပေမဲ့သူတို့တွေအထဲကိုဝင်သွားတဲ့အခါမှာတော့တယောက်မှမရှိနေတာကိုတွေ့လိုက်ရပါတယ်မတက်နိုင်တဲ့အဆုံးသူတို့ဘာသာသူတို့ပဲဝင်သွားဖို့စူးစမ်းခဲ့ရပါတယ်ထင်မထားတာကယိုနန်တယောက်လျှောက်ပြီးစမ်းတက်နေကြည့်လိုက်ရကနေနယံဘော်ကချိုးဝက်ခလုတ်ကိုတကယ်သွားရှာတွေ့သွားခဲ့တာပါပဲတက်လေကားကဖြည်းဖြည်းချင်းအောက်ကိုဆင်းသွားတာနဲ့အမျှမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ယိုနန်တို့လူစုတော်တော်လေးကိုအန်တတုံလောက်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့အရင်ကစီကားခဲ့တဲ့အဲ့ဒီမြေအောင်မြို့တော်ကြီးဟာအခုအချိန်မှာတော့ပျက်စီးယိုယွင်းနေတဲ့အပျက်စီးယုံကြီးအဖြစ်ပြောင်းလဲနေခဲ့လို့ပါပဲနေရာတိုင်းမှာလည်းတေဆုံးဒဏ်ရာရနေတဲ့ပန်းမဲဆရာတွေအပြည့်ပါပဲအာရှဲကတတိပေးလိုက်မှပဲမြေအောင်မြို့တော်ထဲမှာကြောက်တုံးပီလူကြီးတကောင်ကပန်းမဲဆရာတွေကိုလိုက်လံတက်ဖြတ်နေရဲဆိုတာကိုယိုနန်တတိထားမိသွားပါတယ်ယိုနန်ကချက်ချင်းပဲဆုံးဖြတ်ချက်ချလိုက်ပြီးအပြေးမြန်တဲ့မာလီယာကိုကျောင်းတော်စီစစ်ကူသွားခေါ်ခိုင်းလိုက်ပါတယ်သူ့ကိုယ်သူတော့အာရှဲကိုစိတ်ဆွမ်းအင်မော်ပညာကိုသုံးစေပြီးသူ့ကိုခေါ်ကအောက်ကိုအမြန်ဆင်းစေခဲ့ပါတယ်ပန်းမဲဆရာအနေငယ်ဟာဘီလူကြီးရဲ့အေယာမလက်တိကျအောက်ကိုရောက်တော့မဲ့ဆဲဆဲအချိန်လေးမှာကန်ကောင်းစွာနဲ့ပဲအရေးပေါ်အခြေအနေမှာယိုနန်အချိန်မီရောက်လာခဲ့ပါတယ်စူးရှပြင်းထန်တဲ့ဓာတ်ချက်တစ်ချက်ဖြတ်ပြေးသွားတာနဲ့အတူကြောက်တုံးဘီလူကြီးရဲ့ရင်ဘက်ကထူထဲတဲ့အကာအကွယ်ချက်ဝတ်ကြီးဟာအပိုင်းပိုင်းဆဆပြတ်တောက်ချိန်မို့သွားပါတော့တယ်ကဲတင်ခံလိုက်ရတဲ့ပန်းမဲဆရာတွေကတော့မျက်လုံးပြူးသွားကြပါတယ်သူတို့ရဲ့မျက်စိရှိကကလေးဆန်ဆန်ရုပ်သွင်းလေးနဲ့ကောင်းလေးဟာကာကွယ်မှုစွမ်းအားအလွန်မြင့်မားတဲ့ကြောက်တုံးဘီလူကြီးကိုဓာတ်တစ်ချက်တည်းနဲ့တက်ပစ်လိုက်နိုင်တယ်ဆိုတာကိုသူတို့တကယ်ကိုမယုံနိုင်အောင်ဖြစ်နေကြပါတယ်အဲ့ဒီအချိန်မှာတော့ယိုနန်ဟာကြောက်တုံးဘီလူကြီးရဲ့အလောင်းကောင်ပေါ်မှာတီတီငိမ့်ငိမ့်နဲ့ရက်နေခဲ့ပါပြီဗျာယိုနန်ကဒီမှာဘာတွေဖြစ်ခဲ့တာလဲဆိုပြီးအလောဒတ်ကြီးနဲ့မေးလိုက်ပါတယ်ပန်းမဲဆရာတွေကကြောက်လန့်တကြားနဲ့အထိတ်တလန့်ဖြစ်နေတော့မဲမို့တုံရင်နေတဲ့အတန်တွေနဲ့ယိုနန်ကိုအခြေအနေကိုရှင်းပြကြပါတယ်တကယ်တော့မကြခင်လေးတင်ကမြေအောင်မြို့တော်ရဲ့မြေပြင်အောက်ကနေကြောက်တုံးဘီလူကြီးအကောင်ရေဆယ်နဲ့ချီပြီးရုတ်တရက်ထွက်ပေါ်လာခဲ့တာပါသူတို့တွေကတွေးသမျှကိုလိုက်ရိုက်ခွဲဖျက်ဆီးနေကြပြီး
ပန်းမဲဆရာတွေကိုတောင်တက်ပစ်ဖို့စ조사ခဲ့ကြတယ်လေဘီလူကြီးအများစုကတော့ပန်းမဲဆရာကြီးဒူလန်နဲ့အကောင်းဆုံးပန်းမဲဆရာအနေငယ်ကိုဖမ်းခေါ်သွားပြီးတဲ့နောက်မှာတော့မြေအောက်ကိုပြန်ဝင်သွားပြီးပျောက်ကွယ်သွားခဲ့ပါတယ်ယိုနန်စောစောကတက်လိုက်တဲ့အကောင်ကတော့ဒီမှာကြံရစ်ခဲ့တဲ့နောက်ဆုံးကြောက်တုံးဘီလူကြီးပါပဲဗျာအနေရမရှိတော့ဘူးဆိုတာကိုသိလိုက်ရတော့ယိုနန်ကစီတာနဲ့အာရှဲကိုဒဏ်ရာရတဲ့သူတွေကိုကူညီပေးဖို့ဒီမှာပဲခြံထားခဲ့လိုက်ပါတယ်သူကတော့ဒူလန်နဲ့ဒီဒီဝေတို့ကိုအရင်သွားခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ဓာတ်ကဒူလန်ရဲ့လက်ထဲမှာရှိနေသေးတာကိုဗျာအဲ့ဒီအချိန်မှာပဲမြေအောက်အနက်ဆိုင်ဆုံးနေရာလေးတနေရာမှာတော့ဒူလန်တယောက်မီးခိုးရောင်အဝတ်နဲ့ပတ်ထားတဲ့ဓာတ်တလက်ကိုရင်ခွင်ထဲမှာတင်းတင်းကြပ်ကြပ်ပိုက်ထားခဲ့ပါတယ်သူ့ရှေ့မှာဝင်ကာပေးထားတဲ့ဒီဒီဝေကတော့တကိုယ်လုံးဒဏ်ရာတွေနဲ့ပြည့်နေခဲ့ပြီးအချိန်တော်ကြာတောက်ခံထားရပုံပေါ်ပါတယ်ဒူလန်ကသူ့ရှေ့ကဒီဒီဝေကိုကြည့်ရင်ကိုပြစ်တင်နေတဲ့လေတံနဲ့ပြောလိုက်ပါတယ်မင်းကအသက်ကိုပဓာနာမထားပဲငါ့ကိုလိုက်ကာကွယ်ပေးတဲ့အတွက်ကျေးဇူးတင်ပေမဲ့မင်းဒီမှာကြံနေခဲ့စရာအကြောင်းလုံးဝမရှိပါဘူးမင်းရဲ့ကိုပြောက်ချက်ဝတ်တန်စာနဲ့ဆိုရင်တေချာပေါက်ဘေးကင်းကင်းထွက်သွားနိုင်ပါတယ်မြန်ထွက်သွားလိုက်ပါတော့ကွာဒါပေမဲ့ဒီဒီဝေကတော့ဒေါသတကြီးနဲ့အော်ဟစ်လိုက်ပါတယ်ခင်ဗျားမှာဒီလိုစိတ်ပြက်စရာစကားတွေပြောဖို့အားရှိနေရင်ခင်ဗျားလက်ထဲကဓာတ်ကိုတစ်ချက်လောက်လွှဲလိုက်တာကမှပိုကောင်းဦးမယ်ဓာတ်ကိုကြားတော့ဒူလန်ကဓာတ်ကိုပို့ပြီးတင်းတင်းကြပ်ကြပ်ပိုက်လိုက်ပါတယ်မင်းရဘူးလေဒီဓာတ်ကငါ့ရဲ့အကောင်းဆုံးလက်ရာကိုဒါကြောင့်သူ့ရဲ့တမိုင်းဝင်ပထမဆုံးအကြိမ်ဓာတ်လွှဲချက်ကိုဓာတ်ပညာနားမလည်တဲ့ငါလိုလူမျိုးနဲ့အညစ်အကြေးမခံနိုင်ပါဘူးဒီဒီဝေတယောက်ဒေါသထွက်လုံးလို့ရဲတောင်ရဲကျင်သွားပါတယ်အခုအချိန်ကဘယ်ချိန်ရောက်နေပြီလဲခင်ဗျားအယူဘိုးကြီးရဲ့သူ့စကားတောင်မဆုံးသေးခင်မှာပဲကြောက်တုံးဘီလူကြီးအကောင်ရဲ့အနေငယ်ကဝိုင်းလာကြပါပြီသူတို့နှစ်ယောက်ကိုအသားပုံကြီးဖြစ်သွားအောင်ရိုက်ချေပစ်ဖို့အတွက်အေယာမလက်ဝါးကြီးတွေကိုမြင့်မြင့်မြောက်လိုက်ကြပါတော့တယ်ဒီဒီဝေကသွားကိုကြိတ်ပြီးအတင်းဝင်ခံလိုက်ပေမဲ့ဘီလူကြီးရဲ့ခွန်အားကသူခံနိုင်ရရှိတဲ့အတိုင်းတာထက်အများကြီးကျော်လွန်နေခဲ့ပါတယ်ဘားဆက်ထဲကနေသွေးတွေအများကြီးပန်းထွက်လာပြီးကိုပြောက်ချက်ဝတ်တန်စာရဲ့ကာကွယ်ရေးမော်ပညာလည်းလုံးဝပျက်စီးသွားပါတော့တယ်ဘီလူကြီးရဲ့တိုက်ခိုက်မှုတွေနောက်တစ်ချိန်ကျလာတော့မဲ့အချိန်လေးမှာပဲအနီရောင်အလင်းတန်းတစ်ခုအချိန်မီရောက်ရှိလာပါတယ်မရေမတွက်နိုင်တဲ့ဆူးရှာပြင်းထန်တဲ့ဓာတ်ချက်တွေကခဏလေးအတွင်းမှာပဲဖြစ်ပြေးသွားခဲ့ပါတယ်ဝိုင်းလာတဲ့ကြောက်တုံးဘီလူကြီးတွေဟာအော်ဟစ်ဖို့တောင်အချိန်မရလိုက်ပဲအပိုင်းပိုင်းဆက်ဆက်ခုတ်ထစ်ခံလိုက်ရပါတော့တယ်အဲ့ဒီနောက်မှာတော့ယိုနန်ကသူတို့နှစ်ယောက်ရှိကိုပေါ့ပါးလေးကြလာတာကိုမြင်လိုက်ရပါတယ်ကျန်တာတွေကိုတော့ကျွန်တော်ကိုသာလွှဲထားလိုက်ပါတော့ဗျာရုတ်တရက်ပေါ်လာတဲ့ယိုနန်ကိုမြင်တော့ဒူလန်နဲ့ဒီဒီဝေတို့နှစ်ယောက်စလုံးကြက်တေသွားကြပါတယ်လမ်းမှာကြောက်တုံးဘီလူကြီးတွေအဲ့ဒီလောက်အများကြီးရှိနေတာကိုမင်းဘယ်လိုများဖြတ်ကျော်လာခဲ့တာလဲဒါကိုယိုနန်ကခက်ဟလေးပြုံးလိုက်ပြီးတခြားပန်းမဲဆရာတွေကိုကယ်ရင်းနဲ့လမ်းကြုံလို့ရှင်းခဲ့တာပါအခုတော့ခင်ဗျားတို့ဘက်ကအကောင်နှဲငယ်ပဲကြံပါတော့တယ်လို့ဖြေလိုက်ပါတယ်အဲ့ဒီလိုပြောရင်းနဲ့သူကဒူလန်စီကိုလက်ကမ်းပေးလိုက်ပါတယ်ကျွန်တော်ဓာတ်ကိုမြန်သာပေးလိုက်ပါတော့ဗျာကျွန်တော်လက်ထဲကဓာတ်ကနောက်ထပ်ဓာတ်ချက်အနှဲငယ်တောင်လွှဲဖို့မလုံလောက်တော့လို့ပါဒီစကားကိုကြားတော့ဒူလန်ကခဏလောက်တုံဆိုင်သွားပေမဲ့အဝတ်ကိုဖြီးပြီးဓာတ်ကိုကမ်းပေးလိုက်ပါတယ်ဒါကမင်းအတွက်အထူးဖန်တီးပေးထားတဲ့ပြိုင်ဘက်ကင်းဓာတ်တစ်လက်ပါဒါပေမဲ့နှမျောစရာကောင်းတာကသူ့အတွက်ဓာတ်အိမ်တစ်ခုတောင်မလုပ်ပေးရသေးဘူးလေယိုနန်ကလက်လန်းပြီးဓာတ်ရိုးကိုကင်လိုက်တဲ့အခိုက်တန့်လေးမှာပဲအတော်လေးအံ့သာသွားခဲ့ပါတယ်ဒီဓာတ်ကအလေးချိန်လုံးဝမရှိသလိုပေါ်ပါနေပေမဲ့လက်ဝါးပြင်ထဲမှာတော့ပူနွေးတဲ့စွမ်းအားတစ်ခုစီးဆင်းနေတာကိုတဲ့တဲ့လေးခံစားလိုက်ရပါတယ်အတော်ပဲကာကွယ်မှုစွမ်းအားကောင်းတယ်လို့နာမည်ကြီးတဲ့ဒီကြောက်တုံးဘီလူကြီးတွေနဲ့ဒီဓာတ်ရဲ့စွမ်းကိုစမ်းသပ်ကြည့်ရတာပေါ့အဲ့ဒီအချိန်မှာပဲရှေ့နားကနေနောက်ထပ်ကြောက်တုံးဘီလူကြီးအကောင်နှဲငယ်ထပ်ဝိုင်းလာကြပါတယ်ယိုနန်ကနည်းနည်းလေးမှတုံဆိုင်မနေပဲဓာတ်ကိုလွှဲလိုက်တဲ့အခါမှာတော့မျက်စိချင်းလောက်တဲ့အနီရောင်ဓာတ်လိုင်းတစ်ခုကလေတိုးတန်နဲ့အတူထွက်ပေါ်လာပါတယ်အလွန်ကျန်းတဲ့အားအင်တွေကခဏလေးတွင်းမှာပဲကြောက်တုံးဘီလူကြီးတွေကိုအပိုင်းပိုင်းဆဆပောက်ကွဲထွက်သွားစေခဲ့ပါတယ်ဒီကြောက်စရာကောင်းတဲ့အစွမ်းကြောင့်ယိုနန်ကိုယ်တိုင်တောင်ပါဆက်ဟောင်းသားဖြစ်သွားရပါတယ်ပါမောက်ခနာဘီရိုဂျီပြောခဲ့တာတကယ်ပဲမလိမ္မာဘူးလက်နက်ကြောင့်ကွာခြားသွားတဲ့စွမ်းရည်ကတကယ်ကိုဒီလောက်တောင်ကြီးမားနေတာကိုဗျာဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ဒူလန်ကတော့မျက်လုံးတွေအယောင်လက်သွားပြီးဒီလာမန်ချာလို့ခေါ်တဲ့ဓာတ်ကလက်ထဲမှာအဆင်ပြေရဲ့လားဆိုတာကိုကမန်းကရမ်းမေးပါတော့တယ်ဓာတ်ကိုယ်တည်းရဲ့အလေးချိန်ကငှက်မွေးတစ်ခုလိုပေါ်ပါတယ်လို့ပြောလို့ရပေမဲ့သူ့ရဲ့မာကြောမှုကတော့မိတဲ့ရဲ့တတုထက်ကိုအများကြီးတာလွန်နေတာပါပြီးတော့အိမ်မက်ငှက်ရဲ့ဥခွန်ကြောင့်မို့လာမန်ချာကသွေးတွေကိုစုပ်ယူပြီးပျက်စီးသွားတဲ့အစိတ်ပိုင်းတွေကိုပြန်လည်ပြုပြင်ပေးနိုင်တဲ့အထူးစွမ်းရည်လေးလည်းပါဝင်နေပါသေးတယ်ပြီးတော့လာမန်ချာဆိုတာကဒူလန်အလေးစားဆုံးစွန့်စားရှာဖွေသူတယောက်ရဲ့နာမည်ပါပဲဗျာယိုနန်ကလည်းချီကျူးစကားတွေကိုနည်းနည်းလေးမှနှမျောမနေပဲဒူလန်ရဲ့လက်ရာကိုအားရပါရချီကျူးလိုက်ပါတယ်ဒါကြောင့်ဒူလန်တယောက်ဝမ်းသာလုံးလို့ပါးဆက်တောင်မစီနိုင်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ပန်းမဲဆရာတယောက်အတွက်ကိုယ့်ရဲ့လက်ရာကိုအတိမတ်ပြုခံရတာကအကြီးမားဆုံးဂုဏ်ချက်တရေပဲလေအဲ့ဒီအချိန်လေးမှာပဲယိုနန်ကကြောက်တုံးဘီလူကြီးတကောင်စီကိုရုတ်တရက်ရှောက်သွားလိုက်ပါတယ်မကြခင်မှာပဲဘီလူကြီးရဲ့နောက်စိတ်မှာထူးဆန်းတဲ့မော်စီရင်တစ်ခုကိုယိုနန်သွားတွေ့လိုက်ရပါတယ်ဘာလို့လဲဆိုတော့ကြောက်တုံးဘီလူကြီးတွေရဲ့ဒလေးတဘာဝအရာဒီကောင်တွေကအုပ်စုလိုက်သွားလာလေမရှိပါဘူးပြီးတော့သွားပြီးရမစတရွေ့သူတို့ကအရင်စားပြီးတိုက်ခိုက်လေမရှိဘူးလေဒါကြောင့်အခုလိုမြောက်မျိုးတော်ကိုလာတိုက်ခိုက်တယ်ဆိုတဲ့ပုံမှန်မဟုတ်တဲ့လောက်ရက်ကဒီမော်စီရင်နဲ့တေချာပေါက်ပတ်သက်နေမှာအသေးချပါပဲဗျာသူတို့တွေကအဲ့ဒီပုံစံကိုကြည့်ပြီးဘာမှမသိအောင်ဖြစ်နေကြပါတယ်အသက်400ကျော်နေထိုင်လာခဲ့တဲ့ဒူလန်ကိုရိုင်နောင်ခေါင်းရက်လိုက်ပြီးဒီလိုပုံစံမျိုးကိုသူတခါမှမမြင်ဘူးလို့ပြောပါတယ်ဒါပေမဲ့အဲ့ဒီအပေါ်မှာကြံရင်နေတဲ့မော်စွမ်းအင်တွေကိုသူတဲ့လေးခန်းစားမိနေပြီးတာမန်မော်ဆရာတွေလုံနိုင်တဲ့အရာမျိုးမဟုတ်ဘူးဆိုတာကိုတော့သိနေပါတယ်ယိုနန်ရဲ့စိတ်ထဲမှာတော့ရုတ်တရက်ပြင်းထန်တဲ့စိုးရိမ်ပူပန်မှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်ဒါကြောင့်ဒီဒီဝေကိုဒူလန်နဲ့အတူအရင်ထွက်သွားဖို့ပြောလိုက်ပြီးသူတယောက်တည်းပိုနဲ့ဆိုင်တဲ့နေရာကိုဆက်သွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်အတွင်းပိုင်းကိုတိတ်မကြခင်ရှောက်သွားပြီးတဲ့နောက်မှာတော့မြေကြီးပေါ်ကခြေရာတွေကပုံမှန်မဟုတ်ဘူးဆိုတာကိုယိုနန်တတိထားမိသွားပါတယ်မြေကြီးပေါ်မှာကြောက်တုံးဘီလူကြီးတွေရဲ့ခြေရာကြီးတွေအပြင်လူတွေရဲ့ခြေရာရွယ်စားနဲ့တူတဲ့ခြေရာတချို့လည်းရောနှောနေခဲ့ပါတယ်ဒါတင်မကသေးဘူးဘေးပတ်ဝန်းကျင်နေရန်တွေပေါ်မှာလည်းတတိပေးအချက်ပြတဲ့မော်အာယုံကန်ကြောက်တုံးတွေအများကြီးမြုပ်နှံထားပါသေးတယ်ဒါပေမဲ့နှမျောစရာကောင်းတာကမော်စွမ်းရင်မရှိတဲ့ယိုနန်အတွက်တော့ဒါတွေကလုံးဝကိုအချက်ပြနိုင်စွမ်းမရှိခဲ့ပါဘူးဗျာ
မကြခင်မှာပဲယိုနန်တယောက်လောင်ကူရဲ့အနက်ရှိုင်းဆုံးနေရာကိုရောက်လာခဲ့ပါတယ်ဒါပေမဲ့မျက်စိရှိကမြင်ကွင်းကြောင့်သူ့ရဲ့သူငယ်အိမ်တွေတောင်ကျုံဝင်သွားခဲ့ရပါတယ်အဝေးကြီးမဟုတ်တဲ့နေရာလေးမှာအရင်ကြောက်တုံးဘီလူကြီးတွေထက်အစပေါင်းများစွာပိုကြီးမားတဲ့ရွှေရောင်ကြောက်တုံးလူသားကြီးတစ်ကောင်ကိုမြင်လိုက်ရလို့ပါဒီကြောက်တုံးလူသားကြီးဟာအခုချိန်မှာချိတ်ပိတ်ခံထားရတဲ့အခြေအနေမှာရှိနေရဆိုတာကိုယိုနန်ရိပ်မိပေမဲ့လည်းသူ့ကိုယ်ပေါ်ကနေအသက်ရှူကျက်လောက်တဲ့ဖိအားတွေထွက်ပေါ်နေခဲ့ပါတယ်အဲ့ဒီကြောက်တုံးလူသားကြီးရဲ့အောက်မှာတော့အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားတဲ့လူနှစ်ယောက်ရက်နေပြီးတိုးတိုးတိတ်တိတ်နဲ့တခုခုကိုဆွေးနွေးနေကြပါတယ်ယိုနန်ကသူတို့ရဲ့အစီအစဉ်ကိုတေးသေးချာချာကြားရအောင်အနားကိုတိုးသွားဖို့လှုပ်လိုက်ချိန်မှာပဲအဖြူရောင်ဝတ်ရုံနဲ့အမျိုးသားကနှုတ်ခမ်းတစ်ဖက်ကိုတွန့်ကမကောင်းဆိုးဝါးဆန်ဆန်ပြုံးလိုက်ပြီးသူ့လက်ဝါးထဲမှာမိတောက်တစ်ခုကိုချက်ချင်းဖန်တီးလိုက်ပါတယ်စောစောကလေးကပန်းမဲဘိုတွေမှာပဲရတက်တဲ့ကန့်နံ့ကိုငါရနေခဲ့တာတယောက်ယောက်ကဒီထိတောင်ရဲရဲဝံ့ဝံ့ရောက်လာလိမ့်မယ်လို့ငါထင်မထားခဲ့ဘူးစကားလဲဆုံးရောအဖြူရောင်ဝတ်ရုံနဲ့လူကလက်ကိုမြောက်ပြီးယိုနန်စီကိုမိတောက်တစ်ခုပစ်လွတ်လိုက်ပါတယ်ကံကောင်းစွာနဲ့ပဲယိုနန်ကတုတ်ပြန်မှုမျက်စံလုံးလို့ခန္ဓာကိုယ်ကိုဘေးဘက်ကိုအချိန်မီရှောင်တိန်နိုင်ခဲ့ပါတယ်သူ့ရဲ့ရုပ်တရက်တိုက်ခိုက်မှုကမထိသွားတာကိုမြင်တော့အဖြူရောင်ဝတ်ရုံနဲ့လူကနင်းနေအံ့သာသွားပါတယ်မင်းလိုကောင်လေးကကိုခံပညာတော်တော်လေးကောင်းမယ်လို့ထင်မထားဘူးဒါဆိုလဲမင်းကိုအရင်ကြိုးတုပ်ထားလိုက်ရတာပေါ့သူ့စကားတောင်မဆုံးသေးခင်မှာပဲမိတောင်ရည်တဲ့တန်ကြိုးတွေအများကြီးကသူ့လက်ဝါးထဲကနေထွက်ပေါ်လာပြီးယိုနန်စီကိုအရှိန်ဟုန်နဲ့ရစ်ပတ်လာပါတော့တယ်ယိုနန်ရဲ့စိတ်ထဲမှာချက်ချင်းပဲအတိဝင်သွားပါတယ်ဒီလိုအတိုင်းတာရှိတဲ့ရုပ်လုံးပေါ်မော်ပညာကိုချက်ချင်းဖန်တီးနိုင်တာကိုကြည့်ရင်တစ်ဖက်လူကတာမန်လူလုံးဝမဟုတ်နိုင်ဘူးဆိုတာကိုပါယိုနန်ကလာမန်ချာကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်လိုက်ပြီးမျက်နှာချင်းဆိုင်ကဝင်လာတဲ့မိတောက်တန်ကြိုးတွေကိုခဏလေးအတွင်းမှာပဲအပိုင်းပိုင်းခုတ်ထစ်ပစ်လိုက်ပါတယ်အဲ့ဒီနောက်ယိုနန်ကနောက်ပြောင်ခြင်းနဲ့မျက်နှာထားနဲ့ရဲမောရင်မင်းတို့တွေကဘသူတွေလဲမိမနဲ့ရောကြားကြားမှာဘလောက်ပဲလောနေပါစေဒီလိုနေရာမျိုးမှာလာပြီးအလုံးမဖြစ်တင်ဘူးလေလို့ပြောလိုက်ပါတယ်ယိုနန်ရဲ့ရောင်းတက်တဲ့အချိုးကအဖြူရောင်ဝတ်ရုံနဲ့လူကိုပိုးပြီးတောင်စိတ်ဝင်စားသွားစေခဲ့ပါတယ်မင်းရဲ့စွမ်းရည်ကလည်းမင်းရဲ့ပါဆက်လိုပဲစွမ်းဖို့မျှော်လင့်ပါတယ်ဘေးနာကအဖြူရောင်ဝတ်ရုံနဲ့အမျိုးသမီးကတော့မျက်မှောင်ကျုပ်လိုက်ပြီးဒါကအချိန်ဖြုံးနေတာတက်တက်ပဲလို့ထင်နေခဲ့ပါတယ်ဒါပေမဲ့အဖြူရောင်ဝတ်ရုံနဲ့အမျိုးသားကတော့နည်းနည်းလေးမှဂယုမစိုက်ပါဘူးဘာပဲဖြစ်ဖြစ်ငါတို့ရဲ့တာဝန်ကပြီးဆုံးသွားပြီလေမြေအောင်မျိုးတော်ကိုဖျက်ဆီးပစ်နိုင်ခဲ့တာကအင်မာယာရဲ့လက်နက်ကိရိယာထုတ်လုပ်ရေးနည်းပညာကိုအများကြီးဆုပ်ယုပ်သွားစေဖို့လုံလောက်ပါတယ်ပြီးတော့ဒီအင်မာယာကြီးကလည်းမကြခင်ကျဲရောင်တွေအောက်မှာနစ်မြုပ်ပြောက်ကွယ်သွားတော့မှာပဲဟာအခုပြောစရာမရှာထားရင်နောက်ဆိုအခွင့်အရေးမရတော့ဘူးဒီစကားကယိုနန်ရဲ့နားထဲမှာမိုးကြိုးပစ်ချလိုက်တယ်လို့ပဲဟိမ့်ထွက်သွားပါတော့တယ်ဒါကအာဟာယုမတေခင်တုန်းကပြောခဲ့တဲ့စကားနဲ့လုံးဝကိုထပ်တူကြနေလို့ပါပဲယိုနန်ကချက်ချင်းပဲမျက်လုံးပြူသွားပြီးဒေါသတကြီးနဲ့စောစောကစကားကဘာအတိတ်ပဲလဲမင်းတို့ကြက်စုပ်ကောင်တွေလို့အော်ဟစ်လိုက်ပါတယ်ရုတ်တရက်ပြင်းထန်ဆူရှလာတဲ့ယိုနန်ရဲ့အရှိန်ဝါကိုမြင်လိုက်ရတော့အဖြူရောင်ဝတ်ရုံနဲ့အမျိုးသားကခဏလောက်ကြောင်သွားခဲ့ပါတယ်ဒီကောင်လေးရဲ့အခြေအနေကဘာလို့ရုတ်တရက်ကြက်တီးထက်စရာကောင်းလာရတာလဲဒါပေမဲ့ခဏကြာမှတော့သူပြန်ပြီးသတိဝင်လာခဲ့ပါတယ်လက်ဝါးပြင်ထဲမှာမိတောက်တွေထက်ပြီးစူးစီးလာပြန်ပါတယ်ဒါပေမဲ့သူ့လက်ကလေထဲကိုတဝက်လောက်ပဲမြောက်ရသေးတယ်ယိုနန်ရဲ့လူရိတ်ကသူ့ဘေးနားကိုချက်ချင်းရောက်လာခဲ့ပါပြီဗျာအဖြူရောင်ဝတ်ရုံနဲ့လူကဓာတ်ရဲ့လှုပ်ရှားမှုကိုတောင်တေးသေးချာချာမမြင်လိုက်ရခင်မှာပဲသူ့ရဲ့လက်မောင်းနဲ့ခန္ဓာကိုယ်ထပ်ပိုင်းဟာတခါတည်းအပိုင်းပိုင်းပြတ်ထွက်သွားခဲ့ပါပြီမင်းတို့ကိုမေးစရာတွေအများကြီးရှိသေးတယ်ဒါကြောင့်မင်းကလိမ္မာပါနဲ့စွာနဲ့အရင်လဲနေလိုက်စမ်းပါဘေးနားကအဖြူရောင်ဝတ်ရုံနဲ့အမျိုးသမီးကတော့လုံးဝကိုကြက်တေတေသွားပါတော့တယ်ကြောပြင်တစ်ခုလုံးလဲချက်ချင်းပဲချွေးစေးတွေနဲ့ရွှဲနစ်သွားခဲ့ပါတယ်နဲ့နင်ကတကယ်တော့ဘသူလဲယိုနန်ကဘာမှပြန်မဖြေပါဘူးရှေ့ကိုတိုးသွားပြီးသူမရဲ့လေပင်ကိုစက်ခနဲလိုက်ညစ်လိုက်ပါတယ်သူ့ရဲ့မျက်လုံးတွေထဲမှာတော့တနာညာတာမှုအရေးအယောင်နည်းနည်းလေးမှမရှိနေခဲ့ပါဘူးဗျာမင်းလဲဟိုကောက်လို့မဖြစ်ချင်ဘူးဆိုရင်ငါမေးတဲ့မေးခွန်းတွေကိုအမှန်တိုင်းဖြေတာအကောင်းဆုံးပဲ